များနဲ့တကွာကျမ်းမာချမ်းသာကြပါစေလို့နှုတ်ခွန်းဆက်မေတ္တာပို့သရင်ဒီနေ့2003ခုနှစ်ဧပြီလ23ရက်သထုံမြို့နေမင်္ဂလာတောင်ချီမြတ်စိန်ကျောင်းတိုက်အတွင်းဆင်ကျင်းပတဲ့ပင်စမအကြိမ်မြောက်တတိပဋ္ဌာန်ဝိပဿနာတရားစခန်းဓမ္မဒါနတရားလူအမတဒါနအမြိုက်နိဗ္ဗာန်အလှဓမ္မသဘင်မှာဝေးလီကောင်းလီလို့အမည်ပေးထားတဲ့တရားတစ်ခုနဲ့ဓမ္မဒါနတရားအလှပေးသူမှာဖြစ်ပါတယ်တရားအလှရှင်အနေနဲ့တရားအလှမပေးသူခင်တရားအလှခံပုဂ္ဂိုလ်များအနေနဲ့တရားအလှမခံယူခင်တရားပိုင်ရှင်ဖြစ်တော်မူတဲ့သဗ္ဗညုမြတ်စွာဘုရားရှင်ကိုထိုဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများခြင်းဖြင့်ရှေးဥစွာရှိခိုးပူဇော်ကြရအောင်အလုံးမဲ့လည်းဥချီထားပြီးတော့လိုက်ဆိုကြပါဒီနေ့ပထမနေ့ဆိုတော့တချို့ယောဂီအစ်စ်တွေလည်းရှိသေးတော့တိုင်ပေးပါမယ်နောက်နေ့တွေကျရင်ကိုယ့်ဘာသာကိုပွားများကြရမှာပေါ့အရဟံဂုဏ်တော်ရဲ့အဓိပ္ပာယ်၃မျိုးတစ်မျိုးကို၃ခေါက်စီပွားများကြရမယ်ဥစဉ်ကတစ်ခေါက်တိုင်ပေးမယ်တစ်ခေါက်တိုင်ပေးပြီးတိုင်း၃ခေါက်စီပွားများကြရပါမယ်အရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားအရဟံစိတ်ွယ်ရာရ၌ပင်မကောင်းမှုကိုပြုတော်မမူသောမြတ်စွာဘုရားအရဟံပူဇော်ထူးကိုခံယူတော်မူထိုက်သောမြတ်စွာဘုရားမြတ်စွာဘုရားရှင်ရဲ့အရဟံဂုဏ်တော်ပွားများပူဇော်ပြီးပြီဖြစ်တဲ့အတွက်လက်ဥချီထားတာလေးတွေချထားပြီးတော့မျက်လုံးလေးတွေမှိတ်မထားပဲဖွင့်ထားပြီးတော့ထိုင်တဲ့ဣရိယာပုဂ္ဂိုလ်လည်းပုံစံတစ်မျိုးညောင်းရင်ပုံစံတစ်မျိုးပြောင်းပြီးတော့သက်သာတဲ့ဣရိယာပုနဲ့ချမ်းသာစွာတရားနာယူနိုင်ကြပါပြီမနေ့ကပြောသလိုပဲပေါ့ဒီနှစ်တော့စကားသိမ့်မပြောခြင်းတရားသိမ့်မဟောခြင်းဆိုတော့တူတူပဲဟောကြတာပေါ့နော်ဩဝါဒသဘောမျိုးပေါ့လေကြောရှိလို့ရှိသွားရင်လည်းမတတ်နိုင်ဘူးပေါ့နော်ဒီနေ့ဟောမယ့်တရားကောင်းစဉ်ကပါတယ်လေဝေးလီကောင်းလီတဲ့ဘာနဲ့ဝေးလီကောင်းလီတဲ့ကိလေသာနဲ့ဝေးလီကောင်းလီအဲ့ဒါဆိုဟောရတာမျိုးတော့သိနေပြီနော်ကိလေသာနဲ့ဝေးလီကောင်းလီဆိုတော့တကယ်ရောဝေးအောင်နေကြရဲ့လားဝေးလီကောင်းလီတဲ့မေးကြည့်ပါဦးမယ်ချစ်တဲ့သူနဲ့ဝေးလီကောင်းလီလားမုန်းတဲ့သူနဲ့ဝေးလီကောင်းလီလားမုန်းတဲ့သူနဲ့ဝေးလီကောင်းလီဒါပေမဲ့ချစ်တဲ့သူနဲ့တော့နီးလီကောင်းလီပေါ့
မုန်းတဲ့သူဆိုတာကဟိုလိုမကြည့်ခြင်းမမြင်ခြင်းလောက်အောင်တွေ့ရမဆိုင်တာတဲ့တွေ့ရတဲ့နိုင်ဒါမဆိုင်ဆိုတာလိုတတ်ခြင်းလောက်အောင်အဲ့ဒီလောက်ကြီးတူတူခါခါနာကြည့်မုန်းတီးနေမှမုန်းတဲ့သူလို့ဆိုလိုတာမဟုတ်ဘူးသဘောမကျတဲ့သူမကြည်နဲ့တဲ့သူမကြိုက်တဲ့သူမနှိမ့်မြို့တဲ့သူအဲ့လိုပုဂ္ဂိုလ်တွေမှန်သမျှကိုမုန်းတဲ့သူလို့ဆိုတာပေါ့လောကလူအများစုရဲ့သဘာဝကတော့အခုယောဂီတို့ဖြေတဲ့အတိုင်းပဲပေါ့မုန်းတဲ့သူနဲ့ဝေးလီကောင်းလီမုန်းတဲ့သူမြင်နေရလို့ရှိရင်စိတ်ဆင်းရဲရတယ်စိတ်မချမ်းသာဘူးမုန်းတဲ့သူမမြင်ရတော့စိတ်ချမ်းသာတယ်စိတ်မဆင်းရဲရတော့ဘူးပေါ့အဲ့တော့မုန်းတဲ့သူနဲ့ကြတော့ဝေးလီကောင်းလီတဲ့ချစ်တဲ့သူနဲ့ကြတော့နီးလေကောင်းလီတကယ်ရောဟုတ်ရဲ့လားတကယ်ကောင်းလို့လားတကယ်ကောင်းလားကောင်းပါလားအဲ့ဒါချစ်တဲ့သူနဲ့မုန်းတဲ့သူဘယ်သူကကိုယ်ဒုက္ခပို့ပေးတော့ဒါတရားဟောဆရာအကြိုက်တိုက်ပြီးပြောနေတာပါကိုယ်စိတ်ထဲကတော့ဘယ်လိုပဲထင်နေတော့မုန်းတဲ့သူကပဲကိုယ်ဒုက္ခပေးတယ်ချစ်တဲ့သူကတော့ကိုယ်ဒုက္ခတွေကြီးပေးတယ်ပဲထင်နေတာနော်ကိုယ်မုန်းတဲ့သူကကိုယ်ပေးတဲ့ဒုက္ခဆိုတာကဘာမှကိုမရှိဘူးမပြောပါလားဘူးမုန်းနိုင်တဲ့ဒုက္ခပေးချင်တိုင်းပေးလို့ရပါမလားမရဘူးဒီလူငါမုန်းနေဆိုပြီးတော့တတ်ချင်တိုင်းတတ်လို့မရပါဘူးဒီလူငါမုန်းနေဆိုပြီးတော့အဲ့ဒီလူရဲ့အကျိုးစီးပွားတွေပျက်စီးချင်တိုင်းပျက်စီးအောင်အလွယ်တကူလုပ်လို့မရပါဘူးဒီလူကငါမုန်းနေဆိုပြီးတော့ကိုမုန်းတဲ့သူစိတ်ဆင်းရဲကိုဆင်းရဲအထူးသဖြင့်တော့အများအားစိတ်ဆင်းရဲနေအောင်လုပ်လို့မရပါဘူးမုန်းတဲ့သူဆိုတော့ညာအချင်းခေါင်းထဲကိုမထည့်ဘဲနဲ့လိလိရှူထားလို့ရတာဘူး။အိုးဒီလူကြောင့်တော့ခေါင်းထဲကိုထည့်မနေပါနဲ့။သူ့ကြောင့်တော့တွေးကိုမတွေးပါနဲ့ဆိုတော့မတွေးပြတော့ဘူး။ဝေးလေကောင်းနေဆိုတဲ့အတိုင်းမုန်းတဲ့လူနဲ့ကြတော့ကိုယ်ကလည်းမတွေးအောင်ရှောင်မပတ်သက်မိအောင်ရှောင်နေတာဆိုတော့သိလည်းပတ်သက်စရာမရှိတော့ဘူး။ပတ်သက်စရာလည်းမရှိတော့ဒုက္ခကလည်းသိမရှိတော့ဘူး။တကယ်တမ်းကိုယ်ဒုက္ခပေးနေတာကချစ်တဲ့သူဟုတ်ရဲ့ယောဂီလူဝိဒါယောဂီလို့ဆိုတာကမြို့သားမျိုးသမီးယောဂီဆိုတော့အခုလူဝိကြောင့်မရှိသေးတာပေါ့ဒုံလဘဥစဉ်နေလည်းများချင်းတော့ပြန်ထက်ကြမှာဆိုတော့လာတာကလည်းလူဝိကြောင့်ပြန်ထက်တော့မှလည်းလူဝိကြောင့်ပေါ့တနေ့တနေ့နေထွက်ကနေနေဝင်မိုးလင်းကနေမိုးချုပ်စီဝါရှားနေတာပင်ပင်ပန်းပန်းရုန်းကန်လှူရှားပြေးလွှားသွားလာပြီးတော့စီဝါရှားနေတာမုန်းတဲ့လူအတွက်လားချစ်တဲ့လူအတွက်လားကိုယ်ပဲရံကလေးရလဲဝမ်းကိုမထိန်နိုင်လို့မစင်နေပါချတယ်ကိုယ်ရံကလေးရလဲမစင်နေပါချတယ်ဘသူကနှီးသွားလျှော်မှာဘသူကနှီးလျှော်မှာတော့ကိုယ်ရံကလေးနှီးပဲလျှော်မှာပေါ့အနှီးလျှော်ရဆိုဒုက္ခလားဒုက္ခလားဟလာဒီနေ့တရားတော့လို့ပဲပြီးမှတယ်နော်ခုနပြောတဲ့မောင်နဲ့ကပိုဒုက္ခပေးတယ်ဆိုတကယ်တမ်းကျတော့ချစ်တဲ့လူကယူတဲ့ဒုက္ခပေးနေတာပါကိုမုန်းတဲ့လူရဲ့လက်မောင်းကိုချင်းတကောင်ကကိုက်နေတယ်ကိုချစ်တဲ့လူရဲ့လက်မောင်းကိုလည်းချင်းတကောင်ကကိုက်နေတယ်ဘယ်လက်မောင်းကချင်းကိုရိုက်မှာလဲချစ်တဲ့လူရဲ့လက်မောင်းကချင်းကိုရိုက်မယ်ကဲဒါဖြင့်သူ့တဲ့အကုသိုလ်ရလည်းဘယ်သူကြောင့်ဖြစ်သွားတာလဲချစ်တဲ့သူကြောင့်ဖြစ်တာကိုမွေးထားတဲ့ကိုသားလေးငါချစ်တဲ့သားလေးငါအချစ်ဆုံးသားလေးအသေးလေးဆိုပြီးတော့သူ့ချင်လာကြိုက်တယ်ဆိုခံနိုင်လားမခံနိုင်ဘူးတခြားလူချင်ကြလို့ကိုရိုက်ချင်မှရကိုကြိုက်တာတော့ရိုက်ချင်မှရိုက်မှာကိုချစ်တဲ့လူကြိုက်တော့ကြတော့တွေးလုံးလူကွေးဖြစ်မှဆိုတာနဲ့ငှက်ဖျားဖြစ်မှဆိုတာနဲ့ကိုငှက်ဖျားဖြစ်မှတော့တိတ်မကြောက်ဘူးသူလေးငှက်ဖျားဖြစ်မှတော့မကြောက်ဘူးလားဘယ်ကသူလေးလဲဒါဖြင့်ဒုက္ခတွေဘယ်သူကြောင့်ဖြစ်တာပါလဲချစ်တဲ့သူကြောင့်ဒါနမူနာလေးပြန်ပြန်ပြောတာကိုယ့်ကိုသေးသေးချာချာလေးလေးနဲ့စဉ်းစားကြည့်နော်နာရီသတင်းစာထဲမှာလည်းနာရီစာမျက်နှာတွေမှာဆိုရင်သေးတဲ့လူတွေကြောင့်ဒီတိုင်းတွေ့နေရတာပဲမုန်းတဲ့လူရဲ့နာရီပါလာတာနဲ့ချစ်တဲ့လူရဲ့နာရီပါလာတာနဲ့ဘယ်ဟာပြောတော့ဘယ်သူနာရီကြည့်ပြီးတော့သဘောကျတော့သူမုန်းတဲ့လူသေးသေးခြင်းနဲ့ပေါ့လေတကယ်တမ်းသူတော်ကောင်းတက်ခံအားကောင်းတဲ့ပုဂ္ဂိုလ်ကြတော့မုန်းတဲ့ငကိုယ်အသက်ရှင်နေစဉ်တုန်းကမုန်းတောင်မှနာရီကြော်ညာထဲမှာ
ပေဆုံးသွားတဲ့တကယ်လေးမြင်လို့ရှိရင်စိတ်မကောင်းတော့ဖြစ်တတ်ကြတာပါပဲနော်ဩဝါဩပါလားအဲ့တော့ကိုချစ်တဲ့သူရဲ့ညာရည်သတင်းဖတ်ပြီးတော့စိတ်ဆင်းရဲလားကိုမုန်းတဲ့သူရဲ့ညာရည်ဖတ်ပြီးတော့စိတ်ဆင်းရဲလားချစ်တဲ့သူရဲ့ညာရည်ဖတ်ပြီးတော့ဆင်းရဲတယ်ဆိုတော့ချစ်တဲ့လူကြောင့်ဒုက္ခဖြစ်တာလားမုန်းတဲ့လူကြောင့်ဒုက္ခဖြစ်တာလားဩလို့ပဲပြောတော့နော်ဒီကောကိုဉာဏ်နဲ့ချက်ပြီးစဉ်းစားတော့သူတို့စိတ်ကလေးလေးနဲ့စဉ်းစားမှာတာမန်ပြီးလိုက်လို့ရှိရင်ကိုယ်ဒုက္ခပေးနေတာမုန်းတဲ့လူတွေမုန်းတဲ့လူကြောင့်ငါဘဝပျက်စီးရတယ်ငါဘဝငါစိတ်တွေဆင်းရဲရတယ်ဒီလိုထင်နေကြတာတကယ်တော့ကိုယ့်ကိုအနီးကနှိမ့်ဆက်နေတာကကိုယ့်ရဲ့ချစ်တဲ့သူတွေပဲမုန်းတဲ့သူကိုမြင်ရတွေ့ရမုန်းတဲ့သူရဲ့အတန်လေးကြားရမုန်းတဲ့သူနဲ့ပတ်သက်ရလို့စိတ်ဆင်းရဲတာကြတော့ခံလို့မကောင်းဘူးခံလို့မကောင်းတော့ဆင်းရဲမှန်းသိကိုချစ်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ချစ်တဲ့သူတွေမြင်ရတွေ့ရကြားရသိရချစ်တဲ့သူတွေနဲ့ပတ်သက်ရဆက်ဆံရထိတွေ့ရလို့စိတ်ဆင်းရဲတာမျိုးတွေကြတော့ခံလို့ကောင်းတော့ဆင်းရဲလို့ထင်ရလားမထင်ဘူးခံကောင်းကောင်းနဲ့ခံနေရတာပေါ့ကောင်းကောင်းခံရတဲ့နဲ့ဆိုးဆိုးခံရတဲ့နဲ့ဘယ်လိုခံရတာကောင်းတော့အမှန်တမ်းပြောနော်ကောင်းကောင်းခံရတဲ့နဲ့ဆိုးဆိုးခံရတဲ့နဲ့ဘယ်ခံရတာကောင်းတော့ကောင်းကောင်းခံရတာကောင်းတယ်ဩဟုတ်လားခံကောင်းလို့နဲ့ဆိုတော့ခံရတဲ့တောင်မချင်ဘူးလေနော်အဲ့တော့တနေ့မနက်ကမိုးလင်းကနေမိုးချုပ်ထီပေါ်လေတနေ့လုံးစားကြည့်တော့မမှန်အိတ်ချင်တော့မမှန်ပင်ပင်မမနဲ့ရှာဖွေနေရတာဘယ်သူအတွက်တော့မုန်းတဲ့လူအတွက်လားချစ်တဲ့လူအတွက်လားအဲ့ဒီတစ်ချက်ထက်နဲ့ကိုပဲချစ်တဲ့လူတွေကဝေးလေကောင်းနေဝေးလေကောင်းတယ်လို့တူရတွေးမိရလားဝေးလေကောင်းလေဆိုလို့ကိုမွေးထားတဲ့ကိုယူထားတဲ့မိန်းမတွေကိုယူထားတဲ့ယောက်ျားတွေကိုမွေးထားတဲ့သားသမီးတွေဒီလူတွေဟာငါချစ်ရတဲ့သူတွေပဲငါတန်ရုံးစင်ကြည့်ရတဲ့သူတွေပဲဘုန်းကြီးကဝေးလေကောင်းလေလို့ဟောတယ်မိန်းမနဲ့လက်မှတ်ထိုးပြီးတော့ဆိုထိုးခိုင်းအောင်ပါကဲဒီစာချုပ်ကောင်များလက်မှတ်ထိုးကဲသားသမီးတွေလည်းသွားအရင်နေဆင်းသွားကြတော့ဓမ္မမို့လည်းငါအရင်နေဆင်းသွားမယ်ဘုန်းကြီးတော်ဝတ်တယ်မယ်အဲ့ဒီလိုစွန့်မှာလားအဲ့လိုစွန့်လို့ရရဲ့လားစွန့်မယ်ဆိုတော့ကိုယ်ကပြန်နေကြတာပေါ့ကဲကိုမရဘူးကြည့်ပါဦးစွန့်တော်တော်စွန့်မဲ့လူတွေပဲနော်နောက်ဆုံးစွန့်ကျင်တဲ့စိတ်ထက်တယ်လို့စွန့်နေပဲထားအောင်တရားမျှတမှုရှိပါမလားမရှိဘူးတချို့တကားလေးတွေပေါ့လေဦးဇင်းတို့စာအုပ်တွေဖတ်ပြီးတော့သင်္ကန်းဝတ်ချင်တာတို့ဓမ္မမဟုတ်လေဦးဇင်းတို့စာအုပ်တွေဖတ်တာတရားတွေနာတာရောတခြားဆရာတော်တွေဟောတဲ့တရားတွေနာတာတွေရောဘာသာရေးတွေလေ့လာပြီးတော့ခုနချစ်တဲ့သူတွေကြောင့်ဒုက္ခရောက်တာကဘုံများတယ်တန်ရုံးစင်ဆိုတာကကိုယ်နှောင်ဖွဲ့တဲ့တရားတွေပဲကိုယ်တန်တရားဝိဆင်းရဲကမလုံးမအောင်လုပ်တဲ့တရားတွေပဲတရားချမ်းသာတဲ့ကာမဂုဏ်ချမ်းသာတရားချမ်းသာကပူကောင်းနေစသည်အပြင်ပေါ့လေအဲ့ဒီလိုသဘောလေးတွေပေါက်လာတဲ့အခါကျတော့ဘုန်းကြီးဝတ်တော့မယ်ဆိုပြီးတော့လာလျှောက်ကြတောင်ပေါ်မှာလည်းလာလျှောက်တာရှိတယ်ရန်ကုန်ရောက်တဲ့အခါလာလျှောက်တာတွေလည်းရှိတယ်မင်းမြန်ကြည့်ရတာပေါ့လူပြိုဆိုတော့ပြဿနာမဟုတ်ဘူးလေလူပြိုဆိုတော့ဝိချက်ချင်းမဲ့သင်္ကန်းထုတ်ပေးလိုက်ရုံပဲတောင်ပေါ်မှာလည်းသင်္ကန်းဆင်သင်ရန်ကုန်မှာယာယီတစ်လုံးနဲ့ယာယီဆန်ကျောင်းတွေမှာလည်းသင်္ကန်းတွေအဆင်သင်ရှိတာကိုအိမ်အောင်တဲ့ဆိုရင်တော့စဉ်းစားရမှာတချို့ကမွေးထားတဲ့ကလေးကတစ်နှစ်သားသမီးကတစ်နှစ်နှစ်နှစ်3 4 5နှစ်ဒီလိုပဲရှိသေးတယ်ဘုန်းကြီးပြီးဝတ်တော်မယ်တဲ့မဝတ်ပါနဲ့ဦးမဝတ်ပါနဲ့လည်းအပြည့်ကြီးတော့မပြောစဉ်းစားပါဦးစဉ်းစားပါဦးနေပါဦးပေါ့လေနော်ဖះလောင်းကိုသွားပြီးတော့တူလို့မရဘူးဟိုကတကယ်ကိုဖះဖြစ်မှလည်းသေးကြတယ်ဖះဖြစ်ပြီးတဲ့နောက်ပိုင်းလည်းကိုစွန့်ထားခဲ့တဲ့ဇနီးမယားနဲ့သားကိုတန်တရားတစ်ဖက်ကရအောင်ကြည့်ကဲတင်နိုင်တယ်တတ္တဝဝိနည်းအများမကြီးမတွက်နိုင်တဲ့တတ္တဝါတွေရဲ့အကျိုးစီးပွားကိုလည်းရွတ်ဆောင်နိုင်တယ်ဒါသိကြတဲ့ဘဝပါပါဏိဖြစ်စဉ်မှာလည်းစွန့်တာတွေလည်းရှိတော့ရှိပါအဲ့တော့ကလေးလေးကတစ်နှစ်နှစ်နှစ်3 4 5နှစ်ပဲရှိသေးတယ်ကိုယ်ကဘုန်းကြီးကိုတော့မယ်ဆိုတော့အိမ်မှာမိန်းမကလည်းဒုက္ခမရောက်ဘူးလားရောက်မှာတချို့ဆိုဘုန်းကြီးဝတ်မှကိုမဟုတ်ဘူးမဝတ်သေးဘဲနဲ့ကိုယ်အိမ်မိန်းမဒုက္ခရောက်နေတာအများကြီးဒေတာ9ကထွက်လာ10ကထွက်လာလောကီကိစ္စတွေလူမှုရေးစီးပွားရေးတွေစိတ်မဝင်စားတော့ဘူးဆိုပြီးတော့ဖျားသွားတနေ့လုံးတရားထိုင်ဂူထဲသွားတနေ့လုံးတရားထိုင်အိမ်ကိုလုံးဝမကတ်တော့အိမ်လုံးတွေဘာမှမလုပ်တော့ဘူးအိမ်စီးပွားရေးလည်းဘာမှဝင်မကူညီတော့ဘူးဆိုင်တွေဘာတွေဖွင့်ရတယ်ဆိုတော့ဆိုင်ဝင်မထိုင်တော့ဘူးတနေ့လုံးတရားသွားအားထုတ်နေကောင်းရဲ့လားတရားထုတ်တယ်လို့ခေါ်နိုင်ပါ့မလား
တရားထုတ်တယ်ဆိုတာတရားတဲ့အားတွေထုတ်တာလို့မနေ့ကပြောခဲ့ပြီးပြီမိမယူထားတယ်ကလေးတွေမွေးထားတယ်သူတို့ရဲ့တာဝန်ကိုကြည်ပြောင်းမထမ်းဆောင်မှုဆိုရင်တရားအထုတ်တာလားမတရားအထုတ်တာလားမတရားအထုတ်နေတာတရားရဖို့မလွယ်ပါဘူးယူထားတဲ့မိမပေါ်မှာဝတရားကြည်ပြောင်းလုပ်တာကိုကစာရိတ္တသီလမွေးထားတဲ့သာသမီရဲ့တာဝန်ဝတရားတွေကိုမေတ္တာစေတနာအပြည့်အဝနဲ့ကြည်ပြောင်းထမ်းဆောင်ပေးနေတာကိုကစာရိတ္တသီလသီလက2မျိုးရှိပါတယ်ဝါရိတ္တသီလရဲ့စာရိတ္တသီလရဲ့ဝါရိတ္တသီလဆိုတာကရှောင်သီလစာရိတ္တသီလဆိုတာကဆောင်သီလငါးပါးသီလတွေဘာလို့ကြတော့ရှောင်ရမယ့်အရာတွေကိုရှောင်ရတာမို့လို့ရှောင်သီလလို့ခေါ်တာပေါ့မိဘကသာသမီပေါ်မှာပြုကျင့်မဲ့ဝတ္တရားတွေကိုကြည်ပြောင်းလုပ်တာကြတော့ကိုကျင့်ဆောင်ရမယ့်တရားတွေကိုကျင့်ဆောင်တာမို့လို့ဆောင်သီလလို့ခေါ်တယ်အဲ့တော့ရိတ်တာဝင်လို့တရားတော်တွေနားလဲလာပြီဆိုရင်ငကူကမိမပေါ်မှာတောင်းဝင်မကြည်ခဲ့တောင်းမှရိတ်တာကထွက်လာကိုတောင်းဝင်ကြည်ရမှာငကူကမေတ္တာတရားနဲ့မဆက်ဆံခဲ့မိတဲ့အိမ်ကဇနီးမယားသုံးမခင်မွန်းတွေကိုမေတ္တာနဲ့တောင်းဆက်ဆံရအောင်ငကူကသာသမီတွေကိုကဖာပြီးဖာတဲ့နဲ့လီလီရှုထားမိတယ်ပတ်စံထုတ်ပြီးရင်မေတ္တာရှိပြီလို့ထင်ခဲ့မိတယ်တရားတွေအားထုတ်လာတော့မှအတွင်းစိတ်ရဲ့သဘောတဘာဝတွေနားလဲလားနားခဲ့တဲ့နားကြားခဲ့တဲ့တရားတွေနားလဲလားဓမ္မမိတ်ဆွေချင်းချင်းပြောတဲ့တရားစကားလေးတွေသဘောပေါက်လာနဲ့အိမ်လိုက်ပြန်ရကိုသားသမီးပေါ်ခါတိုင်းတဲ့မေတ္တာတွေတိုးရမှာပါအဲ့ဒါမှတရားအားထုတ်တယ်ခေါ်တာရိတာကလည်းပြန်ရောအိမ်ရရှိတဲ့လူနဲ့စကားမပြောခြင်းအဖက်မတန်တယ်လို့သူတို့ကကိုယ်ထက်အောက်တန်းကြတဲ့ဘာတရားမှမရှိဘူးအလကားအပျော်ပန်းနဲ့ချိန်ဖြုံးနေတဲ့လူတွေငါကမှတရားသမားအဲ့ဒါဆိုရင်တရားထုတ်တာဟုတ်သေးရဲ့လားမာနကြီးတစ်ခွဲသားဖြစ်နေပြီလေတစ်ခွဲသားပြောတော့တစ်ခွဲသားတော့မကောက်တင်းသားလောက်မှရှိမယ်နော်အဲ့ဒါကဝေးလေးကောင်းနေဆိုတာချစ်တဲ့သူတွေနဲ့ဝေးလေးကောင်းနေဆိုတာသဘောတရားအရာတရားသဘောအရာကတော့မှန်ပါတယ်ဒါပေမဲ့စွန့်တာမစွန့်တာစွန့်တာကတော့စွန့်မှကြီးပါပဲဒါပေမဲ့အပြတ်စွန့်တာအပြတ်မစွန့်တာကတော့အခြေအနေအချိန်ခါနဲ့ပုဂ္ဂိုလ်ပေါ်မှာမူတည်ပါတယ်သာသမီတွေက16နှစ်အသက်20အရွယ်ရောက်ပြီဓမ္မမို့လဲဘွဲတွေပါရပြီကိုယ်လုပ်တဲ့ကိုစီပါတွေလှုပ်ဆောင်နေနိုင်ပြီကိုမျက်နှာဖဲလို့ရပြီဆိုတဲ့အချိန်မျိုးကြမှာဝင်ရင်တော့တာဝန်ကြည်ပြီးမှဝတ်တာမလို့ဘာမှပြပြောစရာမလိုတော့ဘူးခုနမြတ်ဖရာလောင်းပြောထွက်တဲ့ဆိုတဲ့နေရာမှာလည်းမိမနဲ့သားပြစ်ထားခဲ့တယ်ဆိုပေမဲ့ဇနီးမယားမိဖုရားရတော်တရားမြတ်ဖျားနန်းတော်မှာမျက်နှာငယ်ရရဲ့လားမငယ်ရဘူးဆက်ဆက်ရပြည့်ပြည့်စုံစုံပါမောင်တော်ပြောထွက်တယ်လို့ဆိုအားလုံးကကရုဏာပို့ပြီးတော့ပို့တောင်ဆောင်းရှောက်ကြပါသေးတယ်တားလေးတယောက်ပြန်မွေးမွေးချင်းပြစ်ထားခဲ့တယ်ဆိုပေမဲ့စာဝိနည်းပူပန်ရရဲ့လားမပူပန်ရဘူးကိုတော်ထွက်မယ်ကိုဘုန်းကြီးဝတ်တယ်မစဉ်စဉ်းစားပါငါမိမအတွက်ဘလောက်ပြည့်စုံအောင်စီစဉ်ခဲ့ပြီးပြီလဲငါသားသမီးတွေဘလောက်ပြည့်စုံအောင်စီစဉ်ခဲ့ပြီးပြီလဲပစ္စည်းဥစ္စာအနေနဲ့ဘလောက်ပဲပြည့်စုံအောင်စီစဉ်ခဲ့ပြီးမေတ္တာတရားအကျဉ်းတရားတော့ဘယ်လိုလုပ်ပြီးလို့ရတော့မလဲဘုန်းကြီးဝတ်ပြီးတော့ကလေးချီထားလို့ရပါအောင်မရဘူးခုမှလာသားလေးတွေနှစ်သားလေးတွေဆိုတာရင်အုပ်မကွာကျင်ကျင်နာနာယူရကိုထားမှာခြေသားကထွက်လာလို့ကိုသားသမီးမချီတော့ဘူးမပွေတော့ဘူးမနိုင်ရတော့ဘူးမဟုတ်ပါဘူးမေတ္တာတရားရဲ့သင်္ကေတဖြစ်နေသားသမီးတွေကိုမေတ္တာပေးတဲ့အနေနဲ့သားသမီးတွေကိုကိုယုံကြည်စိတ်ချတဲ့ယုံကြည်စိတ်ချမှုတွေနှွေးထွေးမှုတွေလုံခြုံမှုတွေရဲရင်မှုတွေပြည့်စုံမှုတွေမေတ္တာကပေးကူပေးရမှာပါဒါပေမဲ့ခါတိုင်းကိုသားသမီးနာနာကတဏှာနဲ့နမ်းမယ်ခုရိတ်တာကထွက်လာတယ်ဓမ္မမို့တရားတော်တွေနားလည်လာလို့ရှိရင်တော့တာလီစိတ်ချမ်းသာပါစေတာလီစိတ်တအင်အားကြီးပြည့်စုံပါစေဆိုတဲ့သူ့အကျိုးကိုလိုရတဲ့မေတ္တာလေးနဲ့ပဲနာနာဖြစ်တော့မှာပေါ့နန်းနိုင်လည်းပဲတဏှာလူပြောလို့တော့မရဘူးပေါ့အရှင်သာရိပုတ္တရာတို့ရှင်မဟာမောဂလန်တို့လည်းပြိဋိဘံသံဃာနည်းတို့မှာမြတ်စွာဘုရားရဲ့ခြေတော်ကိုအာရပါရနန်းရှုပ်ခြေချောင်းလေးတွေကိုတောင်မှပါးစပ်နဲ့စုပ်ပြီးတော့မှဒီလိုနှုတ်ဆက်သွားခဲ့သေးတာပါပဲဘုရားရဲ့ယဟန္တာရှင်မတ်တွေဆိုတော့တဏှာပဲရှိတော့မလဲအဲ့လိုပြောမှလေဝေးလေးကောင်းလေးလို့ဟောလိုက်တယ်လည်းပဲကိုလိုရအထိပ္ပယ်တလွဲတော့မကောင်းနဲ့ပေါ့နော်စကားပြန်ကောင်းရမယ်ဆိုရင်ချစ်တဲ့လူနဲ့မုန်းတဲ့လူဘယ်သူကြောင့်ဒုက္ခရောက်ရတာများလဲချစ်တဲ့သူကြောင့်ဒုက္ခရောက်ရတာများတယ်ဒါဆိုရင်ဝေးလေးကောင်းလေးဆိုတာဘယ်သူနဲ့ဝေးလေးကောင်းလေးတော့ဟုတ်ရဲ့လားဒါဖြင့်ဒီတရားစကားကပြန်သွားချစ်တဲ့သူတွေစွန့်တော့မှာပေါ့ခြေနေရပါပဲနောက်နှစ်30လောက်ကြာမှဆွရင်လည်းဆွပေါ့နော်တခါကြီးခုနောက်အသက်50လား60လားဟာလား50ကျော်နောက်အနှစ်40လောက်မှဆွမှာတော့ငယ်ပါသေးတယ်တခါကြီးနော်ချစ်တဲ့သူကိုစွန့်ရမှာလားသူ့ပေါ်ချစ်နေတဲ့စိတ်ကိုစွန့်ရမှာလား
ဒီလိုဆိုတော့သဘောကျလာတာပေါ့သူ့မှမစွန့်ကျင်တာနော်သူဆိုတာကသူ့ကြီးပဲနေဘာမှမဟုတ်ပါဘူးသူဟာသူပါပဲဒါပေမဲ့သူ့ကိုကချစ်လိုက်လို့ချစ်တဲ့သူဆိုပြီးတော့ဖြစ်သွားတာအမှန်ကတော့ကိုယ်နှလုံးသားထဲမှာကိုယ်စိတ်ထဲမှာရှိတဲ့ချစ်တတ်တဲ့စိတ်ကလေးချစ်တဲ့သဘောလေးကိုစွန့်လိုက်လို့ရှိရင်ချစ်တဲ့တွေနဲ့နီးတယ်ဆိုတဲ့ဒုက္ခရှိပါဦးမလားမရှိတော့ပါဘူးအဲ့ဒီလိုဆိုတော့တွန်ငါ့ကိုစကားလာမပြောနဲ့နေငါမချစ်တော့ဘူးဒီလိုပြောရမှာမဟုတ်ဘူးနော်ဒါစကားလည်းပြောကြမှာကိုယ်စိတ်ထဲလည်းမချစ်တော့ဘူးဆိုစိတ်မွေးရမှာမဟုတ်တဏှာဆိုတဲ့အချစ်ဓာတ်ကိုတော့လျှော့ရမှာပေါ့တန်ရောစင်ဆိုတဲ့ဓာတ်တွေကိုတော့လျှော့ရမှာပေါ့ဒါပေမဲ့ကိုယ်နဲ့နေ့စဉ်ထိတွေ့နေတဲ့မိဘတွေညီကိုမောင်နှမတွေဆွေမျိုးမိတ်ဆွေတွေကိုသားသမီးတွေတူမတွေအားလုံးပေါ်မှာမေတ္တာနဲ့ကတော့ခါတိုင်းထက်တောင်ပိုချစ်ရမှာပါတဏှာနဲ့တော့မချစ်နဲ့တော့ပေါ့နော်ဒါကကိုယ်ကချစ်ရတဲ့သူကိုပြောတာကိုယ်ကိုချစ်တဲ့သူနဲ့ဝေးရတာကောင်းလားနီးရတာကောင်းလားချစ်သူဆိုတာက2မျိုးရှိတယ်နော်ကိုယ်ကချစ်သူနဲ့ကိုယ်ကိုချစ်သူအဲ့တော့ကိုယ်ကိုချစ်တဲ့သူနဲ့ဝေးရတာကောင်းလားနီးရတာကောင်းလားနီးရတာကောင်းတယ်ကိုယ်ကချစ်တဲ့သူကျတော့ဝေးလေးကောင်းတယ်ဆိုခုနပြောတော့ဝေးတယ်လေနီးတယ်လေလေးချင်းပုံပေါ်ပါတယ်ကြည်ရခကြီးထိုင်တော့ဝေးပေါ်လေခကြီးမထိုင်တော့နီးပေါ်ဟုတ်လားတကယ်တော့လောကကြီးမှာကိုယ်ကချစ်ရတယ်ဆိုတော့လည်းဒုက္ခပဲကိုယ်ကိုချစ်ခံရတယ်ကိုယ်ကိုချစ်တဲ့သူရှိလို့သူတစ်ပါးရဲ့အချစ်ကိုခံရတယ်ဆိုတာလည်းဒုက္ခပါပဲအချစ်ခံရတာဒုက္ခလို့တော့မမြင်ဘူးထင်ပါတယ်နော်လူတယောက်ကကိုယ်ကိုချစ်တယ်ဆိုကြပါစို့အိမ်အောင်လူပြိုတယောက်နဲ့အိမ်အောင်တဲ့တယောက်ပဲဆိုကြပါစို့လူပြိုတယောက်ဆိုလို့ရှိရင်တော့သွားခြင်းနဲ့ချိန်သွားပြန်ခြင်းနဲ့ချိန်ပြန်တငယ်ချင်းနဲ့သွားလိုက်လာလိုက်လွတ်လွတ်လပ်လပ်နေလို့မရဘူးလားကဲအိမ်အောင်ကြတာပြီဆိုတော့ညနေ9 နာရီဆိုအိမ်ပြန်လာခဲ့ရမယ်နော်6 နာရီဆိုအိမ်ရောက်ပြန်လာမယ်နော်6 နာရီမှပြန်တော့အကြောင်းသိမယ်ဆိုရင်ကဲသွားခြင်းနဲ့သွားလို့ရသေးလားပြန်ခြင်းနဲ့ပြန်လို့ရသေးလားဒါပေမဲ့ကိုယ်အချစ်ခံရတာလေဒုက္ခလားဒုက္ခလားဒုက္ခပဲကိုယ်ချစ်တဲ့သူကလည်းကိုယ်နှောင်ဖွဲ့နေလူပြိုဘွားတော့လွတ်လွတ်လပ်လပ်သွားလို့လာလို့မရတော့ဒါကနားလေလို့ဥပမာပြတာကျန်တဲ့လက်ကွက်ကိုညာနဲ့ချစ်ထည့်ပြီးကြည့်ရမှာပဲကိုယ်ချစ်တဲ့သူကမနဲ့ရထားမျက်နှာမတက်ရဘူးသွားမတက်ရဘူးအဘုဆောကနံလို့ကိုကမျက်နှာလေးပါလေးတက်ပြီးတာသွားတွေတက်ပြီးတာတန့်လို့ကိုကချစ်လို့ဆိုတော့လာစားမအောင်ဆိုတော့ဖက်နေတော့ဘယ်နဲ့လို့ကဲချစ်ခံရတာဒုက္ခလားဒုက္ခလားအဲ့တော့ကိုယ်ကချစ်ရတဲ့သူနဲ့လည်းဝေးလေကောင်းနေပါပဲကိုယ်ချစ်တဲ့သူတွေနဲ့လည်းဝေးလေကောင်းနေပဲဒါကိုယ့်ကိုညာနဲ့ရှေ့ဆက်ပြီးတော့ချက်ထည့်ပြီးတွေးနော်ဦးဇင်းတော်ကဝေးလေကောင်းလေးဆိုတဲ့စကားလုံးလေးမြင်လိုက်တာနဲ့ဒီတရားစကားလေးကြားလိုက်တာနဲ့ကိုယ့်ဘဝနဲ့ကိုယ်ပဲရှင်တွဲပြီးတွေးပါတယ်သူများဘဝလို့လားသူများဘဝကိုနည်းနည်းလေးဉာဏ်လေးနဲ့ဖြန့်ကြည့်ပြီးတော့ဥပမာလေးတွေပေးပြီးတော့ရှင်းနေရတာအမှန်ကကိုယ်ကတရားဆိုတာကကိုယ့်ရဲ့လက်တွေ့ဘဝကိုယ့်ရဲ့လက်တွေ့စိတ်ကိုယ့်ရဲ့အတွင်းတန်တန်နဲ့နှိုင်းရှင်းပြီးတော့ဆင်ခြင်ရတာပါစားတဲ့ပါရကိုပါတဲ့အတိုင်းသူများပြောတာကိုပြောတဲ့အတိုင်းဒီလိုအတုံးလိုက်ပြလိုက်ပြီးနှလုံးသွင်းရတာလည်းမဟုတ်ဘူးအတုံးလိုက်ပြလိုက်စကလုံးအတုံးလိုက်ပြလိုက်သဘောတရားလေးကိုပဲကိုယ့်ရဲ့လက်တွေ့ဘဝတွေကဖြစ်ဖြစ်လေးတွေကိုယ့်ရဲ့ရင်ထဲကခံစားချက်ကလေးတွေအဲ့ဒါလေးကိုယ့်ရဲ့ဘဝတွေကအတွေ့အကြုံလေးတွေအဲ့ဒါလေးနဲ့စုပေါင်းပြီးတော့ဆက်ဆက်ပြီးတော့ဆင်ခြင်ရတာပါချစ်တဲ့သူမုန်းတဲ့သူဆိုတာကတော့အခုတရားနာနေတာများအတွက်ပြောလိုက်တာပေါ့ဦးဇင်းတို့ယဟန်တော်များတွေနဲ့ပြောလိုက်လို့ရှိရင်လေကိုယ်ကြည်ညိုတဲ့သူနဲ့ဝေးလေကောင်းနေလားမကြည်ညိုတဲ့သူနဲ့ဝေးလေကောင်းနေလားကဲဖြေကြအောင်လေကိုယ်မကြည်ညိုတဲ့သူနဲ့ကြည်ညိုတဲ့သူဘယ်သူကဒုက္ခပို့ပေးတယ်။အော်ဒါဖြင့်ဒီယောဂီတွေကဦးဆုံးကြည်ညိုတဲ့လူတွေလားမကြည်ညိုတဲ့လူတွေလားကြည်ညိုတဲ့လူတွေဒါဖြင့်ဒုက္ခပေးတဲ့လူတွေပေါ့ကိုယ်မကြည်ညိုတဲ့လူကိုယ်အသိမှမပြုတဲ့လူကတော့ကိုယ်စီလာကုန်မလားလာကုန်မလားတော့သူတို့နဲ့စကားပြောတဲ့ဒုက္ခရှိသေးလားဧည့်သည်နဲ့တွေ့တဲ့ဒုက္ခရှိသေးလားမရှိတော့ဘူးနော်လာတယ်ဆိုတာကြည်ညိုတဲ့လူကလာတာမကြည်ညိုတဲ့လူကလာတာလားကြည်ညိုတဲ့လူကလာတာကြည်ညိုတဲ့လူကလာတော့စကားပြောရတဲ့ဒုက္ခတွေရှိတာပေါ့
တရားဟောရတဲ့ဒုက္ခတွေလည်းရှိတာပေါ့ဖြူတကားတွေကဒကာတယောက်ကမေးသေးတယ်ရှင်ဖျားကြည့်ရတာအများတန်းစိတ်ချမ်းသာနေတဲ့ပုံပဲတဲ့ရှင်ဖျားမှာစိတ်ညစ်တဲ့ခြင်းဆိုတာမရှိဘူးထင်တယ်ခုယောဂီတို့ကဘယ်လိုထင်တယ်ဥစဉ်စိတ်ညစ်တဲ့ခြင်းရှိမယ်ထင်လားပြောတော့မပြောချင်ပါဘူးအာနာလို့စိတ်တော့မဆိုးနဲ့နော်ပြန်ပြောပြဖို့တော့တော်တော်ခက်လိမ့်မယ်ထင်ပါရဲ့စိတ်ဆိုးတဲ့ချိန်ရှိတယ်လို့ဘယ်ချိန်လဲဆိုရင်တော့အဲ့ချိန်မဟုတ်ဘဲနဲ့ဧည့်သည်လာတဲ့ချိန်အရန်စိတ်ညစ်တာပဲယဟန်ရရဖြစ်လာမှတော့ဧည့်သည်ဆိုတာကလည်းတွေ့ရမှာပေါ့လေနော်မတွေ့လို့လည်းမဖြစ်ဖဲဘူးကြီးညိုလို့လာကြတယ်တရားစကားလေးတွေလျှောက်ထားခြင်းလို့လာကြတယ်အဲ့ဒီလာခြင်းတဲ့လူတွေဧည့်ချိန်ကတော့တတ်မှတ်ပြီးတာနေ့လေ12နာရီကနေ1နာရီထိပေါ့တောင်ပေါ်မှာတော့12နာရီနဲ့12နာရီခွဲထိလို့ရေးထားတာပေါ့လေအဲ့လိုရေးထားမှတန်ခါကြမှာ1နာရီလေးသွားရေးထားလိုက်ဥပတိုင်းဒီပိုင်းနဲ့1နာရီခွဲဒီပိုင်းဖြစ်ကုန်မှာဘူး12ခွဲလို့ရေးထားကမှ1နာရီရဲ့ကိုက်လိုက်သွားကြတာနော်ရန်ကုန်မှာကတော့12နာရီနဲ့1နာရီလို့အတိအကျသတ်မှတ်ပေးထားတာပေါ့လေအဲ့တော့အဲ့ဒီမိဘနဲ့အလုပ်ချိန်မှလာလိုက်တဲ့ခါကျတော့ကိုယ်အလုပ်ပြတ်တာပေါ့စိတ်ပြည့်တယ်ဆိုတာကအလိုက်မသိလို့လိုက်ကန်းဆုံးမသိလို့ဆိုပြီးတော့ဒီလာတဲ့လူပေါ်မှာမုန်းတီးတဲ့စိတ်နဲ့စိတ်ညစ်တာမဟုတ်ပါဘူးကိုယ်အလုပ်ပြတ်တော့မှာပဲဆိုပြီးတော့စိတ်ညစ်တာအဲ့ဒီမိဘနဲ့အဲ့တဲ့အငန်းနဲ့ကြွကြွကြွအတန်ကြောက်နေဆိုတဲ့အထက်အကြောင်းနဲ့နေပါဖြစ်နေစိတ်ညစ်နေတာနော်ဒါပေမဲ့အကြာကြီးတော့စိတ်ညစ်ပါဘူးခဏလေးပေါ့ဖြတ်ခနဲ့ဆိုပြီးတော့ဒုက္ခပါပဲဒီမှာစာအုပ်ကရှာလို့မတွေ့ရတဲ့အထက်မှာအဲ့ဒီကလာကြတယ်တခါတည်းကျတော့စာအုပ်လိုက်ရှာနေရတာဒီပြီးလို့တဲ့ကိုရှာတဲ့စာအုပ်ကမတွေ့သေးဘူးကွာအဲ့ဒီကလာအဲ့ဒီကလည်း12နိုင်ထိမစောင့်နိုင်ဘူးချက်ချင်းတွေ့ရင်လည်းခဏလေးပါဗျာဖူးယုံမှာပဲဆိုမှသူတို့လေကြောရှင်နေနိုင်ရောလောက်ကြတာပဲအဲ့တော့ဒီမှာစာအုပ်ကရှာနေတဲ့အထက်အဲ့ဒီကလာစိတ်ကကြီးတခါကျလည်းကိုစာရေးနေတာလေးအတွေ့ကောင်းဖီလင်းလေးဝင်ပြီးရေးကောင်းလို့ရှိပြီးဟောဧည့်သည်ကလာစာဖတ်လို့ကောင်းလို့ဧည့်သည်ကလာနေဆိုရုပ်တရက်ဆိုရင်စိတ်ညစ်သွားတာပဲဒါပေမဲ့နောက်တော့ယောဂီတော်မနတိကာရနဲ့ပြန်နှလုံးသွင်းရတာပေါ့လေ။သူလည်းပဲကိုယ်တမင်နှောက်ရှက်ခြင်းလို့လာတာမှမဟုတ်ပဲ။တမင်ဒုက္ခပေးခြင်းလို့လာတာမှမဟုတ်ပဲ။တမင်အလုတ်ပြအောင်ဖြတ်ခြင်းလို့လာတာမှမဟုတ်ပဲ။တွေ့ခြင်းလို့လာတာပဲ။ဖူးခြင်းလို့လာတာပဲ။လျှောက်ထားကြလေးရှိလို့လာတာပဲဆိုပြီးတော့ယောနိတော်မနတိကာရနဲ့အတင်းနှလုံးသွင်းပြီးတော့ကိုယ်စိတ်ကိုယ်မှဖြစ်နေတဲ့စိတ်ညစ်တဲ့ဆိုလည်းမှန်ကတော့ကိလေသာတွေနဲ့ပြောရင်ဒေါသပါပဲနော်။ဟိုလိုဘုံတိုင်းကြီးပေါက်ကွဲနေမှာဒေါသမဟုတ်စိတ်ထဲကနေမကျင်တဲ့သဘောလေးအလိုမကျတဲ့သဘောလေးဖြစ်သွားတယ်ဆိုရင်လေဒါဒေါသပဲ။ငါစိတ်မှာဒေါသဖြစ်လာပါလားတန်းပြီးတော့အဲ့ဒီဒေါသလေးကိုရှုမှတ်ပြီးတော့ပယ်နေအောင်ကြိုးစားရတာပေါ့ဖြစ်လာတဲ့အချိန်လေးကိုအသင့်တဲ့နှလုံးသွင်းပြီးတော့လည်းဒေါသကိုပယ်ရပါတယ်ဖြစ်နေတဲ့ဒေါသကိုတဲ့တဲ့ရှုမှတ်ပြီးတော့လည်းပယ်ရပါတယ်နားလည်လွန်ပြောတော့စိတ်ညစ်ရင်စိတ်ညစ်တယ်စိတ်တူရင်စိတ်တူတယ်တခါတည်းကျတော့လည်းစိတ်တူတဲ့သဘောလေးဖြစ်တာပါပဲဒါပုံမှန်လေးဝန်ခံရတာပေါ့နော်ဒါမဲ့တကယ်ဧည့်သည်နဲ့ဆက်ဆက်မြဲမြဲတွေ့လိုက်တဲ့အခါကျတော့လေမေတ္တာအပြည့်အဝနဲ့ပြောဆိုဆက်ဆံပါတယ်ဧည့်သည်အလိုက်ပြီးလေကိုဒုက္ခရောက်နေတယ်အမှန်ကတော့အလိုက်ပြီးတဲ့လေနဲ့အလိုက်မပြီးတဲ့လေအလိုက်ပြီးတဲ့လူကကိုဒုက္ခပြီးတာဟိုကဘုရားမရှင်ချာနှောက်ချက်ချက်လေးနဲ့ပြန်มาတော့မှစမကောလည်းပြောချင်တာအဲ့လိုလူမျိုးနော်လောကရမလို့ခြင်းမရတဲ့ဆိုတာတကယ်မှန်တယ်ဟဲ့လားရှင်ချာနှောက်ချက်ချက်နဲ့ဖူးရတဲ့ဆိုပဲကျင်းနှံ့ပါပြီဆိုရင်ကိုကအဲ့လိုမဟုတ်နေပါအောင်ဆိုတော့တရားစကားလေးပဲလဲဘာသာဥဒိဖတ်ပြီးလဲရောစာအုပ်လေးရှိသွားပါအောင်ဆိုတော့တုတ်တာမကောင်းနှုတ်သုံးပေးဖြစ်တယ်ဟလာလိုင်းမရီနဲ့လေကြောရှိတဲ့ပြည်ကြတော့စကားလည်းမပြောချင်တော့စာအုပ်လည်းမပေးချင်တော့အဲ့ဒါကြည်ညိုတဲ့တွေနဲ့မကြည်ညိုတဲ့တွေဘယ်သူကပို့ဒုက္ခပေးတော့ကြည်ညိုတဲ့တွေကဒုက္ခပေးတာဟိုတလောပဲရန်ကုန်မှာလာတဲ့ဧည့်သည်တွေကဓမ္မကြီးတယောက်ကရှောက်တယ်သူကရောက်တယ်ဆိုတာနဲ့ဩဝါဒလေးပေးပါအောင်တရားစကားလေးတစ်ခွန်းတစ်ခွန်းပြောပါအောင်အများနဲ့အတင်းတောင်းဆိုတာမဟုတ်ဘူးလို့ဦးဇင်းကတရားဝဲဒီမှာလည်းဟောနေတာပဲစာထဲမှာလည်းတရားတွေရေးနေတာပဲအထူးဩဝါဒပေးကြမလို့အထူးဆုံးမကြမလို့အဲ့ချိန်မှာတရားဓမ္မတွေပြောတဲ့စကားနားထောင်ရုံပဲတရားဓမ္မတွေရှောက်တာကိုနားထောင်ရုံပဲတရားဓမ္မတွေရှောက်တဲ့အချက်လက်ပေါ်မှာမူတည်ပြီးတော့ပဲအခြေအနေအရာတရားစကားလေးကြားညပ်ပြီးတော့ထည့်ပြောသွားမှာပေါ့တချို့ကျတော့လည်းဘာမှအထူးရှောက်ပေမဲ့လူရဲ့သဘာဝကိုကကိုယ်နဲ့ပတ်သက်ကြောင်းသဘောတရားကိုကပြောရရှိနေတာမျိုးလည်းရှိတာပေါ့တချို့ဘာမှပတ်သက်မှုမရှိဘဲနဲ့ဒီတိုင်းရောက်လာငါတို့ထိုင်ရကိုလည်းဘာပြောမှဘာမှပြောကြမရှိဘူးလေနော်အဲ့ဒါဘာမှမပြောတဲ့အဲ့ဒီမှာအတင်းကိုပြောခိုင်းနေတာပဲပြောပါအောင်ဗျာဆုံးမပါအောင်ဗျာမှတ်သားခြင်းလို့ပါဗျာအဲ့ဒါဥစဉ်ကလည်းအကြောင်းကျိုးလေးရှင်းပြမရအောင်အရှင်ဖြားတို့ကဘာမှမပြောလဲတတိတော်ကတော့ကြံကြိတ်တယ်လို့ကြိတ်ရမှာပဲတဲ့ဟဲ့လားရှင်ဖြားကဘာမှမပြောရင်တော့ပြောအောင်ကိုကြံဖန်ပြီးတော့ဟိုမေးဒီမေးရမှာဆိုတော့ဟိုဟာမေးဒီဟာမေးပေါ့တကယ်ကိုတန်တရားဖြစ်လို့မရှင်းလင်းတဲ့ချက်လေးတွေမေးတာတော့ကောင်းပါတယ်ဦးဇင်းတို့ကလည်းအဲ့လိုမေးခွန်းလေးတွေဖြေပေးနေတာပါပဲတ
တချို့ဟာတွေကြတော့တန်မြတ်ကိုတကယ်သိကျင်နေလို့ကိုတန်မြတ်ဖြစ်နေလို့မေးတာမျိုးမဟုတ်ဘူးဥပမာပရိစ္ဆေသမုပ္ပါသံဝကြီးကြောင့်ရှင်းပြပါဒါအဲ့ဒီမှာအဲ့လိုမျိုးမေးတယ်မမေးတယ်ကွက်ကိုစဉ်းစားမှာပေါ့သံဝကြီးကြောင့်ရှင်းပြပါဆိုတာကတော့တရားတော်ကိုဟောတယ်လို့ကိုဖြစ်တော့မှာပေါ့နော်ဟုတ်လားအဲ့ဒါကြတော့သိကျင်လို့မေးတာမဟုတ်တော့ဘူးသူကလက်ချပေးခိုင်းတယ်လို့ဖြစ်သွားပြီကိရိတာ7ပါးကြောင့်ရှင်းပြပါအဲ့ဒီကမှရလေသူကမပြောပြအောင်ပြောနေတာဒကမကြီးကဥစဉ်ကိုကြံကြောင်းနဲ့သဘောထားတာကိုလို့ဟုတ်လားသူကြံစိတ်ဖို့ပဲကြည်စူးနေတာအဲ့နဲ့နာမည်ပေးထားလိုက်တဲ့ဒကမကြီးကကြံစိတ်ဆက်လို့ပဲဟုတ်လားအဲ့တော့ကြံစိတ်ဆက်တဲ့နဲ့ဆိုတော့နီးလေးကောင်းနေလားဝေးလေးကောင်းနေလားယောဂီတို့တရားဓမ္မမိတ်ခွေပြန်လာမှတော့ပြဿနာလာရှာနေတယ်အဲ့တော့ကြံစိတ်ဆက်လို့ပြရမှာပဲတဲ့သူကအခုယောဂီတို့ကကြံစိတ်ဆက်တယ်လားဆန်စိတ်ဆက်တယ်လားပြည့်မဲ့လို့ကြောက်ပါတယ်အဲ့ဒါကြည်ညိကိုကြည်ညိုတဲ့တဲ့မကြည်ညိုတဲ့တဲ့ဆိုလေကြည်ညိုတဲ့တဲ့ကဝေးလေကောင်းလေအဲ့လိုပြောလို့ကိုကြည်ညိုတဲ့တဲ့ကမေတ္တာမရှိတာပြောတာမဟုတ်သဘောပေါက်ပါတယ်နော်မေတ္တာကတော့အပြည့်အဝရှိပါတယ်ဒါနှုံးပြပါပဲလွန်အောင်လွန်အောင်ပါပေါ့နော်ဦးဇင်းတို့ကိုအင်တာဗျူးလုပ်ထားတဲ့ဒီစာစဉ်အမှတ်15မှာလည်းပါပါတယ်အဲ့ဒါလေးပြန်ထည့်ထားတာပဲတော်ရမှာတစ်သက်လုံးနေတော့မှာလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ဖြေထားတာရှိပါတယ်အဲ့ဒီထက်မှဦးဇင်းကလာမင်းကြီးရဲ့ဘဝကိုအားကြတယ်လာမင်းကြီးဟာလူတွေနဲ့ဝေဝေးမှနေတယ်ဒါပေမဲ့လောကလူသားတွေကိုအလင်းတက်လည်းပြီးတယ်အေးတက်လည်းပြီးတယ်အလင်းတက်နဲ့အေးတက်ပြီးပြီးတော့လာမင်းကြီးကလူသားတွေကိုအကျိုးပြုတယ်အဲ့ဒီလိုပဲဦးဇင်းလည်းပဲလောကလူသားတွေနဲ့ဝေဝေးမှနေပြီးတော့မေတ္တာဆိုတဲ့အေးတက်လည်းပြီးအသိဉာဏ်ဆိုတဲ့အလင်းတက်လည်းပြီးပြီးတော့ကျေးဇူးပြုတဲ့လူသားလာမင်းလေးပဲဖြစ်ချင်ပါတယ်လာမင်းလေးလိုကျင့်နေမှာလို့တောင်ပြောထားသေးတယ်နော်ဟဲ့လားလာမင်းလေးလိုပဲကျင့်နေလို့လေလာမင်းလေးတော့မဖြစ်ပါဘူးလာမင်းလေးတွေကျင့်နေမှာတဲ့အဲ့တော့မေတ္တာတွေပို့နေတာမေတ္တာတွေပွားနေတာကြတော့အေးထက်ပေးနေတာပေါ့စာရီရေးနေတာအခါလို့ဆိုတရားဟောနေတာကြတော့အလင်းထက်ပေးနေတာပေါ့အဲ့ဒီလိုဝေဝေးကနေပဲအေးထက်အလင်းထက်ပေးပြီးတော့နေရတာမကောင်းဘူးလားကောင်းတယ်ဒါပေမဲ့လုံဝေးလေးကောင်းလေးဆိုပြီးတော့ကိုယ့်တယောက်နဲ့နေလို့တော့ဖြစ်ပါအောင်မလားတော့ကြဒီတရားနာနေကြကြီးရှင်မဆောမပို့တော့ရင်ဒုက္ခဟဲ့လားဒီဘုန်းကြီးဝေးလေးကောင်းလေးပြောတယ်ငါမသွားတော့ဘူးတော်ပြီဘာမှလည်းမထောက်ပံ့တော့ဆိုရင်လေအဲ့ဒီလိုတော့လည်းပဲဟုတ်ပါမယ်လောကကြီးမှာတူတယောက်တည်းပြီးကြနေလို့ဆိုတာဖြစ်ကုန်မဖြစ်နိုင်ဘူးနော်ဦးဇင်းတို့တောင်ပေါ်တယောက်တည်းနေတယ်ဆိုမဲ့အချိန်တော်များများသာတယောက်တည်းနေတာအများနဲ့ကတော့ဆက်ဆံရသေးတာပဲအနည်းဆုံးကပ်ဆန်းဖို့တဲ့ကပ်ပြရရတော့မရှိရဘူးလားရှိရမှာပေါ့တယောက်တည်းနေတာပဲကောင်းတယ်ဝေးလေးကောင်းနေဆိုတော့ဆွမ်းလာမဖို့ငတ်ပြီးရုံပဲပေါ့အဓိကကတော့ခုနပြောခဲ့တဲ့အတိုင်းမှာပဲချစ်တဲ့သူကိုဆွမ်းရမှာလားသူ့ကိုချစ်တဲ့စိတ်ကိုဆွမ်းရမှာလားဆိုရင်သူ့ကိုချစ်တဲ့စိတ်ကိုဆွမ်းရမှာသူကောက်ပြောလိုက်တော့ချစ်စိတ်ကိုဆွမ်းရမှာပါပဲမုန်းစိတ်ကိုဆွမ်းမှာကတော့ထူးခြားစရာမလိုပါဘူးမုန်းတဲ့လူနဲ့နေစိတ်ညစ်ရတာစိတ်ဆင်းရတာပတ်သက်ရတာကတော့အာလုံးသိပြီးသားအမှန်ကတော့ချစ်စိတ်ကိုမုန်းစိတ်ကိုဆွမ်းရမှာကြီးပါပဲတရားဆိုလိုက်ပါချစ်သူနီးလေဆင်းရဲလေဝေးလေချမ်းသာသည်ချစ်သူနီးလေဆင်းရဲလေဝေးလေချမ်းသာသည်သုံးခါဆိုလိုက်ချစ်သူဆိုတာကတော့ပုဂ္ဂိုလ်အနေနဲ့ပြောတာပေါ့တက်ရှိအနေနဲ့ပြောတာပေါ့တက်မဲ့အနေနဲ့လည်းချစ်တဲ့အရာဝတ္ထုတွေတက်မဲ့နေကြတော့ချစ်တယ်လို့သိမသုံးတော့ဘူးပေါ့ကြိုက်တယ်လို့သုံးရမှာပေါ့ကြိုက်တဲ့အရာဝတ္ထုနဲ့မကြိုက်တဲ့အရာဝတ္ထုဘယ်ဝတ္ထုကြောင့်ဒုက္ခရောက်တာများလဲဟုတ်လို့လားဒါပြန်ဆန်းစားတဲ့ခါကျတော့ခင်ကောင်းတဲ့ခါစိတ်ညစ်လိုက်ခင်မကောင်းတဲ့ခါစိတ်ညစ်တယ်ခုဒီနေ့ယောဂီတို့စိတ်ချမ်းသာလားစိတ်ဆင်းရဲလားစွန့်စားစိတ်ချမ်းသာတယ်ဒါဖြင့်ခင်းတွေကိုကောင်းတယ်လို့သတ်မှတ်လိုက်လို့ပေါ့အမှန်ကတော့ကြိုက်တဲ့အရာနဲ့မကြိုက်တဲ့အရာဘယ်အရာကြောင့်ဒုက္ခရောက်တာများသလဲဆိုရင်ကြိုက်တဲ့အရာကြောင့်ဒုက္ခရောက်တာများတယ်မကြိုက်တဲ့အရာကြောင့်ဒုက္ခရောက်တယ်ဆိုတာကတော့အဲ့ဒီအရာကိုခံစားနေတဲ့ခိုက်တမ်းမှာတော့မကောင်းဆင်းရဲတယ်ဆိုတဲ့စိတ်နဲ့ဒုက္ခသဘောကိုမြင်တယ်ကြိုက်တယ်လေကြတော့ကြိုက်တဲ့ခင်းလေးစားနေရတယ်ဆိုရင်ဆင်းရဲလို့မမြင်ဘူးကောင်းတယ်စိတ်ချမ်းသာတယ်လို့ပဲထင်တယ်
ငပိမကြိုက်ဘူးကြက်သားကြိုက်တယ်ဆိုတော့လူတယောက်ကငပိအတွက်စီးပွားရှာရသေးလားမရှာတော့ကြက်သားဟင်းစားနိုင်မှုတပဲစီးပွားရှာရတာဟင်းကောင်းကောင်းပူကြိုက်လေစီးပွားရှာရတာပူပင်ပန်းလေးပါပဲကိုကြိုက်တဲ့ဟင်းနဲ့အများအားစားနိုင်မှုတရှာရတာဆိုတော့မပင်ပန်းဘူးလားပင်ပန်းနေဒါကဝေးသေးတယ်ထားလိုက်လို့တဏှာမှာတချင်းဖွင့်နေတယ်ဆိုကြပါစို့အခုဒီမှာတရားထုတ်နေတယ်အားထုတ်တဲ့နေရာနဲ့မဒီမွေကအတန်ချက်ဆက်နဲ့ဖွင့်ပြီးတော့တချင်းဖွင့်နေကိုကတွန်လေးစိုးအောင်မကြိုက်ဘူးဝိုင်းဝိုင်းကိုကြိုက်တယ်ကဲဘသူတချင်းလိုက်ရင်ကိုကနားထောင်နေမှာဝိုင်းဝိုင်းလိုက်ရင်နားထောင်နေမှာပေါ့အဲ့လိုဆိုတော့ကိုယ့်ရဲ့တရားထုတ်တဲ့အလုပ်ကတွန်လေးစိုးအောင်တချင်းတန်ကြောင်ပြတ်သွားတာလားဝိုင်းဝိုင်းအတန်ကြောင်ပြတ်သွားတာလားဒါဖြင့်အတန်ဆိုတဲ့တက်မဲ့ရုပ်တွေမှာလည်းပဲကြိုက်တဲ့အရာတွေကပို့ပြီးတော့ကိုယ်ဒုက္ခပေးတာပါဥစဉ်တို့ငယ်ငယ်တုန်းကရင်ကြောင်းမှာနေခဲ့တာပေါ့လေအဲ့ဒါစားကြပြီဆိုရင်အိမ်နဲ့မလမကန်အိမ်တေးကလည်းပဲကက်ဆက်ကိုအကျေကြီးဖွင့်နေရှိဖွင့်တဲ့ခါကျတော့မျိုးစုံပေါ့လေတခြင်းကတော့မျိုးစုံဖွင့်တာအဲ့ကိုမကြိုက်တဲ့တခြင်းတွေဖွင့်လို့ရှိရင်တော့ကိုစားကြည့်မပြတ်ဘူးအေးစစ်စစ်ပဲနှလုံးလုံးမသွန်းတော့အတန်တော့ကြားနေတယ်ဘာတခြင်းရလို့လဲမသိတော့ဘူးကိုစိတ်ကိုလည်းအနှောင့်အယှက်မဖြစ်ဘူးစားကြက်ရနေတာပဲကိုကြိုက်တဲ့တခြင်းလေးမှလိုက်လို့စားတဲ့စိတ်မရောက်တော့ထိုင်ပြီးတော့နားထောင်တော့အဲ့လိုဆိုတော့ကြိုက်တဲ့အရာတွေကဒုက္ခပေးတာလားမကြိုက်တဲ့အရာတွေကဒုက္ခပေးတာလားကြိုက်တဲ့အရာတွေကဒုက္ခပေးတာပါဦးဇင်းတို့လူတော်ဆိုရင်ခမဲတော်ကြီးလည်းညညဆိုရေဒီယိုကတညာလုံးဖွင့်ထားတာညနေနေ့လည်းညနေစာစားပြီးဆိုရင်ဖွင့်တော့တာပဲည9 နာရီစီကုံစားကုံလာပြီးဆိုမှရက်တော့တယ်အဲ့ဒါတချင်းကြီးတွေဘာလို့ကြတော့ဦးဇင်းကပဲကြိုက်မယ်လေမကြိုက်တော့တချင်းကြီးတွေပဲခမဲတော်ကြီးတော့ကြိုက်တဲ့ချိန်မှာဖွင့်ထားတာပဲသူကနော်အဲ့ဒါတချင်းကြီးတွေတခါဝင်အောင်ကြီးလိုက်တယ်အဲ့တချင်းကြီးတွေဘာတွေလာတဲ့အချိန်မျိုးကြတော့ဘာမှနှောင့်ယှက်မဖြစ်ဘူးဖွင့်တာတော့အဲကန်ထဲမှာဖွင့်နေတာပဲစာကြည့်တဲ့ဘက်အသီးသီးမှာဦးဇင်းတို့ညီကိုတွေလည်းစာရီကြည်ကိုစားကိုတမာရီရရနဲ့လုပ်လို့ရနေတာပဲ9 နာရီ15ဇာလံပမာလာပြီး10 နာရီ15အတန်လုံးဇာလံနဲ့လာပြီးဆိုတော့စာကြည့်လို့ရတယ်လားမရတော့ဦးဇင်းတို့ရေဒီယိုစီပြေးကပ်ပြီးတော့အဲ့ဒါနားထောင်တော့တာပဲအဲ့တော့ကြိုက်တဲ့အရာနဲ့မကြိုက်တဲ့အရာကြိုက်တဲ့အရာကကိုယ့်ကိုယ်တကယ်တမ်းကျတော့ဒုက္ခပေးနေတယ်ဆိုတာသဘောပေါက်ပြီမလားဒါကြောင့်ကြိုက်ဖွယ်တွေလည်းပဲဝေးလေကောင်းနေပါပဲအဲ့တော့ချစ်တဲ့သူတွေချစ်တဲ့သူဆိုတဲ့တက်ရှိတွေကြိုက်ဖို့ကြိုက်စရာဆိုတဲ့တက်မဲ့တွေအလုံးကိုပေါင်းလိုက်တော့စာအတိုင်းပြောမယ်ဆိုရင်တော့ကာမဂုဏ်လို့ခေါ်တာပါပဲကာမဂုဏ်ဆိုတာလူတွေထင်တာကမျိုးသားနဲ့မျိုးသမီးဘုမအာယုံကာမဂုဏ်ခံစားရတာကမှအထီးတွေဘုရားဘာယုံခံစားရတာကမှကာမဂုဏ်လို့ထင်နေကြတယ်အရက်ထက်ကတော့အဲ့ဒီလိုသုံးတာများတာကိုတကယ်တရားသဘောအရကတော့ကာမဂုဏ်ဆိုတာအစင်မျိုးစုံရူပါယုံအချက်မပြောတော့ပါဘူးပါဠိလိုဖြစ်နေဦးမယ်အစင်မျိုးစုံအတန်မျိုးစုံအနတ်မျိုးစုံအရာရာမျိုးစုံအထီးတွေမျိုးစုံအတွေးကြံမျိုးစုံအဲ့ဒီအာယုံ6မျိုးကိုကာမဂုဏ်လို့ခေါ်တယ်အတွေးကြံတော့ခဏထားလိုက်တော့အတိတ်နဲ့အနာဂတ်ကိုတွေးကြံပြီးတော့သူကตายရမှာဓာတ်ရိုက်နေပြောတော့ငါးဖြာအာယုံကာမဂုဏ်ဆိုတဲ့အတိုင်းပဲပေါ့ဘာအစင်းနဲ့မြင်ကာယတဲ့စိတ်နဲ့ကြည့်တယ်ဆိုရင်အဲ့ဒီအစင်းတွေအလုံးဟာကာမဂုဏ်ကြီးကြီးပဲဘာအတန်ကိုပဲကြားတာယာတဲ့စိတ်နဲ့နားထောင်နေဆိုရင်အတန်အလုံးဟာကာမဂုဏ်ကြီးပါပဲဘာအနတ်နဲ့နန်းရှုတာယာတဲ့စိတ်နဲ့နန်းရှုတယ်ဆိုရင်အဲ့ဒီအနံအလုံးကာမဂုဏ်ကြီးပဲဘာအစားတောက်ကိုပဲစားတောက်တာယာတဲ့စိတ်နဲ့စားတောက်တယ်ဆိုရင်အစားတောက်မှန်သမျှကာမဂုဏ်ပဲကာမဂုဏ်ထမင်းစားတဲ့အခါမှာထမင်းလေးကိုတာယာတဲ့စိတ်နဲ့ထမင်းစားတဲ့ခင်းလဲပါပြီးသားပေါ့ဒီထမင်းဟင်းဒီပုံမှာတာယာတဲ့စိတ်နဲ့သဘောကျတဲ့စိတ်နဲ့စားတယ်ဆိုရင်ကာမဂုဏ်ခံစားနေတယ်ခေါ်တာပဲနော်ကာမဂုဏ်ခံစားဆိုလူမှခံစားတာမဟုတ်ဘူးလူမှလည်းပဲအိမ်မှနေလူမှခံစားတာမဟုတ်ရိတ်တာမှလည်းယောဂီလည်းပဲဆွမ်းစားရင်းနဲ့ဆွမ်းဟင်းလေးအရသာခံပြီးတော့ကောင်းတဲ့ဟဲ့ကောင်းတဲ့ဟင်းနဲ့စားနေတယ်ဆိုရင်ဒါလည်းဘာလုပ်နေတာပဲတော့ကာမဂုဏ်ခံစားနေတာပဲအထီးတွေမျိုးစုံကိုဘယ်အထီးတွေကိုပဲထီးတွေပေါ့လေတာယာတဲ့စိတ်နဲ့ထီးတွေတယ်ဆိုရင်အဲ့ဒီအထီးတွေဟာလေကာမဂုဏ်ပါပဲအစဉ်ပြန်ပြောကြည့်ပါကာမဂုဏ်၅ပါးကဘာတွေလဲတော့အဲ့ဒါတွေအလားကာမဂုဏ်ကြီးပဲဒါပေမဲ့လို့တာယာတဲ့စိတ်နဲ့ခံစားရမှာမဟုတ်ဆိုတော့လေကာမဂုဏ်ခံစားရလို့ပြောလို့မရဘူးပေါ့လူတွေစားတာကလည်းဒီထမင်းပဲဒီထမင်းကိုပဲမြတ်စွာဘုရားကိုလောင်းလိုက်ရဟန္တာရှင်မြတ်ကြီးတွေကိုလောင်းလိုက်လို့ဖုံးပြီးတော့လေဒီထမင်းမှာပဲနာမည်လေးပဲပြောင်းသွားတယ်ဆွမ်းဆိုပြီးတော့ထဲ့တဲ့ပစ္စည်းလေးပဲပြောင်းသွားတယ်တပိတ်ဆိုပြီးတော့ဒါပေမဲ့အိမ်မှာကြံခဲ့တဲ့လူကတော့ဒီထမင်းလေးစားပြီးတော့တာယာနေတယ်လောဘတွေဖြစ်နေတယ်တဏှာတွေဖြစ်နေတယ်ဆိုတော့သူကကာမဂုဏ်ခံစားတာဖြစ်နေတယ်ဒီထမင်းကိုတိုးတွေကပဲဘုရားယဟန္တာတွေလောင်းလိုက်တော့ဘုရားယဟန္တာတွေကြောင်းရတော့တပိတ်ထဲကနေဒီဆွမ်းကိုပဲဖုံးပေးတာပါပဲ
ယဟနာဘုရားယဟနာတွေကြတော့ကာမဂုဏ်ခံစားတာဟုတ်သေးရဲ့လားမဟုတ်တော့ဘူးဒါပေမဲ့အဲ့ဒီဆိုရင်ကာမဂုဏ်တော့ကာမဂုဏ်ပဲဝိထုကာမပါပဲဒါပေမဲ့တာယာတဲ့စိတ်နဲ့ခံစားတာမဟုတ်တဲ့အတွက်ကာမဂုဏ်ခံစားတယ်လို့ပြောလို့မရတော့ဘူးဒါကြောင့်ဝေးလီကောင်းလေးဆိုတာတရားစကားတရားစာပေဆန်တဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်တော့ကာမဂုဏ်တွေနဲ့ဝေးလီကောင်းလေးပဲကာမဂုဏ်ဆိုတာကလည်းတက်ရှိကာမဂုဏ်တက်မဲ့ကာမဂုဏ်နှစ်မျိုးရှိတာပေါ့နော်ခုနတက်ရှိတာယာရတက်ရှိတွေအလုံးကတော့တက်ရှိကာမဂုဏ်ပေါ့တာယာရတက်မဲ့တွေအလုံးကတော့တက်မဲ့ကာမဂုဏ်ရွှေငွေကြောက်တန်ကာရီတိုက်တွေရေခဲတက်တာတွေရုပ်မြင်တညာဆက်တွေဒါတွေကုန်လုံးလည်းပါတယ်ပဲလို့ကာမဂုဏ်တွေပဲနော်ကာမဝတ္ထုလို့ခေါ်တာပေါ့အဲ့တော့ယောဂီတို့ကရွှေတွေငွေတွေတိုက်တွေကားတွေပစ္စည်းဥစ္စာပြည့်စုံတာနဲ့မပြည့်စုံတာဘာကိုကြိုက်တယ်ပြည့်စုံတာကြိုက်တယ်ဝိလေကောင်းလို့ဆိုပစ္စည်းဥစ္စာကာမဂုဏ်ချမ်းသာတွေပြည့်စုံတာနဲ့မပြည့်စုံတာဘာကိုလိုချင်တော့ပြည့်စုံတာပဲလိုချင်တယ်ဒါရိုးရိုးသားသားဖြစ်တာဆိုတော့တာရုတစ်ချက်ခေါ်အောင်ပါပေါ့အဲ့တော့ခုနကာမဂုဏ်တွေဝေးလေကောင်းနေဆိုတော့လေသုံးချတဲ့လူပေါ်မှာမူတည်တာပါနော်ဒီကာမဂုဏ်ချမ်းသာတွေပဲဆိုတော့ကိုရှိတဲ့ပတ်စံဆိုတော့လေကာမဂုဏ်ပဲပေါ့ဒါပေမဲ့ဒီပတ်စံနဲ့ပဲဒါနကောင်းမှုပြုရတာဆိုတော့အဲ့ဒီကြတော့ကာမဂုဏ်ခံစားတာဟုတ်သေးရဲ့လားမဟုတ်တော့ဘူးအဲ့တော့ကိုယ်ပိုင်ဆိုင်မှတက်ရှိတဲ့မဲ့ကာမဂုဏ်တွေအကုန်လုံးကနေဒါနသီလဘာဝနာဆိုတဲ့ကုသိုလ်အနှစ်တွေရအောင်ထုတ်ယူရမှာပေါ့ဒါကလေးချင်းနေချင်းခနဲ့ပုဂ္ဂိုလ်ပေါ်မူတည်တဲ့ဘဝပေါ်မှာဘဝအနေထားတွေပေါ်မှာမူတည်ပါတယ်အဲ့ဒါခုယောဂီတို့ဖြေကတော့ကာမဂုဏ်ပစ္စည်းဥစ္စာတွေပြည့်စုံတာနဲ့မပြည့်စုံတာနဲ့ပြည့်စုံတာကြိုက်တယ်ပြည့်စုံခြင်းတယ်လို့ပြောခဲ့ပါတယ်ရှိခဲ့ပါတယ်ရှိသူတော်ကောင်းကြီးများဘယ်လိုကာမဂုဏ်ချမ်းသာတွေပေါ်ဘယ်လိုနှလုံးသွင်းခဲ့ကြသလဲဆိုတာကိုနမူနာလေးနဲ့ကြည့်ကြရအောင်တရားကခုမှစမှာနော်တရားမစခင် intro ဝင်နေတာက45မိနစ်ရှိပါတော့အဲ့ဒါတခါတော့ဗာရာဏသီမှာဂရေ80ကျွယ်ဝတဲ့တထေးမျိုးမှာမြတ်စွာဘုရားလူဖြစ်ခဲ့ပြပါတယ်ဂရေ80ကျွယ်ဝတဲ့ဒီပုံနာတထေးရဲ့မိဘဝမ်းမှာဝင်စားခဲ့တယ်မွေးလာတော့ရွှေစင်းလိုဝါဝန်းနေလို့မဟာကင်စနာလို့နာမည်ပေးထားပါတယ်ကင်စနာဆိုတာရွှေပါပဲအဲ့ဒါသူလေးဘက်ထောက်သွားလာနေတဲ့ရွယ်တစ်နှစ်ကျော်လောက်ရောက်တဲ့ခါကျတော့တစ်နှစ်လောက်ရောက်တဲ့ခါကျတော့နောက်တစ်ယောက်မွေးပြန်တယ်ဥပကင်စနာပေါ့အမှန်ကတော့ရွှေကြီးပါပဲအဲ့ဒုတိယတစ်ယောက်လေးဘက်ထောက်သွားနေတဲ့အချိန်တစ်နှစ်လောက်ကြာတော့လေတခါနောက်တစ်ယောက်မွေးပြန်ရောတစ်နှစ်တစ်ယောက်နှုံးပေါ့နော်ဦးဇင်းတို့မိဘတွေဖြစ်မှာပေါ့လေဦးဇင်းတို့ညီကိုလေးယောက်ကလည်းတစ်နှစ်ကြီးတစ်နှစ်ငယ်ကြီးပဲအဲ့ဒါမိဘတွေကသူများတဲ့မိတ်ဆွေတွေကမေးတယ်ခင်ဗျားသားနဲ့သမီးဘယ်နှစ်တန်းနဲ့ရောက်ကြပြီတော့ဆိုတော့ခင်ဗျားတို့ကဘယ်လိုဖြေလဲဆိုတော့ခွန်ရှိ930ဟုတ်လားတန်းနေအဲ့လိုတန်းကြီးတန်းငယ်ကြီးပဲဘူးအခုဒီမှာဖရာလောင်းကလည်းပဲဖရာလောင်းဝင်စားတဲ့မိဘတွေကလည်းပဲခွန်ရှိ930ကြီးပဲဟုတ်လားမွေးရကလည်းတစ်နှစ်တစ်ယောက်နဲ့မွေးတာ9ယောက်ယောက်ျားလေးကြီးပဲ9ယောက်ပြ10ယောက်မြောက်ကြတော့မှမိန်းကလေးမွေးတယ်သူကလည်းပဲကင်စနာကြည့်ပြီးပေါ့လေရွှေတွေကြီးပါပဲနာမည်တွေကတော့မောင်ရွှေအေးမောင်ရွှေထေးမောင်ရွှေထူစသည်အပြင်ဖြစ်မှာပေါ့နာမည်တွေမြန်မာလိုနာမည်ပေးမယ်ဆိုရင်တော့ပေးမနေတော့ဘူးမောင်ရွှေတွေကြီးလို့သာမှတ်ထားလိုက်မောင်ရွှေ1 2 3 4 5 6 9နောက်တစ်ယောက်ကျတော့မရွှေပေါ့နော်အဲ့ဒါမောင်အကြီးဆုံးမဟာကင်စနာမောင်ရွှေ16နှစ်လောက်ရောက်တဲ့ခါကျတော့မိဘတွေကအိမ်အောင်ချပြီးပြောတယ်အိမ်အောင်ပြုပါအရွယ်သားလည်းပဲအရွယ်ရောက်ပြီကိုခေတ်ကတော့16နှစ်ဆိုရင်အိမ်အောင်ပြုကြတာကိုခေတ်ကတော့18နှစ်ပေါ့နော်အဲ့ဒါအိမ်အောင်ပြုဖို့ပြောတော့မပြုပြရစေနဲ့နားနှစ်ဖက်ကိုပိတ်ထားတယ်အိမ်အောင်ပြုပါလို့ပြောတဲ့စကားကသူ့နားထဲမှာခါနေလို့ခုရောကြတယ်ဘယ်လိုတော့နဝင်ချိုးလာအဲ့ဒါနားနှစ်ဖက်ပိတ်ထားပြီးတော့ခေါင်းရမ်းပြီးတော့မပြုပြရစေနဲ့အိမ်အောင်မပြုပြရစေနဲ့သားအနေနဲ့လောကကြီးကို30ဘုံကိုမီးလောင်ပြင်းကြီးလို့မြင်ပါတယ်ဘုံ3ပါးကိုမီးလောင်ပြင်းကြီးလို့မြင်ပါတယ်ဟောဒီ30ဘုံကိုလောင်ပြင်းကြီးလို့မြင်ပါတယ်ဟောဒီ30ဘုံကိုကျင်ကြီးစွန့်နဲ့အညစ်ကြေးစွန့်တဲ့နေရာကျင်ကြီးတွင်းကြီးလို့ပဲမြင်ပါတယ်ဒါဖះလောင်းသူတော်ကောင်းတွေဇတ်တော်တွေမှာပြောပြီးဆိုရင်ဒီတိုင်းကြီးပါပဲလောကကြီးပေါ်မှာညင်ငွေပြီးဆိုရင်30ဘုံကိုမီးလောင်ပြင်းလို့မြင်တယ်လောင်အိမ်လို့မြင်တယ်ကျင်ကြီးထွန်းလို့မြင်တယ်မိလောင်နေဆိုတာကလောဘမီဒေါသမီစတဲ့7မိလောင်နေတဲ့နေရာပေါ့လောင်အိမ်ဆိုတာကတန်ရုံးစင်ကျူးတွေနဲ့တောင်ဖွဲ့ခံထားတဲ့နေရာတန်ရုံးစင်ဆိုလို့တန်ခါတန်ရုံးစင်တခုတည်းမဟုတ်ဒေါသလည်းတန်ရုံးစင်ပဲအိတ်တာလည်းတန်ရုံးစင်ပဲမစ္စရိယလည်းတန်ရုံးစင်ပဲတန်ရုံးစင်က10မျိုးတောင်ရှိတာ
နောက်တစ်ခုကအရေးကြီးဆုံးတဲ့နေရာဌာနနဲ့တူတယ်မကောင်းမှုအကုသိုလ်ဒုစရိုက်တွေကတစ်ချိန်မဟုတ်တစ်ချိန်တနည်းမဟုတ်တနည်းမှာမကြာခဏပြုမိတတ်လို့ဒုစရိုက်အရေးကြီးတွေနဲ့ထူပြောနေလို့ကျင့်ကြီးစွန့်တဲ့နေရာဌာနနဲ့လည်းတူတယ်ဒါကဒီဟာဒီဥပမာသုံးမျိုးကိုချက်ပြန်ကိုအများကြီးပြောလို့ရတာပေါ့နော်အဲ့ဒီလိုမြင်တဲ့ကြောင့်အိမ်တော်မပြုရစေနဲ့ညင်းပယ်ပါတယ်အောက်မှာညီလေး6ယောက်တောင်ရှိသေးတာပဲညီလေးတို့ကပဲအိမ်တော်ပြုဖို့ပြောပါကျွန်တော်ကတော့အိမ်တော်မပြုပါဘူးဒီတက်လည်းလူပြိုကြီးပဲလုပ်ပါတော့မယ်သူချစ်တဲ့သူကအပြိုကြီးလို့လူပြိုကြီးလုပ်တာဟုတ်ရဲ့လားမဟုတ်ဘူးနော်တချို့ကျတော့အားကြမခံလူကြီးပဲလုပ်တယ်မှဆိုတာမရှိဘူးလားဟလာဟိုကိုချစ်တဲ့သူကမူနေလို့မလို့အပြိုတော်ကြီးဖြစ်သွားလို့မလို့ကိုကလည်းပဲလူပြိုကြီးလုပ်တယ်မှဆိုတဲ့သဘောနော်အခုဒီကြတော့အဲ့လိုမဟုတ်ဘူးစကြဲကလူပြိုကြီးပဲလုပ်တော့မယ်တဲ့ကျန်တဲ့ဒီ6ယောက်ကိုလည်းပဲမိဘတွေကအိမ်အောင်ချထားပြီးဖို့ပြောတော့အိမ်အောင်ပြုဖို့ပြောတော့သူတို့ကလည်းနားပိတ်ခေါင်းညံပြီးတော့ဟင်အင်းလို့ပဲငင်းကြတာကြည့်ပါပဲခုယောဂီတွေဆိုရင်ဟင်အင်းလားဟုတ်ကဲ့လားအဲ့ဒါညီကို9ယောက်လုံးလည်းအိမ်အောင်ပြုဖို့ညင်းပယ်ကြတယ်အငယ်ဆုံးပြင်စနာဒေဝီမတ်ရွှေထွေးလေးကိုဝတ်ဖို့အိမ်အောင်ပြုဖို့ပြောတော့ကြတော့လေသူကလည်းဟင်အင်းမှာပဲအဲ့ဒါနဲ့သူတို့ရဲ့မိတ်ဆွေတငယ်ချင်းသူတို့နဲ့ရမ်းချစ်တဲ့အချစ်ဆုံးတငယ်ချင်းတွေကိုမိဘတွေကအတင်းဝိုင်းချချတယ်မင်းတို့ဝိုင်းနားချချတယ်မင်းတို့တငယ်ချင်းကိုပြောပါဦးအိမ်တော်ပြုပါရွယ်ရောက်နေပြီရွယ်လွန်သွားရင်မကောင်းတော့ဘူးအဲ့ဒါတငယ်ချင်းတွေကလည်းအတင်းပြောကြတာပေါ့ပြောကြတော့ဘလို့ပဲပြောညှင်းဆန်တာပါပဲဘာဖြစ်လို့တကားတော့ညှင်းဆန်နေရတာလဲလို့မေးတော့တောထွက်ခြင်းလို့တဲ့ဘာလို့လဲတော့တောထွက်ခြင်းလို့အဲ့လိုဆိုတငယ်ချင်းတွေကလည်းမင်းပြောတဲ့စကားဟာဖရာအလောင်းပုဂ္ဂိုလ်ကြီးတွေပြောတဲ့စကားပါပဲတာဓုဆိုပြီးတော့တငယ်ချင်းတွေလည်းတာဓုခေါ်ကြပါတယ်ပြီးတော့မိဘတွေလည်းနားလည်အောင်ပြောပြအဲ့လိုနဲ့သူတို့တွေဒီကိုကြီးပဲလောက်ရတော့တာပါပဲဒီကိုကြီး9ယောက်ပြူကြီး1ယောက်ပေါ့လေအဲ့ဒါမိဘတွေအချိန်တန်ရရလို့ပြေလွန်သွားတဲ့အခါကျတော့သူတို့မှရှိတဲ့ပစ္စည်းဥစ္စာတွေကိုလိုအပ်တဲ့သူတွေလူရှိတဲ့သူတွေယူကြပါစေဆိုပြီးတော့အကုန်လုံးစွန့်ကြဲထားခဲ့ပြီးတော့အကုန်လုံးရသေးရဟန်းပြုပြီးတော့တောထွက်ကြတယ်ညီကို9ယောက်ရဲ့အငယ်ဆုံးညီမလေးရဲ့ဆိုတော့10ယောက်နောက်ပြီးတော့ရှေး3နဲ့ပြောတော့ကျွန်းယောက်ျားရဲ့ကျွန်းမိန်းမရဲ့ဘယ်နှယောက်ဖြစ်သွားလဲ10ယောက်ပြီးတော့သူတို့နဲ့စိတ်တူကိုယ်တူတငယ်ပါရမီဖြစ်တဲ့တငယ်ချင်းက1ယောက်ဆိုတော့ဘယ်နှယောက်လဲ17ယောက်အဲ့ဒါ17ယောက်တောထွက်ကြတာပဲဘယ်လောက်ကြည့်နေကြကောင်းတာလဲနော်ခုနကညီကို9ယောက်လုံးရောမရွှေထွေးလေးရောအငယ်ဆုံးညီမလေးရောပြောတဲ့စကားထဲမှာလည်းတစ်ခုပါသေးတယ်အိမ်အောင်ပြုပြောတော့လေပေးတဲ့ပြောရတော့ဟိုနားနဲ့မနာဖွားနေတာပေါ့လေတာကြီးကောင်ဖျားလောင်းမဟာကင်္စနသုတ္တကိုအိမ်အောင်ပြုပြောတော့သူပြောတဲ့ထက်ဘာပါလဲဆိုတော့သူဒီအိမ်အောင်ပြုတဲ့လူကိုလုံးဝစိတ်ဝင်စားပါဘူးအမတန်ရင်းချဆက်ဆုပ်ပါတယ်အိမ်မက်ထဲမှာတောင်းမှဒီမေထုံကျင့်ကိုမကျင့်ဘူးပါဘူးတဲ့ဒါကဓမ္မကြီးကလာတဲ့သူတော်ကောင်းတွေမှုလို့ပါဓမ္မမြင်လာတဲ့ပုဂ္ဂိုလ်တွေဆိုတော့အိမ်မက်ထဲတောင်မှသူတို့ကကာမဂုဏ်ချမ်းသာမခံစားဘူးပါဘူးတဲ့ခံစားလို့တဲ့စိတ်မရှိပါဘူးအဲ့တော့ကိုယ့်ကိုယ်ဓမ္မမြင်လာတာလားဘယ်ပြရလာတာလဲကိုယ့်ကိုယ်ပဲဆုံးဖြတ်တော့နော်လူရမရရတာမလို့လူကြီးလူကြီးလုပ်နေလူကြတော့ဓမ္မမြင်လာတယ်လို့ပြောလို့ဖြစ်ပါမှာမဖြစ်ဘူးနော်ခုနအိမ်မက်ထဲတောင်မှမချစ်တဲ့သူမှအဲ့ဒါဓမ္မမြင်လာတယ်လို့ပြောလို့ရမှာအဲ့ဒါနဲ့တောထွက်သွားပြောပါပါကြီးပေါ့လေ17ယောက်ဆိုတော့အခုယောဂီတို့ကရောတောထွက်ရင်တယောက်တည်းထွက်ချင်တာလားအုပ်လိုက်ထွက်ချင်တာလားတရားကဟောလက်ဆက်နေဆိုတော့အေးအေးဆေးဆေးပဲပြောသွားတော့မယ်တဏှာကြီးကြော်ရင်ကြော်ပါသေးတော့နော်ဘာဒီပြောမယ်ဆိုတော့စကလုံးကအတိအကျစီကစင်ကလောက်ထတာမဟုတ်ဘူးပြင်ပေါ်မှာထိုင်ရင်းနဲ့အတန်နောက်အာယုံလေးစိုက်တလေးကပ်ပြီးတော့ပေါ်ရအာယုံထဲမှာခေါင်းထဲမှာပေါ်ရလေးပြောသွားတာခုတယောက်တည်းထက်တာကြိုက်လားအုပ်လိုက်ထက်တာကြိုက်လားဆိုတော့ခေါင်းထဲကနေပေါ်လာပြန်တယ်တခုဟလာကိုယ်ဘဝကအတွေ့အကြုံလေးတွေခံစားချက်လေးတွေဆိုတာကလည်းကျွန်တော်ကိုဟောပါခင်ဗျာကျွန်မကိုဟောပါရှင်းနေဆိုခေါင်းထဲပေါ်လာတော့လည်းဘယ်တတ်နိုင်မလဲနော်လေကြောရှိခြင်းလို့ရှိတာမဟုတ်ပါဘူးဦးဇင်းရဲ့ကျေးဇူးတော်ရှင်မဟာကဏ္ဍဆရာကိုဆရာသမားတင်ရလို့ပါကျေးဇူးတော်ရှင်မဟာကဏ္ဍဆရာကြီးကနည်းနည်းခင်းဩဝါဒပြီးတော့တစ်ခါမှပြောဘူးတယ်ကြီးစရာသဘောနဲ့ပြောတာပါကြီးစရာဆိုပေမဲ့ဆရာကြီးလည်းတက်တော့80လဲပြောပြီဆိုတော့အဲ့ဒီလိုမှလည်းဖြစ်မဲ့ထင်ပါတယ်ဆရာကြီးကတက်တော့80တည်းတောထွက်မယ်လို့ဆုံးဖြတ်ထားတာဒါပေမဲ့ဆရာကြီးကတက်တော့88မှာပဲဘဝနဲ့ထံပြန်လောင်မှုသားလို့ဆန္ဒမှာပြည့်ဝသွားခဲ့ဆရာကြီးကဘာပြောလဲဆိုတော့ငါတောထွက်လို့ရှိရင်လည်းကပ်ပြည့်ကြီးရောက်ခေါ်သွားမယ်တဲ့နွားမကြီးတောင်လည်းခေါ်သွားမယ်ကပ်ပြည့်ရဲ့ဆန်းချက်ကပ်ဖို့ပါတဲ့နွားမကြီးကတော့နွားနို့တောက်ဖို့တဲ့ခုယောဂီတော်တောထွက်
ဘာတွေခေါ်သွားကြမှာခေါ်ခြင်းနဲ့တူတာခေါ်သွားကြပါတော့နော်အခုဒီမှာ7ယောက်ထကြတာဆိုတော့တတော်တစ်ပါးကြီးပေါ့အဲ့ဒါနဲ့ဟိုမှာတိတိကြီးငယ်တွေတော်တဲ့အတူတူအုပ်လိုက်ကြီးပဲသွားခူးကြတယောက်ကဟိုမှာထူးထူးဆန်းဆန်းတစ်ပင်လေးတွင်ဟာဒီမှာလာကြဟိဒီကြလာကြဟိဒီမှာတစ်ပင်အထူးဆန်းလေးရွက်ကလေးတွေလည်းလှလိုက်တာအသီးလေးတွေလည်းလှလိုက်တာနှဲ့ဝင်နေတာပဲဘာသီးလေးလည်းမသိဘူးသိတယ်လို့လည်းအဲ့ဒါဘာသီးလို့ခေါ်တယ်ဘာညာနဲ့တခါတော်တယ်မှာဆူညံပွက်နေတာပေါ့လေအဲ့ဒီမှာအကိုကြီးဖျားလောင်းတော့အကိုကြီးကစဉ်းစားမိတယ်ငါတို့ကတိ80သောစီးစိမ်ဥစ္စာတွေလောကီအရင်80ရှာမယ်ဆိုရင်ဒီတက်မကစီးစိမ်တွေရမှာပါပဲလောကီစီးစိမ်ဥစ္စာတွေမလိုချင်လို့စွန့်ပစ်ထားပြီးတောထွက်ရသေးဟန်ပြုလာကမှဒီလိုတရက်ပေါ်လော်လီတဲ့အမူအရာနဲ့အုပ်ကြက်ကြက်စူးစူးညံ့ညံ့ဖြစ်နေလို့တော့မသင့်တော်ဘူးဒီလိုအုပ်လိုက်ပြီးတိတိရှာထွက်လို့တော့မဖြစ်တော့ဘူးနောက်နေ့ဆက်ပြီးတော့ငါပဲတိတိရှာထွက်တော့မယ်ကျန်တဲ့လူတွေကိုယ်ကြောင်းတယ်ပဲကိုယ့်ကိုယ်တရားထုတ်ကြပါစေအဲ့လိုနှလုံးသွင်းပြီးတော့ကြောင်းပြတာနဲ့ပြောတာပေါ့အကုန်လုံးစုဝေးပြီးတော့မနေ့ဖြန်ကဆက်ပြီးတော့ဟုတ်ပဲတတိရှာထွက်ပါတော့မယ်သင်တို့တရားအားထုတ်ကြပါဆိုတော့အကုန်လုံးညီတွေကဝိုင်းပြကြတော့ဟာဘယ်ဟုတ်ပါမလဲအကိုကြီးကိုဆရာတင်ပြီးတော့ကျွန်တော်တို့ယဟန်ယသိဝတ်လာတာယဟန်ပြုလာကြတာအခုကကျွန်တော်တို့ရဲ့ဆရာအရာမှနေပါဒါကြောင့်အကိုကြီးရှာမထွက်ပါနဲ့တတိရှာမထွက်ပါနဲ့ညီမလေးလည်းပဲမင်္ဂလိဖြစ်နေလို့တတိရှာမထွက်ပါနဲ့ညီမလေးရဲ့အဖော်ဖြစ်နေလေအဖော်မကအတူတူနေခဲ့ပါဒီတော့ကိုเจ้าတဲ့မှာ3ယောက်နေခဲ့ဆိုတော့10ယောက်ပြည့်ကျန်တယ်ကျွန်တော်တို့အမျိုးသား10ယောက်ညီကို6ယောက်နဲ့တငယ်ချင်းရဲ့ကျွန်းယောက်ျားရဲ့ဒီ10ယောက်ကပဲတိတိရှာထွက်ပါမယ်ဆိုပြီးတော့ဝိုင်းပြီးတော့ရှောက်ထားကြတယ်အဲ့ဒါနဲ့အကိုကြီးရဲ့ညီမလေးရဲ့အဖော်မလေးရဲ့သူတို့3ယောက်ကကျောင်းနိုင်ငံမှာပဲနေခဲ့ကြတယ်တရားအထုတ်ရင်နေခဲ့ကြတယ်10ယောက်ကအလှည့်ကျတိတိရှာထွက်ကြတယ်10ယောက်လုံးပြုံထွက်တာတော့မဟုတ်ဘူးနော်10ယောက်နေပြီးနဲ့ခွဲတန်းချပြီးတော့ဒီနေ့ဘယ်သူနောက်နေ့ဘယ်သူအစဉ်အတိုင်းအလှည့်ကျဆောင်တိတိရှာထွက်ကြပါတယ်တိတိရှာထွက်ဒီရေကန်ဆက်သူတို့နေကြတာကလည်းကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ရေကန်ဆက်ကလေးမှာကျောင်းသင်္ကန်းလေးဆောက်ပြီးတော့နေကြတယ်အဲ့နဲ့ရေကန်ဆက်လေးမှာဇေယျလေးသူဆောက်တာကြောက်ချလေးလည်းတင်ထားအဲ့ဒီမှာရှာလို့ရလာတဲ့တတိတွေကိုအစု17ပုံအပုံ17ပုံပုံပြီးတော့ကိုယ်ပုံလေးကိုယူသွားပြီးတော့တတိရှာလိုက်တော့ကိုเจ้าမှာသွားပြီးတော့စားကြောက်စီလေးထိုးထားခဲ့တယ်စီလေးတီးထားခဲ့လိုက်တယ်စီလေးတီးထားလိုက်စီတန်ကိုအာရုံပြုပြီးတော့မှဟောငါတို့တွေစားစရာတတိတွေဝေဖုံကြချပြီးသွားပြီဆိုပြီးတော့အစဉ်အတိုင်းမှာပဲလဲကြထွက်လာတယ်ဘုံเจ้าကတပါးကထွက်လာကိုယ်ပုံလေးယူသွားနေရာလေးတတ်မှတ်ပြီးတာပါပဲကိုယ်ပုံလေးကိုယူသွားကိုเจ้าပြန်ကိုเจ้าမှာပဲအေးစစ်စစ်စားအဲ့လိုနဲ့ယဟန်တရားတွေအားထုတ်ကြပါတယ်သူတို့ရဲ့အကျင့်ကပြင်းထန်တဲ့အခါကျတော့တရားမင်းအားလုံးသိပြီလားတိုင်းမို့ဇတ်တော်ဒီမှာလာတဲ့တရားမင်းကြောက်တာပါဖြစ်တော့ကြောက်ဖြာတင်းသွားပြီဗန္ဓုကကြောက်ဖြာကြီးတင်းသွားပြီကြောက်ဖြာတင်းရခြင်းရဲ့အကြောင်းကတော့ကြောက်ဖြာတင်းတဲ့အခါမှာတရားမင်းကစိတ်တုန်လှုပ်တယ်ဘာလို့တုန်လှုပ်တယ်လဲဆိုတော့ငါနေရာဘယ်သူများလာလူမလို့လည်းမသိဘူးအောက်ကလူပြေကလူတွေအကျင့်ပြင်းထိုင်မှဆိုတော့တေသွားလို့ဆိုရင်တရားချက်မှာဘူးသူကလည်းတရားစည်းစိမ်တရားနေရာလျှော့ကြမှာတော့မပူဘူးလားပူတယ်နော်ဒါတော့မှသောတာပန်တရားသောတာပန်တရားတော်မှာကိုယ်နေရာလေးတောက်တော့မှစိုးရိမ်ပါတယ်အဲ့ဒါနဲ့အောက်ကယသိတွေကအကျင့်ပြင်းတဲ့ကြောက်ချက်ရက်တင်းလာဟာဒုက္ခပဲငါနေရာဘူးလားလူလို့လည်းမသိဘူးအောက်ငုံကြည့်လိုက်တော့ယသိတွေ17ယောက်17ပါးပေါ့လေယသိ17ပါးထူးထူးချမ်းချမ်းနဲ့ကျင့်ကြံကြုတ်ကိုအားထုတ်နေတာတွေ့သူတို့တွေကာမဂုဏ်ချမ်းသာကိုခံစားခြင်းနဲ့စိတ်ရှိလားမရှိလားငါသွားစမ်းသပ်ကြည့်ဦးမှာပဲတကယ်လို့ကာမဂုဏ်ချမ်းသာခံစားခြင်းနဲ့စိတ်ရှိတယ်ဆိုရင်တော့သူ့နေရာလူတော့မှာဘူးဒါကြောင့်မို့သူကသူ့နေရာလေးမြဲခြင်းလို့အောက်ကိုစုံစမ်းရေးဆင်းတော့တာအဲဒီယသိတွေကာမဂုဏ်ခံစားခြင်းနဲ့စိတ်ရှိလားမရှိလားငါစုံစမ်းဦးမှာပဲဆိုပြီးတော့ဆင်းလာပြီးတော့ဒီတတိဝေဘုံညာ17ဘုံနောက်ပိုင်းကျတော့တတိတောင်မချတော့ပါဘူးအဝေးသွားတတိရှာနေတရားထုတ်ခြင်းပြက်တယ်ဆိုပြီးတော့ကြာကန်ထဲမှာရှိတယ်ကြာဆွဲကြာယုံလေးတွေပဲချိုးပြီးတော့ကြာဆွဲကြာယုံလေးတွေပဲစားပြီးတော့ကြာဆံလေးတွေပဲစားပြီးတော့တရားအထုတ်နေကြတာအဲ့ဒါကြာဆွဲကြာယုံကြာဝတ်ဆံလေးတွေ17ဘုံပုံထားတယ်ကြောက်စီထိုးပြီးပြီဆိုတာနဲ့အကိုကြီးရဲ့ဘုရားလောင်းအကိုကြီးရဲ့အပုံကြီးကိုသူကဖွက်ထားလိုက်တယ်အဲ့ဒါကြောက်စီဆိုတော့ထွက်လာကိုကြောင်သင်္ကန်းလေးနဲ့ထွက်လာဘုရားလောင်းလေးတွေကသူ့အပုံရှာမတွေ့တော့ငါပုံတော့ဘယ်သူယူကြလဲမသိဟိုဘက်ကပုံမရှိမလို့စိတ်မွေးရဲ့လားမမွေဘူးကိုပုံလေးပြောင်းနေဆိုတော့လေအော်မေ့သွားလို့ထင်ပါရဲ့ငါတို့ဝေစုချမ်းသာဖို့မေ့သွားလို့ထင်ပါရဲ့ဆိုတော့ဒီတိုင်းနဲ့လက်ချိပလာနဲ့ကိုကြောင်သင်္ကန်းပြန်သွားရေလေးတောက်ပြီးတော့တနေ့လုံးတရားအားထုတ်နောက်တနေ့နောက်တယောက်ကကြာဆွဲအရှာထွက်ဒီလိုပဲကြောက်စီလေးထိုးသူ့ဝေစုလေးယူသွားကျန်တဲ့လူတွေကလှည့်ကြထွက်လာယသိဆရာကြီးကထွက်လာကြည့်လိုက်တဲ့အခါကျတော့သူ့ဝေစုကမရှိပြန်ဘူးကြားမင်းကဖွက်သွားတယ်ဟိုမနေ့ကတော့မေးလို့ထင်ပါတယ်ဒီနေ့တော့ငါမှအပြစ်တစ်ခုခုရှိလို့ငါ့ကိုအပြစ်ပေးတဲ့သဘောဖြစ်မယ်
တရားပုံလူယူရဲ့လားမလူယူဘူးနော်သူတော်ကောင်းပုဂ္ဂိုလ်အဲ့ဒါနဲ့ကိုဒီတိုင်းပဲပြည့်စုံလာတဲ့ကြောင်းပြန်သွားရေလေးတောက်ပြီးတော့ပဲမြတ်တာတတိယကြောင့်နေကြတော့လေတရားမင်းကဖွက်ထားပြန်ရောအဲ့ဒါဖះလောင်းကြီးကတော့ကြည့်တဲ့သူ့ဝေဆိုတာမရှိတော့ဘူးဟိုနေ့ကတော့မေးလို့မနေ့ကတော့အပြည့်ရှိလို့ဒီနေ့တော့ငါ့ကိုအပြည့်မြင်နေကြတာသိကြပြီဒါကြောင့်တို့အားလုံးကိုစီဝေးပြီးတော့ငါမှာဘာအပြည့်ရှိလဲဆိုတာပြောခိုင်းမှာပဲအပြည့်ငါမှာတကယ်ရှိတယ်ဆိုရင်တော့အားလုံးကိုတောင်းမှာပဲဆိုပြီးတော့ရသေးဆရာကြီးကဖះလောင်းကြီးကကြောက်စီထိုးလိုက်တယ်ညနေပိုင်းချိန်လေးပေါ့လေနေ့လည်းပဲတော့သူဘာမှမစားတော့ပါဘူးသူပဲရေလေးတောက်ပြီးတော့တရားအားထုတ်ညနေအခုလိုချိန်မျိုးပေါ့လေ9နာရီ6နာရီနေဝင်ရီတရောညနေချမ်းလေးချိန်ကြတော့မှကြောက်စီလေးထိုးကြောက်စီထိုးတော့အားလုံးကိုကြောင်းတဲ့ငန်းကနေတစ်ပါးချင်းကြွလာခုနကြောက်စီဘယ်သူထိုးတာလဲကျွန်ုပ်ထိုးတာပါဘာကိစ္စနဲ့ရှိလို့ပါလဲသူတို့ကအကြောင်းကိစ္စမရှိဘဲနဲ့တရားနဲ့တွေ့ကိုမတွေ့ကြဘူးကိုတရားတယောက်တည်းနဲ့တစ်စိတ်ထဲထားဆိုတဲ့မူဝါဒနဲ့တရားအချုပ်နေကြတာဘာကိစ္စရှိလို့ပါလဲဆိုတော့ဟိုတနေ့ကကြာဆွဲကြာယူဘယ်သူရှာထပ်တာလဲကျွန်တော်ရှာထပ်တာပါမတည့်ရပြည့်ရသေးသေးပါလားအဲ့ဒီနေ့ကကျွန်ုပ်တို့များဝေစုလေးပုံထားမိရဲ့လားဟောသေချာပုံထားပါတယ်ရသေးကြီးအကိုကြီးအကြီးဆုံးပုံကိုပုံထားတာပါအကိုအကြီးဆုံးဆိုပြီးတော့သူများတဲ့ကိုပုံကကြီးပါတယ်အေးဒါပေမဲ့ငါတော့မရဘူးကဲမနေ့ကရောဘယ်သူကြာဆွဲရှာထပ်တာလဲကျွန်တော်ရှာထပ်တာပါတပည့်တော်ရှာထပ်တာပါငါတဲ့ဝေစုမထားမိရဲ့လားဟောသူသိချာချာကိုထားတာပါအကိုကြီးပထမဆုံးအကောင်ဆုံးအမောင်မြတ်ဆုံးအတန်ဆုံးလေးတွေရေးပြီးတော့ကိုထားတာပါအေးသင်္ကနာထားတဲ့ပြောတာငါတော့မနေ့ကလည်းဝေစုမရဘူးကွယ်ကဲဒီနေ့ရောဘယ်သူရှာထပ်တာလဲတပည့်တော်ရှာထပ်တာပါငါတဲ့ဝေစုမထားမိရဲ့လားသိသိချာချာကိုထားတာပါအကိုကြီးသင်္ကထားတဲ့ပြောပေမဲ့ငါတော့ဒီနေ့လည်းပဲဝေစုမရဘူးစားခြင်းလို့ပြောတာဟုတ်ရဲ့လားမဟုတ်ဘူးနော်အပြစ်ရှိရင်ဝင်ချတောင်းပန်ခြင်းလို့ပါဟိုတနေ့ကတော့မေးပါလို့ပဲယူဆမိတယ်မနေ့ကတော့အပြစ်ရှိလို့ပဲယူဆမိတယ်ဒီနေ့တပါမထားဘူးဆိုတော့ငါမှအပြစ်ရှိတာသိကြတာပြီဒါကြောင့်ကျွန်တော်မှအပြစ်တွေရှိလို့ရှင်လည်းပြောကြပါအဲ့ဒီအပြစ်ကိုကျွန်တော်ဝင်ချတောင်းပါမှာမယ်တကယ်လို့အပြစ်မရှိဘဲနဲ့ဒီ17ယောက်ကတရားယောက်ကခိုးစားတာဆိုရင်တော့မသိတော့ဘူးဂရေ80သောပစ္စည်းဥစ္စာတွေဆွန့်လွတ်ပြီးတော့ယတိယဟန်ပြုလာပြီးကမှဒီပါမဟုတ်တဲ့ကြာဆွဲကြာယူကြာဝတ်ဆံလေးတွေကိုခိုးစားတယ်ဆိုရင်တော့ဘယ်သိတော့ပါမလဲတို့17ယောက်ထဲမှာတော့ကြာတခိုးတော့ရှိကိုရှိနေပြီဘယ်သူလဲဆိုတာစုံစမ်းမှဖြစ်မယ်ဒါကိုယ့်ဘာသာကိုသိကြပါအဲ့ဒီလိုပြောတော့ကျန်တဲ့လူတွေကလေဒီစကားကြားရအမတန်စိတ်သက်မှမှာတယ်တကယ်သူတော်ကောင်းပုဂ္ဂိုလ်ကြီးခိုးတယ်ဆိုတဲ့စကားဘယ်ကြားရပါမလဲတကယ်လေတယောက်ချင်းတယောက်ချင်းကဘယ်သူမှခိုးတာမှမဟုတ်တာကိုယ်လည်းမခိုးဆိုတော့တခြားလူများခိုးလေသလားတန်တရားလေးတော့ရှိကြမှာပေါ့ဩတော်တော်ဆိုးတာပဲအကိုကြီးကိုတလောက်တော့နှိမ့်ဆက်လိုက်ကြတာအသီးသီးလေးတွေးနေကြတာပေါ့အဲ့ဒါနဲ့အဲ့ဒီမှာဒုတိယမြောက်အကိုပေါ့ခုနဘုရားလောင်းကအကြီးဆုံးဆိုတော့ဒုတိယမြောက်မောင်ရွှေပေါ့မောင်ရွှေနှစ်ပေါ့လေအဲ့ဒါမောင်ရွှေနှစ်ကပတ်သက်ရပြီးတော့ဆရာကြီးအကိုကြီးပဲထားလိုက်ပါလို့ပြောရတာပို့ပြီးတော့အားရပါအကိုကြီးကျွန်တော်ဒီကြာဆွဲကြာရွတွေမခိုးဘူးဆိုတာကိုတက်တည်ပြပြစီမခိုးဘူးဆိုတဲ့အကြောင်းကိုကျင့်စာဆိုပြစီကဲဒါဖြင့်လဲဆိုပေါ့ဆိုတော့အဲ့ဒါဒုတိယမြောက်အကိုပေါ့အလောင်းလေးတွေနဲ့ပြောမယ်ဆိုခုနအကိုကြီးဆုံးကဖရာအလောင်းအခုဒုတိယမြောက်မောင်ရွှေကတော့အရှင်သာရိပုတ္တရာအလောင်းပါအဲ့ဒါအရှင်သာရိပုတ္တရာအလောင်းကကျင့်စာဆိုတယ်အကိုကြီးရဲ့ဝေစုဖြစ်တဲ့ကြာဆွဲကြာရွတွေကိုအချင်းတို့တကယ်လို့များခိုးခဲ့တယ်ဆိုရင်ရွှေတွေငွေတွေကြောက်တံပရမများတွေဆင်းနေမြင်းတွေနွားတွေစိတ်တွေအစရှိတဲ့တက်ရှိတဲ့မဲ့ကာမဂုဏ်ချမ်းသာတွေကျွန်တော်ကြမိမအစရှိတဲ့တက်ရှိတဲ့မဲ့ကာမဂုဏ်ချမ်းသာတွေနဲ့လည်းပြည့်စုံဇနီးမယားသမီးသားတွေနဲ့ကာမဂုဏ်ချမ်းသာတွေကိုပြည့်ပြည့်ဝဝကြီးခံစားရတဲ့သူဖြစ်ရပါစေအလိုကျုပ်ပြောလိုက်တဲ့ခါကျတော့တကယ်လို့များဒီကြာဆွဲကိုခိုးမိတယ်ဆိုရင်ဇနီးမယားသမီးသားတွေနဲ့ကာမဂုဏ်ချမ်းသာခံစားရပါစေကဲသူတို့ကျင့်တာတွေကလောကလူသားတွေကျင့်တယ်နဲ့ဆန့်ကျင်မဲ့ဖြစ်မနေဘူးလားလောကလူသားတွေဆိုဘလို့ကျင့်တယ်ဒီကြာဆွဲတကယ်မခိုးရတာမှတကယ်လို့များခိုးခဲ့ရင်ကာမဂုဏ်ချမ်းသာတွေမပြည့်စုံရပါစေနဲ့လို့ကျင့်ကြဘာလို့ဆိုကိုယ်ကကာမဂုဏ်ချမ်းသာခံစားချင်တာဘူးခုသူတို့ကတော့ကာမဂုဏ်ချမ်းသာခံစားချင်တာလားမခံစားချင်တာလားမခံစားချင်တာမခံစားချင်တဲ့ပုဂ္ဂိုလ်တွေဆိုတော့ကြာဆိုတွေခိုးလို့ရှိရင်ကာမဂုဏ်ချမ်းသာတွေနဲ့ပြည့်စုံတဲ့သူဖြစ်ပြရစီတယ်
အဲ့ဒီလည်းပြောကျန်တဲ့ရသေးတွေကအကုန်လုံးနားနှစ်ဖက်ပိတ်ထားကြတယ်မကြိမ်မှနဲ့အဲ့ဒီကြိမ်ကြီးကြောက်ရှာကောင်းလိုက်တာအမတန်ဝင်လေးလိုက်တာအမတန်ကိုယွန်းရှာကောင်းလိုက်တာမကြိမ်စားမှနဲ့အဲ့ဒီလိုကြီးတော့မကြိမ်မှနဲ့ဝိုင်းတာရတယ်ဘယ်တော့မှကြီးညိုစရာကောင်းတာတော့နော်ကာမဂုဏ်ချမ်းသာတွေကိုဝေးလေကောင်းလေလို့နှလုံးသွင်းထားတဲ့သူတော်ကောင်းပုဂ္ဂိုလ်ကြီးတွေပါဒီလိုပြောလိုက်လို့ရှင်သာရိပုတ္တရာမြတ်ဘဝတိုင်းကာမဂုဏ်ချမ်းသာတွေရအောင်မရှာခဲ့ဘူးအများနဲ့ဆွန့်ကြတယ်ဒီလိုမဆိုလိုပါဘူးချင်းနေချင်းခါပေါ်မူတည်တယ်အဲ့ဒီဘဝမှာတော့ယသိယဟန်ပြုပြီးတော့သမထသာသနာ့ဘဆိုတော့ဝိပဿနာတော့မရဘူးသမထပေါ့ဒီသမထကမ္မထံကိုသာနဲ့ဒီဘဝရဲ့အနှစ်သာရလို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်တရားဒီကံလူပေါင်းမှမနေခြင်းမဲ့နဲ့တော်ထဲမှာပဲယဟန်တရားနဲ့မွေးလျော်ခြင်းတဲ့ပုဂ္ဂိုလ်အတွက်ကြတော့ဒီကာမဂုဏ်ချမ်းသာတွေဟာဝေးလေကောင်းနေတယ်ငကိုကလေးကလည်းဝေးလေကောင်းနေလို့သိလို့လည်းတော်ထွက်ကြတာပါပဲအဲ့တော့ကျန်တဲ့7ယောက်လည်းပဲကျင့်လို့ရှိရင်အဲ့ဒီတိုင်းကြီးကျင့်မှာပါပဲကာမဂုဏ်ဒီကြာရွေးတွေကိုခိုးပြီးလို့ရှိရင်ကာမဂုဏ်ချမ်းသာတွေပြည့်စုံပြစီကြီးပဲဒါပေမဲ့ပြည့်စုံနည်းလေးတွေပဲကွာသွားတာအထူးလေးတွေပဲရွေးမှတ်ပေါ့လေအကုန်လုံးကျင့်ကြမှာကတော့ဇနီးမယားသမီးသားတွေနဲ့ကြီးဝါချမ်းသာပြစီကြီးပဲကျင့်ကြပါအရှင်သာရိပုတ္တရာမထေရအလောင်းယသိရွှေတွေအများကြီးချမ်းသာပါစေလို့ကျင့်တာဟာဒုက္ခတွေအများကြီးကျွံတွေ့ပါစေလို့ကျင့်တာပါပဲရွှေတွေအများကြီးရှိရင်ရှိသလောက်ဆင်းရဲဒုက္ခတွေကျွံတွေ့ရမယ်ဒါကတော့လောကီယာယကာမဂုဏ်ချမ်းသာတွေကိုလုံးဝစွန့်လွတ်မဲ့ပုဂ္ဂိုလ်အနေနဲ့ဆုတောင်းတာပေါ့ရွှေစရှိတဲ့ကာမဂုဏ်ဝတ္ထုတွေလုံးဝမလိုချင်ဘူးတကယ်လို့ကိုကအကြောင်းမညီညွတ်လို့ရွှေငွေဆက်ရှိတဲ့ပစ္စည်းဥစ္စာတွေကိုလုံးဝမစွန့်လွတ်နိုင်သေးဘူးတိမ့်ပိုက်ထားရသေးတယ်ဆိုရင်လေအဲ့ဒီရွှေကိုအကြောင်းပြုပြီးတော့ငွေကိုအကြောင်းပြုပြီးတော့ကုသိုလ်တရားတူအောင်ကြိုးစားလို့မရဘူးလားရတယ်ရွှေတွေအများကြီးချမ်းသာတယ်မြတ်စွာဘုရားရှင်ရဲ့တတ်တော်တွေထာပနာထားတဲ့ဇေဒီတော်တွေမှာရွှေသင်္ကန်းကပ်လူမယ်ရွှေပြားသင်္ကန်းကပ်လူမယ်ရွှေစင်သင်္ကန်းတွေကပ်လူမယ်ကိုယ်မှရှိတဲ့ယရဏပစ္စည်းတွေကိုဘုရားရဲ့ထာပနာမှာဘုရားရဲ့ထာပနာတိုင်းမှာလူမယ်ရွှေတွေဆိုလို့ရှိရင်လည်းရွှေပန်းကိုင်းတို့ရွှေတခွန်းတို့ရွှေထီးတို့ပြုလုပ်ပြီးတော့မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်တွေကိုပူဇော်မယ်ဆိုရင်လည်းကုသိုလ်တရားတွေတိုးပွားသွားတာပါပဲသူတော်ကောင်းတက်ခံရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်ပိုင်ဆိုင်ထားတဲ့ကာမဝတ္ထုအစုစုကိုကုသိုလ်တရားတွေအဖြစ်အသွင်ပြောင်းလဲတတ်ပါတယ်ဒါပေမဲ့အခြေအနေအချိန်ခါအရာလုံးဝဆွန့်လွတ်ဖို့အခြေအနေပေးနေတဲ့အထူးသဖြင့်အခုလိုမြတ်စွာဘုရားရှင်ရဲ့သာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခိုက်တန်မြာနဲ့ချီပြီးတော့ရတောင်ရတဲ့ယဟန်ဘဝမျိုးသာသနာပေါင်းမျိုးတွေ့နေတဲ့အခိုက်မျိုးမှာတော့ကိုယ့်ဘက်ကစွန့်နိုင်မယ်ဆိုရင်လုံးဝဆွန့်လို့ပြီးတော့ယဟန်တရားနဲ့မွေးလျော်နိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲနောက်တစ်ခါအရှင်မဟာမောဂလန်အလောင်းယသိမောင်ရွှေ3ချက်မှာပေါ့အရှင်မဟာမောဂလန်အလောင်းယသိကလည်းကျင့်ကြံတယ်အကျွန်ုပ်ဒီကြာဆွဲကြာရိုးတွေကိုလုံးဝမခိုးရရိုးအမှန်ပါတကယ်လို့ဒီကြာဆွဲကြာရိုးတွေကိုခိုးခဲ့တယ်ဆိုရင်ဇနီးမယားသမီးသားတွေနဲ့ကြည်ကာမဂုဏ်ချမ်းသာတွေပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေကာတိတိုင်းဖြစ်တဲ့စန္ဒကုကာတိတိုင်းကဖြစ်တဲ့နတ်သားတွေစန္ဒကုနတ်သားတွေပန်းမျိုးစုံကိုဆင်မြန်းသုံးဆွဲနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေယသိတိုင်းကျင့်ကြတာကတော့ဇနီးမယားသမီးသားတွေနဲ့ရှင်ကိုယရနာတွေနဲ့လောကီယကာမဂုဏ်ချမ်းသာတွေပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ပါရစေလို့ကျင့်ကြတာကြီးပါပဲဒါပေမဲ့ဘယ်လိုအစင်တန်ကြရှိတဲ့ပုဂ္ဂိုလ်လဲဆိုတဲ့သတ်မှတ်ချက်မှာတော့အတိတ်ကကျင်လည်ခဲ့တဲ့အထက်ခါကျင်လည်ခဲ့တဲ့ဘဝတွေပေါ်မူတည်ပြီးတော့ဆူတောင်းလေးတွေကွဲသွားတာအရှင်မောက္ကလန်ကြတော့အမွှေးအကြိုင်နန်းသားတွေကိုပုံမပြီးတော့သဘောကျခုံမြင်ခဲ့တယ်ထင်ပါတယ်ဒါကြောင့်သူကျိန်တဲ့အထဲမှာအမွှေးနန်းသားတွေကိုစိတ်ရှိတိုင်းသုံးဆွဲနိုင်တဲ့သူဖြစ်ပါရစေတကယ်တမ်းဆိုတော့အမွှေးနန်းသားတွေသုံးဆွဲနိုင်ရစေဆိုတာလေအကောင်းပဲကျိန်တာမဟုတ်ဘူးလားတာမန်လောကလူသားတွေနေကျိန်တော့အကောင်းကြီးကြီးပဲတကယ်တမ်းဆိုရင်တော့မခိုးပါဘူးခိုးခဲ့လို့ရှိရင်အမွှေးနန်းသားတွေမသုံးဆွဲရပါစေနဲ့လို့ကျိန်မှာအများစုကတော့သူတို့ကတော့မဟုတ်ဘူးမခိုးလို့ရှိရင်သုံးဆွဲရပါစေမခိုးလို့ရှိရင်အမွှေးနန္ဒာတွေမသုံးဆွဲရပါစေနဲ့ဆိုတဲ့အဓိပ္ပာယ်ပဲအမွှေးနန္ဒာတွေမသုံးဆွဲခြင်းလို့ကိုကျင့်တာပါအမွှေးနန္ဒာလေးသုံးဆွဲနေရတယ်ဆိုတာလဲချမ်းသာတာလားဆင်းရဲတာလားဒါတရားဟောဘုန်းကြီးစိတ်ချမ်းသာအောင်ပြောတာပါတရားဟောဘုန်းကြီးစိတ်ချမ်းသာအောင်ပြောတာကိုကတော့စိတ်ချမ်းသာတယ်ပဲထင်ပြီးတော့ဆွနေတာပဲဟုတ်လားတကယ်တော့ဒီအမွှေးနန္ဒာတွေကလည်းမလွဲမရှောင်တာသုံးဆွဲတာကလွဲရင်လွန်လွန်ကဲကဲသုံးဆွဲဖို့မသင့်တော်ဘူး
အမွှေးနန္တာရီဆိုတာကတမာတိကိုပြည့်စေတယ်ဦးဇင်းတို့လည်းလူဝိကြောင့်ဘဝတုန်းကအမွှေးနန္တာသဘောကျတာပါပဲအပြင်ထွက်ပြီးဆိုရင်ရေမွေးဆွတ်တယ်ကြောင်းသွားပြီးဆိုလည်းရေမွေးဆွတ်တယ်၈တန်းလောက်ကစပြီးတော့ပေါ့လေအဲ့ဒါအပြင်မှာရေမွေးဆွတ်ရတယ်နဲ့ကွာအားမရဘူးအမှန်ကတော့ကိုယ့်ရဲ့ရေမွေးရနံ့ဆိုတာကကိုယ်တိုင်သိမရပါဘူးတစ်ချက်ကလေးမှနှာခေါင်းထဲဝင်လာတာကိုယ်ဘေးကပုဂ္ဂိုလ်တွေပဲမွေးတာပါကိုယ်ဘေးကလူတွေရေမွေးဆွတ်ထားတယ်ဆိုရင်တော့ကိုယ်နှာခေါင်းထဲလည်းအမွှေးနံ့နေမဝင်ဘူးလားဝင်နေသူများဆွတ်ထားတာမွေးတော့ကိုယ်ကလည်းကိုယ်ဆွတ်ထားရင်လည်းသူများမွေးမှာပဲသူများသဘောကျမှာပဲဆိုပြီးတော့ဆွတ်နေကြတာဒါဖြင့်ရေမွေးဆွတ်နေကြတယ်ရေမွေးဆွတ်နေကြတယ်ဆိုတာကိုယ်မွေးခြင်းလို့ဆွတ်တာလားသူများမွေးစေခြင်းလို့ဆွတ်တာလားဩသူများမွေးဖို့အတွက်များဘာလို့များပတ်စံအကုန်ခံနေရသေးတာလဲဘာလို့များအပင်ပန်းခံနေရသေးတာလဲတာမန်ရေချိုးဆက်ပြတ်တိုက်ရုံနဲ့မလုံလောက်ဘူးလားအမှန်ကတော့ရေမွေးဆွတ်တဲ့လူတွေကရေချိုးဆက်ပြတ်တိုက်ရုံနဲ့မလုံလောက်လို့ဆွတ်တာနော်ကိုယ်လည်းအပါဝင်ဖြစ်ခဲ့တာပါခုတော့ဘုန်းကြီးဆိုတော့ပြောအားရှိပြီပေါ့နော်ကိုမဆွတ်မှမဆွတ်ရတာဘူးရေမွေးတယ်မဆွတ်ရတာမဟုတ်ဘူးစင်းတို့ဘုန်းကြီးတွေဆိုတာကဆက်ပြတ်တိုက်တာတော့မှအမွေးဆက်တာနဲ့မတိုက်ရဘူးဦးဇင်းတို့ကျေးဇူးတော်ရှင်မဟာကလန်ဆရာတော်ထိုင်တို့ကလည်းအမွေးဆက်တာသုံးတာလုံးဝသဘောမကျပါဘူးမသုံးကြောင်းတိုင်းမှာလည်းလုံးဝသုံးခွင့်မပြုဘူးအဲ့လိုလဲဆိုတော့ဦးဇင်းတို့၈ပါးပိဋကတဲ့ကူကပါပြီးတာပဲလေမာလာကန္တဝိလိပနဆိုတာကန္တဆိုတာအမွေးနံ့တာပဲဒါပေမဲ့လို့ဦးဇင်းတို့ကိုရင်သင်္ကန်းဝိခါစတုန်းကတော့အမွေးဆက်ပြဆိုတာလေတကယ်တမ်းကျတော့တိုက်နေတုန်းခဏပဲမွေးတာပါအမြဲတမ်းမွေးနေတာမှမဟုတ်တာကာဗလိဆက်ပြလိုက်ရွေးနေလို့ရှိရင်ကာဗလိဆက်ပြကိုယ်စီမှာအစင်းသိရှိရင်တော့တော်သေးတာပေါ့အစင်းသိမရှိလို့ဝယ်ဝချမ်းမှုဆိုတာလေစာသင်သားပေါ်မှာလွယ်တာမှမဟုတ်တာဒီတော့ပထမပိုင်းမှာအမွေးဆက်ပြရှိလဲအမွေးဆက်ပြသုံးလိုက်တာပဲရှိတာသုံးလိုက်တာပါပဲဒါပေမဲ့တနေ့ကျတော့ကျောင်းတရဲ့အမှုနာယကဘုန်းကြီးတစ်ပါးကဦးစင်းရေချိုးနေတဲ့အချိန်မှာဆက်ပြကွက်ကြည့်ပြီးတော့တမင်လာကြည့်တာတော့မဟုတ်ပါဘူးသူကလည်းရေထဲမှာရေချိုးနေတာဆိုတော့တွေ့အဲ့တော့ကိုရင်မရှိပါသေးတယ်ကိုရင်ဆန္ဒတိကတခြားလူတွေအမွေးဆက်ပြသုံးတာကတော့တိတ်အရေးမကြီးဘူးတဲ့ကိုရင်လိုထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်ကဒီလိုအမွေးဆက်ပြသုံးနေမယ်ဆိုရင်နောင်လာနောက်သားတွေကလည်းကိုရင်ဆန္ဒတိကတောင်သုံးသေးတာပဲဥဆန္ဒတိကတောင်သုံးသေးတာပဲဆိုပြီးတော့အတုလိုက်ပြီးသုံးရလိမ့်မယ်တဲ့ဖြစ်နိုင်မယ်ဆိုရင်အမွေးဆက်ပြလုံးဝမသုံးစီခြင်းဘူးတဲ့ကာဗလိဆက်ပြပဲသုံးစီခြင်းပါတယ်တဲ့အဲ့ဒီတခွန်ပြောပြီးကြတဲ့ကဥစဉ်တော့အမွေးဆက်ပြလုံးဝမသုံးတော့ပါဘူးဒီနေ့ဒီချိန်ထိကာဗလိဆက်ပြပဲသုံးပါတယ်ကာဗလိဆက်ပြကတော့မမွေးဘူးမလားသူတို့သုံးတော့မသုံးဘူးထင်တယ်ဦးဇင်းတောင်မလာရင်လည်းကာဗလိဆက်ပြတွေပဲသုံးတာတွေ့သွားတော့ရှင်ပြတဲ့ကာဗကြကပိုးသေးစေတယ်ပိုးမွားတွေသေးစေတယ်ဆိုတော့ဟုတ်ပါတယ်ဒါပေမဲ့ရန်သူပိုးမွားတွေကိုတင်သေးစေတာမဟုတ်ဘူးမိတ်ဆွေပိုးမွားတွေကိုလည်းသေးစေတယ်တဲ့ခန္ဓာကိုယ်အရေးပြားကိုကျေစုပြုတဲ့မိတ်ဆွေပိုးမွားတွေကိုလည်းသေးစေတယ်တဲ့ဒါကြောင့်မလို့ကာဗလိတခြားခန္ဓာကိုယ်ကိုတော့ကာဗလိနဲ့တိုက်ချင်တိုက်ပါမျက်နှာကိုတော့ကာဗလိနဲ့မတိုက်နဲ့တဲ့သူတို့အခုဆိုရင်ဦးဇင်းနဲ့တက်တူပြောဒီပါပဲတက်36တယောက်က3938ရှိပြီတဲ့ဒီနေ့ထိဂျွန်ဆင်အန်ဂျွန်ဆင်မဲ့သုံးနေတယ်သိလိုက်ဂျွန်ဆင်အန်ဂျွန်ဆင်ဆိုတာကခလေးဆက်ပြလေခလေးတိုက်တဲ့ဆက်ပြဟာလားခလေးတိုက်တဲ့ဆက်ပြဆိုတော့ဒီအဆက်ကလည်းသိမกินဘူးတဲ့ပြောပဲဆိုတော့အဲ့ဒါကျန်တဲ့ခန္ဓာကိုယ်တော့ကြုံရတဲ့တိုက်ပါတယ်မျက်နှာကိုတော့ဂျွန်ဆင်နဲ့ဂျွန်ဆင်နဲ့ပဲကြိုက်တယ်တိုက်တယ်အဲ့ဒါအရှင်ဖျားလည်းပဲဂျွန်ဆင်နဲ့ဂျွန်ဆင်နဲ့ပဲတိုက်ပါဆိုလို့ဂျွန်ဆင်ဆက်ပြတခဲလာထူထားသေးတယ်တစ်ခေါက်သုံးကြည့်တော့အမွှေးနဲ့လည်းရှိနေတာနဲ့အခုတော့ဆက်မသုံးဖြစ်သေးဘူးပေါ့လေသုံးတော့သုံးကြည့်အောင်ခဲလေးလေးလူနဲ့နှုလာမလားလို့အဲ့ဒါယဟန္တာငါရီစင်တော့အမွှေးဆက်ပြကမသုံးကောင်းဘူးပေါ့လေသုံးလည်းပဲတိတ်တော့ပြဿနာတော့မရှိပါဘူးသူဆရာတော်ကြီးရတော့လေသုံးလည်းအရေးမကြီးပါဘူးဒါကတာယာတဲ့စိတ်နဲ့သုံးတော့မှမဟုတ်တာခေတ်ကာလလျောက်ကလည်းရှိတာကအမွှေးဆက်ပြပဲရှိတာဆိုပြီးတော့ဦးဇင်းတော်တန်းနေဆိုတော့ကာဗလိဆက်ပြခုနဘုန်းကြီးပြောပြီးကြတဲ့ကကာဗလိဆက်ပြပဲသုံးပြတာပေါ့ကာဗလိတွေလည်းလာလှူမနေကြနဲ့ဘူးနော်ဒီသုံးတဲ့ဟာတွေနဲ့ပတ်သက်လို့ရှင်ငါးကြီးလာကတ်နေကြတယ်အဲ့ဒါဦးဇင်းတို့ရင်မွေးဆွတ်တဲ့အကြောင်းကိုပြောနေတာလူတော်ကရင်မွေးဆွတ်အပြင်မှာဆွတ်ရတယ်နဲ့အားများတော့ငါစာကြည့်နေတော့လည်းရင်မွေးနှံလေးနဲ့ဆိုရင်စာကြက်လို့ပိုကောင်းမှာပဲဆိုပြီးတော့ဆွတ်ပြီးတော့စာကြက်ကြည့်တယ်တမင်တန်းကြီးလိုကတော့မမွေးပါဘူးစာကြက်နေစာကြည့်နေနေကြမှာတစ်ချက်အမွေးနှံကတိုးဝင်လာတယ်တိုးဝင်လာစိတ်ကအဲ့ဒီရင်မွေးနှံစီရောက်သွားတယ်စာကတော့ကြက်နေတာပဲပါးစပ်ကတော့ဆိုနေတာပဲစိတ်ကလည်းမှတ်နေတာပဲဒါပေမဲ့တမာတိမရဘူးတမာတိကိုနှောက်ယှက်တယ်ဦးဇင်းတို့ရဲ့ပင်ကိုယ်တဘာဝကလည်း
တမာရီပြည့်ကိုယ်စိတ်မှာအာယုံတစ်ခုကမလိုအပ်ဘဲနဲ့ပေါ်လာတဲ့ဆိုရင်ကြိတ်ကုန်မကြိုက်တမာရီရှိတာလေးကိုပဲသဘောကျတယ်ပေါ့ဒါဆင်မြေဖို့အဓိကတော့လည်းဟောမှုပါတယ်နော်ကိုယ့်အလုပ်သဘောနေတဲ့အချိန်မှာဟိုအာယုံလေးပေါ်လာဒီအာယုံလေးပေါ်လာဆိုရင်မကြိုက်လို့ဆိုတဲ့အကြောင်းလေးတငယ်ချင်းတွေကဟိုကောင်မလေးနဲ့စဒီကောင်မလေးနဲ့စအင်းရောက်တော့စကြတော့အဲ့ကောင်မလေးမျက်စိနဲ့မြင်နေဟုတ်လားအဲ့ဒါကြီးကိုသဘောမကျလို့ကိုပဲဆယ်တန်းမအောင်မချင်းကြီးစားမထားဘူးလို့ဆုံးဖြတ်ထားတာကိုအဲ့ဒါမွေးနှံလေးသုံးရတာလည်းပဲအလုပ်ကိုနှောက်ယှက်ဖြစ်တယ်ဆိုတော့ဥစဉ်တော့မသုံးဖြစ်တော့ပါဘူးဒါကြောင့်ရင်မွေးနှံကိုလည်းမာယာယနံလို့နာမည်ပေးထားပါတယ်ယောဂီတို့မာယာယနံကြိုက်လားကြိုက်ရင်တော့ဒုက္ခရောက်မှာပဲနော်အဲ့ဒါမွေးနှံတာတွေသုံးဆွဲရတာလေဒီမွေးနှံတာအကြောင်းပြုပြီးတော့ဒုက္ခရောက်တဲ့အကြောင်းတွေအဖြစ်အပျက်တွေပြောမယ်ဆိုကုန်တော့မကုန်နိုင်ဘူးရင်မွေးနဲ့ပတ်သက်တဲ့ထူဆောင်မာတွေဘာတွေဖတ်ကြည့်လို့ရှိရင်ဒီရင်မွေးနဲ့ပဲဆိုင်ကျင်မဲ့လိန်ကိုဆွဲဆောင်တာတို့ဘာတို့ဒီရင်မွေးနှံကြောင့်ပဲဒုက္ခရောက်တာတို့အများကြီးပါပဲအဲ့ဒါရှင်မဟာမောက္ကလန်လောင်းယသိကအမွေးနှံတာတွေအများကြီးသုံးဆွဲနိုင်တဲ့လူချမ်းသာကြီးဖြစ်ပါစေကြာဆွေကြောင့်မှခိုးခဲ့တယ်ဆိုရင်ပေါ့တိကျအပူပါဒလေးလည်းရှိသေးတယ်အတိကျအပူပါဒလေးတွေကိုတော့နောက်ပိုင်းကျမှတစုတစည်းနဲ့ပြောမယ်ရှင်သာရိပုတ္တရာရှင်မဟာမောက္ကလန်ပြီးတော့ရှင်မဟာကတ္တဗအလောင်းယသိကလည်းကျင့်ကြံတဲ့ကျွန်ုပ်ဒီအကိုကြီးရဲ့ကြာဆွေကြာရွေးတွေကိုလုံးဝမခိုးခဲ့ရအမှန်ပါတကယ်လို့များဒီကြာဆွေကြာရွေးတွေကိုခိုးခဲ့တယ်ဆိုရင်ဇနီးမယားသမီးသားတွေနဲ့ကြီးပွားချမ်းသာတွေဖြစ်ပါစေဥစ္စာစဘာဒေယာရီအများကြီးပိုင်ဆိုင်တဲ့စဘာရီအများကြီးပိုင်ဆိုင်တဲ့နွားရီအများကြီးပိုင်ဆိုင်တဲ့အလုသမားအမှုလုပ်တွေအခါစားတွေအများကြီးကိုထိန်ချောင်အုပ်ချုပ်ရတဲ့လဲပိုင်ရှင်တထေးကြီးဖြစ်ပါစေအရှင်မဟာကတ္တဗလောင်းကလည်းဖြစ်လျာဘွားတွေမှာလဲပိုင်ရှင်တထေးကြီးအဖြစ်များခဲ့တာဆိုတော့သူကျိန်လိုက်တဲ့အချိန်မှာအဲ့ဒါကကောင်းတဲ့ပေါ်လာတာပေါ့ဓာတ်ဆိုတာကလိုက်တဲ့သဘောရှိတယ်အရင်ဘွားကအကြောင်းဆရာလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကလည်းဒီဘဝလည်းကျောင်းဆရာပဲလှုပ်ချင်တာပဲနော်အရင်ဘဝဒီဘဝဆိုတာသာထားဒီဘဝတစ်ခုတည်းကြည်ကျောင်းဆရာဘဝကတက်60ပြင်ဆင်ယူအသက်60အထိသူများကြည့်တဲ့ဆရာလုပ်လာတာဆိုတော့ပြင်ဆင်ယူပြီးတော့လေဒါကျောင်းဆရာဦးဇင်းတို့ဘာမှမပြောသေးဘူးနော်ယောဂီတို့ပြောတာဟာလာအငြိမ်းသားဆရာတွေအငြိမ်းသားဆရာမတွေသူတို့ကိုယ်တိုင်ပြောတာပါအရှင်ဖျားတဲ့တပည့်တော်တို့ကကျောင်းဆရာဘဝလာတာဆိုတော့ဆရာလုံးဝမှကျင့်တတ်တယ်အထူးသဖြင့်တော့ဆရာမတွေပေါ့ဒီနော်တပည့်တော်ကဆရာမဘွားကလာဆိုဆရာလေးတော့နည်းနည်းလောက်မှဆိုပြီးတော့ရှင်ဖျားကလည်းနည်းနည်းတော့ရှောက်ပြစေအောင်ဆိုပြီးတော့သူတို့ကရှောက်တာကိုဆရာလေးတို့တော့မအောင်မိပါနဲ့တဲ့တတိပေးတာပါတဲ့အဲ့လိုအဖြစ်ပေါ့လေအရှင်မဟာကတ္တဗလောင်းကလည်းလေသမားဖြစ်ခဲ့တဲ့ဘဝတွေကလေသမားဆိုတော့သူကိုယ်တိုင်ထွင်ရဆိုင်ပြောတာတော့မဟုတ်ဘူးပေါ့လေပိုင်ရှင်ပေါ့ဟိုပိပ္ပိလိနဲ့မေဘတာတော်ထတဲ့အခန်းလေးပါဒီမှာလည်းဒါသူတို့လေပိုင်ရှင်ဘဝပါပဲနော်အဲ့ဒါလေသမားလေတထေးကြီးဖြစ်တယ်ဆိုရင်လေလေတထေးဘဝမှာဆင်းရဲဒုက္ခတွေမရှိဘူးလားဘာဒုက္ခတွေပြောပါဦးအများကြီးပေါ့လေသမားဘဝဆိုလေလေသမားလုပ်တဲ့ပုဂ္ဂိုလ်တွေမှာပိုသိမှာပေါ့ကိုလေကအောင်မြင်တာကိုမလားလို့သူများကကိုလေမှာစဘာမထွက်အောင်စဘာတွေပြအောင်လုပ်တဲ့ဒုက္ခတွေလည်းရှိမှာပဲစဘာခိုးခံရတာစဘာခိုးယူသွားတာလည်းရှိမှာပဲလောင်ထားတဲ့ပုတ်ထက်ကစဘာသူများခိုးသွားတာလည်းရှိမှာပဲအများကြီးပဲနော်ရှင်မင်းကစဘာဘယ်နဲ့တင်သွင်းရမယ်လို့ပြောလို့စဘာမထွက်တဲ့ကြားတွေကအပြင်ကဝယ်ပြီးသွင်းရတာလည်းမရှိဘူးလားရှိတယ်ရှိခက်ကပြောတာပါအဲ့ဒီလိုအပြင်ပေါ့လေမိုင်ရှင်တထေးကြီးဆိုလို့ရှိရင်လည်းသူ့မှာဒုက္ခတွေကအများကြီးပါပဲကြာဆိုကြာရွခိုးခဲ့လို့ရှိရင်တော့လေမိုင်ရှင်တထေးကြီးမဖြစ်ပြစေနဲ့လို့ဒိဋ္ဌာနာဟုတ်အဆူတောင်းတာဟုတ်ရဲ့လားမဟုတ်ဘူးဆိုလိုတာကတော့လေပိုင်ရှင်တထေးကြီးမဖြစ်ချင်လို့ကိုယ်ပဲဆူတောင်းတာပါပဲအရှင်မဟာကတ္တဗလောင်းကျင့်ပြီးတဲ့ခါကျတော့အရှင်အနုရုဒ္ဓလောင်းကလည်းကျင့်ကြံတယ်အရှင်အနုရုဒ္ဓဒီအရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ဆိုတာကတော့အလုံးနာယူဝပြီးသားပါနော်အရှင်သာရိပုတ္တရာမထေရမြတ်ကလက်ရယံပညာဤတတဲ့အရှင်မဟာမောက္ကလန်ကလက်ဝဲယံတကိုးဤတတဲ့ခုနအရှင်မဟာကတ္တဗကဒုတင်အရာမှာဤတတဲ့အခုအရှင်အနုရုဒ္ဓဆိုတာကဒိဗ္ဗစကုအဘိညာဉ်အရာမှာအသာဆုံးအမြတ်ဆုံးဤတတဲ့အဲ့ဒီအရှင်အနုရုဒ္ဓမထေရမြတ်ကတော့ဖြစ်ရဘဝမှာရှင်ဘုရင်ဖြစ်ခဲ့တာများတော့အကိုကြီးရဲ့ကြာဆွဲကြာရွတွေကိုကျွန်တော်မခိုးရယူအမှန်မှာတကယ်လို့ခိုးခဲ့ပြီရှိတော့သမုဒ္ဒရာလေးစဉ်ဆုံးပိုင်းခြားရှိတဲ့တမီပြင်လုံးကိုလွှမ်းမိုးနိုင်တဲ့မင်းတကမင်းရဲ့ညွယုံဥခိုက်ရာဖြစ်တဲ့ဧကတိမင်းကြီးဖြစ်ပါရစေကြာဆွဲကြာရွခိုးခဲ့လို့ရှိရင်မင်းဖြစ်ပါရစေတဲ့ဘလောက်များကြည်ညိုစရာကောင်းတာတော့
လောကလူသားတွေဆိုရင်တော့ကြာကြာရုံမခိုးရရုံအမှန်မှခိုးလို့ဤစကားမှန်ပါတယ်ဤစကားမှန်ခဲ့မယ်တကယ်လို့နဲ့ဒီကြာကြာရုံကိုကျွန်တော်ခိုးခဲ့လို့ရှိရင်မင်းမဖြစ်ပြစေနဲ့လို့ကြိမ်မှာပေါ့နော်အခုတော့မင်းမဖြစ်ခြင်းလို့ကိုယ်ပဲမင်းဖြစ်ပြစေလို့ကြိမ်တာရှင်မင်းဖြစ်တော့လေရှင်မြင့်ဒုက္ခတွေဆိုတာမရှိဘူးလားတိုင်းပြည်ပြည်သားအားလုံးရဲ့တာဝန်ဟာသူ့တာဝန်ပဲလူမှုရေးစီးပွားရေးအကုန်လုံးသူ့ကောင်းပေါ်မှာရှိနေတယ်ဟိုနေရာသွားစစ်စစ်ရောတိုင်းပြည်မှာလှည့်လည်ပြီးတော့စနေနာရဖြစ်ပေါ်လာတဲ့မှုကိစ္စတွေကိုဖြည့်ရှင်းပေးရရှင်မင်းမသိဘဲနဲ့ဆုံးဖြတ်လို့မရတဲ့ကိစ္စတွေကလည်းအများကြီးရှိတာကိုဒီကြားထဲမှာဆုံးဖြတ်တာမှားသွားလို့ပဲဖြစ်ဖြစ်တရားစီရင်တာမှားသွားလို့ပဲဖြစ်ဖြစ်အကုသိုလ်တွေကတူပါအောင်မယ်အဲ့ဒီအကုသိုလ်တွေနဲ့ဒီတော့အသုံးမချတတ်ဘူးဆိုတော့ရှင်မင်းဘဝဆိုတာလေအပယ်လေးပါးနှခမ်းဝမှာတည်နေတာပဲအပယ်လွတ်တဲ့အပယ်ကြစီနေတဲ့အကုသိုလ်တွေရှောင်နိုင်တယ်ပဲထားပါဦးစိတ်မကြပါဘူးပင်ပန်းပါတယ်အများစုကတော့ရှင်မင်းစိတ်ကြတယ်ပဲထင်တာပေါ့နော်ကြားတဲ့ရှင်မင်းလေအဲ့ဒါရှင်ကြာဆိုကြာယူဒါကလုံးဝလွတ်နိုင်တဲ့ပုဂ္ဂိုလ်နဲ့တော့ကျပါပဲမရှိဘူးဆိုရင်သူတို့ရဲ့ဘဝလေးတစ်ခုချင်းကြည့်ပါကတော့ဆန်းမှုအဲလုပ်ငန်းကြောင့်တော့ကိုယ်လည်းမဟာရီကိုလက်အောင်နေတာကြစုလို့ဆက်ဆံသူတို့ရဲ့ဒဝတာရီကိုညီထောက်ပံ့ပြီးဆိုင်ရင်စပါးတွေကိုလည်းပြင်းပြင်းပေးတတ်တဲ့ပူပြီးအခုလိုတရားတွင်ပါတွင်ခါကြီးရကြည့်ရလို့ရှိရင်လည်းအထူးအနေနဲ့အထူးဆုချတဲ့သဘောနဲ့အထူးတန်းနေပြီးအဲ့ဒီလိုဆိုရင်လည်းကုသိုလ်တရားတွေမတူပါဘူးလားတူပါပါအင်းဖြစ်တယ်ဆိုတာလေတကယ်တမ်းကျတော့ဦးဇင်းတို့မြတ်စွာဘုရားလောင်းဆိုတာလေဖြစ်ရဘဝတရားမှာရှင်မြင်းတွေအများကြီးဖြစ်ခဲ့တာပါနောက်ဆုံးဘုရားဖြစ်တဲ့ဘဝမှာလည်းမင်းမျိုးမင်းနွယ်ပါပဲရှင်မင်းဘဝဆိုတာပါရမီဖြည့်ဖို့အကောင်းဆုံးဘဝပါပဲတိုင်းပြည်ပြည်သားတွေကကိုယ့်လက်ထဲမှာရှိနေတာလေတိုင်းပြည်ပြည်သားတွေကိုကောင်းဆိုးအောင်လေကိုယ်ပဲလုပ်လို့ရတယ်သူတော်ကောင်းစိတ်ဓာတ်သာရှိမယ်ဆိုရင်တိုင်းပြည်ပြည်သားတွေကောင်းအများကြီးလုပ်လို့ရတယ်ဗဇက်ကလေးတစ်ခွန်းဟလာရုံနဲ့လုပ်ငန်းကြီးတစ်ခုတိုင်းပြည်ပြည်သားတွေအတွက်အကျိုးရှိမဲ့လုပ်ငန်းကြီးတစ်ခုအောင်မြင်သွားတယ်ဥပမာဆိုတော့10တစ်ခုဆောက်တဲ့ဆိုတော့နေရာတနေရာမှာတန်သူလေသမားတွေရေလိုတွေဒီနေရာလေး10ဆောက်လိုက်လို့တခွန်းလေးပြလိုက်တဲ့10ကြီးဖြစ်သွားတယ်ဆိုရင်ဒီဗဇက်လေးတစ်ခွန်းနဲ့တန်သူလေသမားတွေမှာအများကြီးအကျိုးရှိမသွားဘူးလားအကျိုးရှိသွားတယ်ကဲဒီမြစ်ကိုထည့်ပြီးတော့တရားဆောက်လိုက်ပါတခွန်းလေးပြလိုက်တဲ့တရားကြီးတစ်စင်းပေါ်သွားတယ်လမ်းမဆက်သွယ်ရေးတွေကောင်းသွားတယ်တွေစိတ်ချမ်းသာဘယ်လောက်နဲ့အကျိုးကြီးထားလဲစေတနာအသာရှိမယ်ဆိုရင်ရှင်ဘုရင်ဘဝဟာပါရမီဖြည့်လို့သိကောင်းတဲ့ဘဝပါဝတ္တန်မြတ်မင်းကြီးတို့နေစဉ်6သိန်းကုန်ကြခံမနဲ့ကြီးတွေထိုးပြီးတော့လူဘလောက်ပြောစရာကောင်းထားတာဒါကြောင့်ကိုကတကယ်လို့နဲ့ရှင်ဘုရင်ဆိုလို့လေနံပါတ်1နေရာကိုရတဲ့လူမျိုးမှဆိုလိုတာမဟုတ်ပါဘူးကိုမျိုးနဲ့ကိုခိုင်နဲ့ကိုတိုင်းနဲ့ကိုနောက်ဆုံးကိုဌာနလေးနဲ့ကိုအကြီးအကဲဖြစ်နေတဲ့ပုဂ္ဂိုလ်ဆိုလည်းသူဌာနနဲ့ပြီးတော့မင်းမဟုတ်ဘူးလားမင်းမယ်ဌာနတစ်ခုမှာလုပ်ပိုင်ခွင့်ရှိတဲ့အရာရှိဆိုတာလည်းမင်းတစ်မျိုးပါပဲမင်းဆိုတော့လည်းငါတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါကိုကတကယ်ကိုပါရမီဖြည့်မယ်ဆိုတဲ့စိတ်ကောင်းလေးရှိမယ်ဆိုလို့ရှိရင်ကိုဌာနကောင်းအောင်အများကြီးကြိုးစားလို့ရတယ်ကိုလက်အောင်နေတာတွေအစစရရစာဝင်တွေကြည်လဲအောင်အကြီးချင်းတွေပြအောင်ကုသိုလ်တရားတွေတို့ပေါ့အများကြီးဥဆောင်လို့ရပါတယ်ကောင်းဆောင်ဆိုတာကအောက်ကလူကကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေလှုပ်ဟိဆိုရင်လှုပ်ရတာပဲမဟုတ်လားအဲ့တော့ကိုကကောင်းတာလေးတွေလှုပ်ခိုင်းနေဆိုလို့ရှိရင်အောက်ကလူတွေကုသိုလ်ကိစ္စတွေလှုပ်အများအကျိုးရှိကြောင်းတွေလှုပ်အဲ့လိုအတွက်ကုသိုလ်တရားတွေတို့ပေါ့လှုပ်လို့ရတာပါပဲဒါကလုံးဝမစွန့်နိုင်ခဲ့ရင်ပြောတာပေါ့ယဟန်တရားကိုအပြည့်အဝအားထုတ်ခြင်းလို့စွန့်နိုင်ရင်တော့အကောင်းဆုံးပါပဲအရှင်အနုရဒအလောင်းပြီးတော့အရှင်အာနန္ဒာအလောင်းအရှင်အာနန္ဒာအလောင်းဖြစ်ပြီးကလည်းဘလို့ကြည်ညာတယ်လဲဆိုတော့အကိုကြီးရဲ့ကြာဆွဲကြာယူတွေကိုကျွန်ုပ်မခိုးရယူအမှန်ပါတကယ်လို့များခိုးခဲ့လို့ရှိရင်ရှင်ဘုရင်ရဲ့အပူဇော်ခံရတဲ့မင်းတိုင်ပင်ပညာရှိအမတ်ကြီးဖြစ်ပါရစေရှင်ဘုရင်ကအဆဆရရတိုင်ပင်ရတဲ့ပညာရှိအမတ်ကြီးရှင်ဘုရင်ရဲ့အပူဇော်အချင်းမြောက်ကိုခံရတဲ့ပညာရှိအမတ်ကြီးဖြစ်ပါရစေတာမကြီးလိုက်လို့ရှင်တော့လေတော်ကိုခွန်ကြီးတွေရပြီးတော့တိတ်ကောင်းမှာပဲလို့ထင်ပါပဲနော်ကောင်းတဲ့ပဏိကလည်းကောင်းမှာပါပဲသူတို့ကတော့တန်ရာကိုအပြစ်မြင်ကာမကိုအပြစ်မြင်တဲ့ပုဂ္ဂိုလ်ဆိုတော့အပြစ်ပဲကြည့်တယ်မင်းခယောက်ျားကန္နာတစ်ပင်ဆိုတဲ့အတိုင်းပဲရှင်မင်းရဲ့အတိုင်းပဲမကံမရှင်မင်းနဲ့အနီးကအမြဲတမ်းနေရတဲ့ပညာရှိမှဆိုတာလေကန္နာတစ်ပင်လိုပဲကန္နာမှာပေါင်းနေတဲ့တစ်ပင်လိုပဲအချိန်မင်းပြီးလဲကျသွားနိုင်တယ်မာနတော်လို့လည်းမကြိုက်ပါရတော်လို့လည်းလက်မခံဆိုလို့ရှိရင်အချိန်မရွေးအလုံးမပြုတ်နိုင်ဘူးလားပြုတ်နိုင်တယ်ဒါကြောင့်ကန္နာတစ်ပင်ဆိုတော့ပညာရှိမကြီးဆိုပြီးတော့နေရာကဥစားပေးခံရတော့ကောင်းတဲ့ထင်ရပြီမဲ့အချိန်မရွေးလျောကျသွားနိုင်တယ်လျောကျသွားလို့ရှိရင်ပြီးဟိဝိပြောကိုဒုက္ခဆိုတဲ့အတိုင်းပေါ့လေကိုချစ်ခင်နှစ်သက်တဲ့ဂုဏ်ယာဓုကိုစွန့်ခွာရတော့စိတ်ဆင်းရဲရတယ်တ
ခြားလည်းပဲဒုက္ခတွေကတော့အများကြီးပါပဲရှင်မင်းရဲ့အနိကပညာရှိမှဆိုတော့တိုင်းပြည်လုံးရဲ့အမှုကိစ္စတွေနဲ့ပတ်သက်လို့သူကြံစည်စဉ်းစားရတာပေါ့အများကြီးလည်းလေ့လာရတာပေါ့ဒါပေမဲ့လို့ကိုကပါရမီဖြည့်ခြင်းနဲ့ဆိုရင်တော့တိုင်းပြည်ကာယကောင်းကြောင်းရှင်မင်းကိုအကြံပေးမယ်ဆိုတော့ကုသိုလ်တရားတွေမတူဝနိုင်ဘူးလားတူဝနိုင်တယ်ကိုရတဲ့အခွင့်အရေးကိုလည်းကောင်းတဲ့ကိစ္စမှာအသုံးချမယ်ကိုပိုင်ဆိုင်တဲ့ပစ္စည်းမတူတွေကောင်းတဲ့ကိစ္စမှာကုသိုလ်ကိစ္စတွေအပြစ်ကင်းတဲ့ကိစ္စတွေမှာအသုံးချမယ်ဆိုရင်လေကုသိုလ်တရားတွေတူဝတာပါပဲဒါပေမဲ့လုံးဝစွန့်ပြီးတော့တော်တဲ့တောင်နဲ့ယဟန်တရားအားထုတ်ရတာတော့ဘယ်ကောင်းမှမလဲလုံရင်းလေးတော့လည်းမမေ့နဲ့ပေါ့ဟိုလိုလုပ်လည်းရတယ်ဆိုပြီးတော့ကဲဘုန်းကြီးကလည်းကာမစိစိနဲ့နေကုသိုလ်လုပ်လည်းရတယ်ပြီးတော့တို့မစွန့်တော့ပါဘူးဆိုတော့မနေနဲ့ပေါ့လုံးဝစွန့်နိုင်ရင်တော့အကောင်းဆုံးပါမစွန့်နိုင်ခဲ့ရင်ဆိုတဲ့သဘောနဲ့ဒါအပေါ်တိထက်ထက်ပြောပြရတာအရှင်အနန္ဒလောင်းကဘာဖြစ်ပြစီတဲ့တော့ကြာဆွဲခိုးခဲ့ရင်မင်းတိုင်ပင်အမိုက်မင်းတိုင်ပင်ပညာရှိဖြစ်ပါရစေတဲ့ပြီးတော့အရှင်ပုံနာဆိုတာကဓမ္မကတိကအရာမှာအသာဆုံးအမြတ်ဆုံးဤတတက်ဖြစ်ပါတယ်တရားဟောကောင်းတဲ့နေရာမှာအသာဆုံးပေါ့အဲ့ဒီအရှင်ပုံနာအလောင်းညီကို9ယောက်နဲ့ဆိုတော့အငယ်ဆုံးပေါ့လေအရှင်ပုံနာအလောင်းရသေးကလည်းကျင်းတဲ့ကိုကြီးရဲ့ကြာဆွဲကြာကျိုးတွေကိုကျွန်ုပ်မခိုးရယူအမှန်ပါတကယ်လို့များခိုးခဲ့ရင်တိုင်းသူပြည်သားတွေရဲ့ပူဇော်ခံရတဲ့ဗေဒင်ဆရာကြီးဖြစ်ပါစေတဲ့ဗေဒင်လက္ခဏာအကြမြင်ရတဲ့ဆရာကြီးဖြစ်ပါစေတဲ့တိုင်းသူပြည်သားတွေကယုံကြည်အားကိုးတဲ့ဗေဒင်ဆရာကြီးမနောမယဆရာကြီးဆိုတော့ဟိုကိစ္စလည်းဆောင်ရွက်ပေးရဒီကိစ္စလည်းဆောင်ရွက်ပေးရကိုဗေဒင်လာမိတဲ့လူဆိုတာကလည်းတောကရောက်တဲ့လူနဲ့တောကမြောက်တဲ့လူဘယ်သူများတော့တောကရောက်တဲ့သူများတယ်တောကရောက်မှပဲဗေဒင်ဆရာကြီးသတိရကြတာဘူးနော်ကာမရှင်ရတော့လည်းတိတ်တွက်ချင်မှတွက်မှာပေါ့လေတခုခုပြဿနာလေးရှိပြီအယောင်ဝယ်လေးတခုမေကားလေးတခုရောင်းမပေါ်လာပြီဆိုတော့ပဲပြေးတာတော့ဗေဒင်ဆရာကြီးပြေးတာဗေဒင်ဆရာကိုစိန်ချေလေးနဲ့ကြားရမှာလားသိသိလေးနဲ့ကြားရမှာလားကန်းကောက်ကလေးဘယ်နှခက်နဲ့ဟလာနောက်ဘိန်းကိုကြားရမှာလားဆိုသူတို့ကြရသွားချကြတာမဟုတ်လားကောင်းတဲ့ကိစ္စတွေလုပ်ရင်တော့လေဗေဒင်ဆရာပြီးတာသတိရတာပေါ့ဗေဒင်ဆရာလင်ခိုင်းလို့တောကဖြစ်ပြီဆိုတော့မှပဲရောက်လာတော့ဘုန်းကြီးတွေစီရောက်တာဘုန်းကြီးဆိုတာကနောက်ဆုံးဆင့်ထားတာနော်အများစုပြောတာပါအဲ့တော့ဗေဒင်ဆရာကလည်းတကယ်တမ်းကျတော့လူတကာရဲ့တောကကိုလက်ခံပြီးတော့နားထောင်ရဖြည့်ရှင်းပေးရဟုတ်မဟုတ်စိတ်ချမ်းသာဆိုပြီးတော့ရရချင်းချီးပြရနေဆိုတော့ဒုက္ခများတာပဲအဲ့တော့သူ့ဘဝဒုက္ခတွေတော့အများကြီးပေါ့လေဗေဒင်ဆရာတယောက်နာမည်ကြီးတဲ့ဆိုရင်တခြားအကြိုင်ဗေဒင်ဆရာတွေကလည်းမနာလိုမလိုတွေဖြစ်ပြီးတော့ပစ္စည်းကြောင့်နေလို့စသည်အချင်းပေါ့ဘယ်ဘဝမှမဆိုဒုက္ခတွေကပတ်လည်ဝိုင်းနေတာပါကိုယ့်ဘဝကိုပြန်စစ်စစ်ကြည့်ပေါ့လေငါပါလေဟောငါကကျောင်းဆရာဆိုရင်တော့ဒုက္ခတွေမရှိဘူးလားကိုယ့်ကိုကျောင်းဆရာကလည်းကျောင်းဆရာလည်းဒုက္ခတွေမရှိဘူးလားရှိတာပဲဒါပေမဲ့ကောင်းကွက်ကိုရှာပြီးတော့မှကိုယ့်ရဲ့ကျောင်းဆရာဘဝကျောင်းဆရာမဘဝကနေပြီးတော့ကုသိုလ်ပါရမီအနှစ်တွေတော့ထုတ်ရမှာပေါ့ဒါပေမဲ့လွတ်မြောက်ခြင်းနဲ့ဆိုရင်လည်းအပြစ်ကိုရှာရမှာအပြစ်မမြင်မှအချစ်မဝင်တာတဲ့အပြစ်မမြင်မှအချစ်မဝင်တာအပြစ်မမြင်သေးတဲ့ကတော့အချစ်ကဝင်နေမှာပဲယောက်ျားတရားမိန်းမတရားနဲ့ဆွန့်ခွာခြင်းပြီးကွာရှင်းနေပြီဆိုတော့ဒီမိန်းမအပြစ်ကြီးပဲမရှိဘူးလားရှိတယ်ဘာဖြစ်လို့ညာဖြစ်လို့လဲဆိုပြီးတော့အပြစ်ကြီးပဲကြည်တာဒါဆွန့်ကျင်တာကိုပေါင်းကျင်တယ်ဆိုတော့အပြစ်ကြီးတာလားအကောင်းကြီးပဲကြည်တာလားအကောင်းကြီးပဲကြည်တာဟိုတလောကဒကမကြီးတယောက်ကလည်းရှောက်တယ်သူများကြောင့်နေပြီးပြောသလိုဖြစ်နေနော်ဟလာတကယ်သူ့အိမ်ကကောင်မလေးရတဲ့အရင်တုန်းကလည်းယောက်ျားတယောက်ရခဲ့ဘူးလေတဲ့အဲ့ဒီယောက်ျားနဲ့ကကွဲသွားတယ်ရတာကလည်းဘယ်တော့ဆို16နှစ်တုန်းကရတာတဲ့အဲ့ဒါ16နှစ်တုန်းကရတလခွဲလောက်ပဲပေါင်းလိုက်တယ်ဒီကောင်လေးကရုံတက်ပြီးတော့ကွာရှင်းခွင့်တောင်းလို့ကွာရှင်းပေးလိုက်ရတယ်တဲ့ရုံမှရောက်တော့တရားသူကြီးကမေးတယ်မင်းဒီကောင်မလေးမှာဘာအပြစ်ရှိလို့လဲဆိုတော့အိမ်အောင်နဲ့ဖြစ်နေပြီးတော့တဲ့ထမိန်ရှိရှိဝတ်တယ်တဲ့ဖန်ခုံနှန်းကစားတယ်တဲ့ကဲဒီအပြစ်နဲ့ချက်နဲ့သူကကွာရှင်းနေတာတဲ့ဒီပြစ်ကဘာမှတော့မပြောပါလားတကယ်တမ်းကြတော့နော်အဲ့ဒါလူရင်းကတော့တရားသဘောကတော့အပြစ်မြင်ရင်တော့အချစ်ဝင်အပြစ်မြင်မှအချစ်မဝင်တာအပြစ်မမြင်သမျှတော့အချစ်ဝင်နေအောင်ပါပဲအချစ်မဝင်တော့လည်းကြံဖန်ပြီးတော့အပြစ်ရှာတယ်ဖန်ခုံတာလေးလောက်နဲ့လည်းအပြစ်တင်တယ်ထမင်းချီချီဝတ်တာလေးလောက်နဲ့လည်းအပြစ်တင်တယ်ကုကိလေဆန္ဒစကအကွဲဝတ်တာနဲ့လည်းအပြစ်တင်အောင်ပါပဲအဲ့လိုအပြင်ပေါ့လေဗေဒင်ဆရာဖြစ်ပါရစေလို့
ဘသူကကျိန်တာတော့ဘသူအလောင်းရသေးကကျိန်တာတော့နားထောင်ကောင်းကောင်းနဲ့နားထောင်မမှတ်မိပဲလည်းနေဦးမယ်နော်မနေ့ကတောင်မကဆင်းလာတခါတည်းကပြောတယ်ဥဒေါနဘဦးစင်းတဲ့ဘက်ကပြောတယ်ရှင်ပြဟောခဲ့တဲ့တရားတွေထဲမှာအော်လေးတော့မမိတော့ဘူးတဲ့အဲအော်တလုံးနဲ့တရားလို့လည်းမဖြစ်ဘူးနော်သူကအော်တလုံးနဲ့တော့မဟုတ်ပါဘူးအော်လည်းမမိဘူးငရုတ်ချက်ပွေလည်းမမိဘူးတဲ့အဲ့တော့ညီကို9ယောက်တည်းကဘုရားလောင်းတော်အကြီးဆုံးကကျန်တဲ့6ယောက်ရှင်သာရိပုတ္တရာအရှင်မဟာမောဂလန်အရှင်မဟာကတ္တပအရှင်အနုရုဒ္ဓအရှင်အာနန္ဒာအရှင်ပုံနာ6ယောက်ကျင့်ပြီးသွားကြပြီပြီးတော့တငယ်ချင်းကလည်းကျင့်တယ်သူတို့နဲ့တငယ်ချင်းကတော့ဘာအလောင်းတရားလို့ပြမထားဘူးသူကလည်းဘာကျင့်မှန်းလဲဆိုတော့ဒီကြာဆိုကြာရွေးတွေကိုကျွန်တော်မခိုးရယူအမှန်ပါတကယ်လို့များခိုးခဲ့ပြီးရှိတော့လူစဘာထင်းရေဆိုတဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့ရွာကြီးကိုအပိုင်စားရတဲ့ရွာတကြီးဖြစ်ပါရစေအဲ့ဒီရွာတကြီးကလည်းတရားမင်းပေးတဲ့ရွာမျိုးဖြစ်ပါရစေတရားမင်းပေးတဲ့ရွာလိုမျိုးခိုင်မာတဲ့ရွာဖြစ်ပါရစေဘယ်တော့မှတကြီးရတယ်မပြုတ်တဲ့ရွာတကြီးဖြစ်ပါရစေတဲ့အမှန်ကတော့တကြီးဘဝမှာလည်းတကြီးဒုက္ခတွေဆိုတာမရှိဘူးလားအောက်ကသာချဲ့တွေးလိုက်တော့နော်အဲ့ဒါရွာတကြီးဖြစ်ပြစေဆိုတာရွာတကြီးဘဝရဲ့စည်းစိမ်ချမ်းသာတွေကိုခံစားခြင်းလို့မဟုတ်ဘူးရွာတကြီးကိုမဖြစ်ခြင်းလို့ကျင်းတာပါရွာတကြီးဆိုတာကရှေးစကလုံးနဲ့ပြောတာပေါ့ခုခေတ်လို့ဆိုတော့လေခုခေတ်စကလုံးနဲ့ပေါ့ရွာအကြီးအကဲရွာဥက္ကဋ္ဌပေါ့လေနော်ရွာဥက္ကဋ္ဌတို့မြို့ဥက္ကဋ္ဌတို့တိုင်းဥက္ကဋ္ဌတို့အဲ့ဒါတွေကခုနတကြီးဆိုတဲ့အကုန်ပါပါတယ်တခါကျွန်းယောက်ျားပေါ့မျိုးသားတွေကနောက်ဆုံးကကျွန်းယောက်ျားကလည်းပဲကျင်းပြန်တယ်သူကတော့စိတ်ဓာတ်တွေလောင်းနေရတဲ့စိတ်ဓာတ်တွေဆိုလည်းကြားဘူးပါတယ်နော်သူကလည်းပဲလူဝိကြောင့်တဲ့ကဓမ္မဂတိကမှာဣတတဲ့ပါပဲအဲ့တော့စိတ်ဓာတ်တွေအလောင်းကျွန်းယောက်ျားကလည်းကျင်းပြန်တယ်ကျွန်ုပ်ဒီကြာဆွဲကြာရိုးတွေကိုလုံးဝမခိုးရယူအမှန်ပါတကယ်လို့များခိုးခဲ့ရင်ရွာတကြီးဖြစ်ပါစေရွာတကြီးကလည်းအပျော်ပါလိုက်စားတဲ့ရွာတကြီးဖြစ်ပါစေတနေ့လုံးရရေးရွာမှုဘာမှမလုပ်ဘဲနဲ့အပေါင်းအသင်းတငယ်ချင်းတွေနဲ့ဆိုလိုက်ကလိုက်ကာရာအိုကေသွားလိုက်ပန်းကုန်းဆွလိုက်နဲ့အချိန်ဖြုံးတဲ့တကြီးဖြစ်ပါစေတဲ့ဘာအကြီးချင်းမှမရှိဘဲနဲ့အပျော်ပါနဲ့ပဲအချိန်ဖြုံးနေလို့မလို့တိတ်မကြခင်မှာပဲယာရုအဖြုတ်ခံရတဲ့တကြီးဖြစ်ပါစေတဲ့သူကလည်းကျုံယောက်ျားဆိုတော့ရင်ဘောတွေကလည်းမကြဖြစ်ခဲ့သလားတော့မပြောတတ်ဘူးအိမ်ဖို့ပွဲစားတွေကဟိုပြောင်းဒီပြောင်းနဲ့လက်အပြောင်းလဲတွေများတော့သူလည်းပဲမမြဲခဲ့ဘူးထင်ပါတယ်ဒါကြောင့်မို့သူကအတိတ်ကတက်ကလေးတွေကပါလာတော့ဆူတောင်းတဲ့ခါကျတော့လေညံဖြုတ်ခံရတဲ့တကြီးဖြစ်ပါစေတဲ့ဆူတောင်းလေးတွေကလည်းအံ့ဩစရာဘယ်လိုပဲဖြစ်ပေါ့လေအမှန်ကတော့တကြီးမဖြစ်ချင်လို့ကိုဆူတောင်းတာပါပဲတကြီးရပြန်မြဲဖို့ဆိုတာလည်းလွယ်ပါမလားမလွယ်ဘူးမင်းလိုလိုက်မင်းတိုက်ဆောင်မှမြဲမှာပေါ့ဒါမှလည်းကွာပျော်ပါးတဲ့လိုက်စားနေလဲဘယ်မြဲမလဲ HIV တို့ AIDS တို့တကြီးဥက္ကဋ္ဌကြီးဖြစ်နေပြီဆိုမှတော့ကဲမပြုတ်ဘူးလားပြုတ်တာပေါ့အဲ့တော့ယောက်ျားတွေအားလုံးကကုံသွားပြီနောက်အမျိုးသမီးကြတော့အငယ်ဆုံးညီမအထွေးလေးကင်ဆနာတီဗီကလည်းကျင်းပြန်တယ်အကျွန်ုပ်ဒီကြာဆွဲကြာရိုးတွေကိုလုံးဝမခိုးရယူအမှန်ပါတကယ်လို့များဒီကြာဆွဲကြာရိုးတွေကိုခိုးခဲ့တယ်ဆိုရင်သမုဒ္ဒရာလေးစဉ်အဆုံးပိုင်းခြားရှိတဲ့တဏှိမျိုးလုံးကိုလွှမ်းမိုးအုပ်ချုပ်ရတဲ့ဧကရမင်းကြီးရဲ့မိဖုရားခေါင်းကြီးဖြစ်ပါရစေမိဖုရားပေါင်း16000ရဲ့အကြီးအကဲတောင်မြတ်ဆန်ဒီဗီမိဖုရားကြီးဖြစ်ပါရစေတဲ့ခိုးခဲ့ရင်မိဖုရားကြီးဖြစ်ပါရစေဆိုတော့မခိုးခဲ့ရင်မိဖုရားကြီးမဖြစ်ပါရစေနဲ့လို့ပြောတာမိဖုရားကြီးဖြစ်ပါရစေလို့ကြိမ်နေတာဟာမိဖုရားဖြစ်ရှင်လို့လားမဖြစ်ရှင်လို့လားမဖြစ်ရှင်လို့တာမန်နေနဲ့ဆိုတော့မိဖုရားကြီးဘဝဇင်ကြတယ်လို့ထင်ရပြီမယ်မိဖုရားဘဝရဲ့ဒုက္ခတွေမြင်တယ်အမှန်ကတော့မိဖုရားဘဝရဲ့ဒုက္ခဒီလိုတတ်မှတ်ချက်ဘဝရဲ့ဒုက္ခတွေမြင်တာမဟုတ်ပါဘူးခန္ဓာဆိုတာရှိနေရင်ကိုပဲဒုက္ခတွေကမရှိဘူးလားရှိတယ်အဲ့ဒီဒုက္ခတွေကိုမြင်တာဒီကမဂုဏ်ချမ်းသာတွေကြားမှာနေမွန်းနေမယ်ဆိုရင်ကုသိုလ်တရားတွေလည်းမေ့စိတ်အေးချမ်းချောင်းဘာဝနာလုပ်တွေလည်းမေ့တဲ့အတွက်စိတ်ဟာအမြဲတမ်းပူလောင်နေရမယ်ပိုင်ဆိုင်တဲ့ကာမဝတ္ထုတွေဆိုတာလေအချိန်မီပြည့်စည်ဆုံးရှုံးသွားနိုင်တယ်ဉာဏ်ဉာဏ်ကဘာနဲ့အမြဲတမ်းဆက်ဆံနေတယ်အဲ့လိုပြည့်စည်ဆုံးရှုံးသွားတဲ့အခါအခုမိဖုရားကြီးဆိုရင်လေမိဖုရားယာရီကျသွားတဲ့အခါမှာအကြီးကျယ်ဆင်းရဲဒုက္ခရောက်ရမှာဒါကြောင့်ပြည့်စည်မှုတွေနဲ့ဝန်းရံနေတဲ့မိဖုရားကြီးဘဝကိုဆုတောင်းတာပါအခုယောဂီတို့ကကောက်ဆိုင်သမားနဲ့မိဖုရားကြီးနဲ့ဘာဖြစ်ချင်တော့အမျိုးသမီးယောဂီတွေပြောတာပေါ့
အမှန်ကမျိုးသမီးတွေမဟုတ်ပါဘူးတော်တစ်ပါးဦးစင်းတွေကမျိုးသားယောဂီကိုဖြေရမှာပဲဘာလို့လဲဆိုတော့ကိုဒီဝယောက်ျားဖြစ်တယ်ဆိုပြီးတော့ဘဝင်မြင့်လို့မဖြစ်ဘူးဘာလို့လဲဆိုတော့နိယတဓာရိရတဲ့ဖရာလောင်းပုဂ္ဂိုလ်တွေကလွဲရင်ယောက်ျားဖြစ်လိုက်မိန်းမဖြစ်လိုက်ယောက်ျားဖြစ်လိုက်မိန်းမဖြစ်လိုက်လေတန်မြတ်မှကျင်လည်နေရတာပါဒီပုဂ္ဂိုလ်ဟာလောင်ဘလောက်ကြာလို့ရှိရင်တမ္မာတမ္မုဒ္ဒဘုရားတဆူဖြစ်လိမ့်မယ်လို့ဘုရားတဆူရဲ့ဗျာဒိတ်ကိုရတဲ့ဖရာလောင်းပုဂ္ဂိုလ်တွေကအဲ့ဒီဗျာဒိတ်ရတဲ့ဘဝကနေစပြီးတော့မိန်းမဘယ်တော့မှမဖြစ်တော့ဘူးယောက်ျားလည်းဖြစ်တယ်ဒါကြောင့်ဗျာဒိတ်မရခင်ရှေ့မှာတော့ယောက်ျားလည်းဖြစ်မိန်းမလည်းဖြစ်ပါပဲဦးဇင်းတို့ဘောရမမြတ်စွာဘုရားဆိုရင်ဒီပင်ကရမြတ်စွာဘုရားလက်ထက်မှာဗျာဒိတ်ရတယ်ဒီပင်ကရမြတ်စွာဘုရားစီဗျာဒိတ်မရခင်ရှေ့မှာတော့မိန်းမဘဝတွေလည်းကြည်ကြည်ခါခါဖြစ်ခဲ့ဦးတယ်ဒါကြောင့်ဗျာဒိတ်မရခင်ရှေ့မှာတော့ယောက်ျားလည်းဖြစ်မိန်းမလည်းဖြစ်ပါပဲဦးဇင်းတို့ဘောရမမြတ်စွာဘုရားဆိုရင်ဒီပင်ကရမြတ်စွာဘုရားလက်ထက်မှာဗျာဒိတ်ရတယ်ဒီပင်ကရမြတ်စွာဘုရားစီဗျာဒိတ်မရခင်ရှေ့မှာတော့မိန်းမဘဝတွေလည်းကြည်ကြည်ခါခါဖြစ်ခဲ့ဦးတယ်ခုတော်ဘာဦးဇင်းတို့လူသားယောဂီတွေကမိန်းမဖြစ်ချင်လားမြတ်စွာဘုရားဟောထားတဲ့ကာတာတပုရှင်းရှင်းလေးပဲမိန်းမဘဝမဖြစ်ချင်ဘူးဆိုရင်တဲ့ကာမိတုမိစ္ဆာစာရမှုကိုမကျူးလွန်ပါနဲ့ကာမဂုဏ်မဖောက်ပြန်ပါနဲ့တဲ့ကာမဂုဏ်ဖောက်ပြန်ရင်တော့အဲ့ဒီဖောက်ပြန်တဲ့အကုသိုလ်ကံအကျိုးပေးတဲ့ဘဝမိန်းမဖြစ်မယ်မိန်းမဖြစ်မလို့တေချာပေါက်မဆိုလို့ဘူးပေါ့တချို့ဘဝတွေအဓိကအကျိုးရင်းနေနဲ့ကတော့ငရဲကြမှာငရဲကလွတ်လာလို့လူဖြစ်တော့လေမိန်းမဖြစ်တတ်တယ်ဒါမှမဟုတ်လေကံလေးတော်တော်လေးကောင်းသေးတယ်ဆိုလို့ရှိရင်တော့နှစ်ဖက်ချွန်ဖြစ်တတ်တယ်အဲ့ဒါကကြည်ကြည်အောင်ပြောရတာလေအမှန်ကတော့မိန်းမရှာယောက်ျားရှာဖြစ်တတ်တယ်တဲ့နော်ဒါကြောင့်မလို့ကိုငါဟဲ့ယောက်ျားဆိုပြီးတော့အဝင်သိမ့်နေလို့မဖြစ်ဘူးချိန်မြင့်မိန်းမဖြစ်နေတာတကယ်လို့တန်မြာမှာမိန်းမဖြစ်မယ်ဆိုတော့ခုတော်တော်ဘာဦးစင်ကမျိုးသားယောဂီကမျိုးသမီးယောဂီအကုန်လုံးပေါ့ကောက်ဆိုင်သမားနဲ့မိဖုရားကြီးဘာဖြစ်ရှင်တော့အဲ့ဒီကဖြေမှဒီကလည်းဆက်ခေါ်လို့ရမှာနော်အဲ့ဒီနာကဖြေကြပါဦးကောက်ဆိုင်သမားနဲ့မြင်ပြကြီးဘာဖြစ်ချင်ကြတာဥစဉ်သက်ထွေးကဲအဲ့နှစ်ခုတည်းတစ်ခုခုယူရမယ်ဆိုဘာရွေးမလို့ကဲဒီဘက်ကဒကာကြီးဦးရှင်မြင်ပြောပါဦးဒကာကြီးဦးရှင်ဝင်မပြောပါဘူးကဲနှစ်ခုလုံးဖြစ်ချင်တယ်လက်ဆက်တော့ဒကာကြီးကနှစ်ဖက်ချွန်ကိုအမှန်ကတော့ဒီလိုဖြစ်လိမ့်မယ်ဒကာကြီးရှင်ပြောတဲ့ကပထမကောက်ဆိုင်သမားဖြစ်ရှင်မင်းကတိုင်ခံလှဲ့လေဟဲဒီကောက်ဆိုင်သမားလေးချောလိုက်တာအဲ့ဒီမှာရှင်မင်းကတော်ကောက်သွားတော့ဘာဖြစ်သွားတော့ဒီဖျားကြီးဖြစ်သွားတာပေါ့အော်ကိုဒကာကြီးတော့တော်မှမသိဘူးကောက်ဆိုင်သမားပဲဖြစ်ဖြစ်မိဖုရားခေါင်းကြီးပဲဖြစ်ဖြစ်ဖြစ်တဲ့ဘဝမှာစိတ်ချမ်းသာအောင်နေတတ်ဖို့ကုသိုလ်တရားတူပါအောင်နေတတ်ဖို့ပါရမီဖြည့်တတ်ဖို့အရေးကြီးပါတယ်စွမ်းနိုင်တဲ့ဘဝမျိုးသာသနာနဲ့ကြုံတွေ့တဲ့ဘဝမျိုးဆိုရင်တော့တန်ရာဝိဆင်းရဲကနေလွတ်မြောက်ကြောင်းတတိပဋ္ဌာန်ဝိပဿနာအကျင့်ကောင်းအကျင့်မြတ်တွေကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ဖို့အရေးကြီးပါတယ်ကောက်ဆိုင်သမားကဝိပဿနာလုပ်တရားအားထုတ်သောတာပန်ဖြစ်မိဖုရားခေါင်းကြီးကဒီပရိတစ်ခုပြီးတစ်ခုပြောင်းပြီးတော့ချိန်ဖြုံးနေမယ်ဆိုရင်ကဲပုထုဇဉ်ဘဝနဲ့ပုထုဇဉ်မိဖုရားခေါင်းကြီးနဲ့သောတာပန်ကောက်ဆိုင်သမားဆိုတာဘာဖြစ်ချင်လဲတော်တော်လေတဲ့လူတွေပဲနော်အဲ့ဒါကောက်ဆိုင်သမားတို့မိဖုရားခေါင်းကြီးဆိုတဲ့လောကီဂုဏ်တွေကတတ်မှတ်ချက်တွေကအဓိကမဟုတ်ပါဘူးအတွင်းကနှစ်သာရကအဓိကဆုံးဖြတ်ထားကမှကတန်မြတ်မှာငါဘယ်ဘဝမျိုးရောက်လျာဘဝမှာစိတ်ချမ်းသာအောင်နေတတ်တဲ့သူဖြစ်စေရမယ်။လောကနဲ့ဉာဏ်ခံနိုင်တဲ့သူဖြစ်စေရမယ်။ကုသိုလ်တရားတိုးဝအောင်လုပ်နိုင်တဲ့သူဖြစ်စေရမယ်။ပါရမီဖြည့်တတ်တဲ့သူပါရမီဖြည့်စွမ်းနိုင်တဲ့သူဖြစ်စေရမယ်။ကောက်ဆက်သမားဖြစ်ရင်ငါဘယ်တော့မှဝမ်းမနေဘူး။မိဖုရားခေါင်းကြီးဖြစ်လို့လည်းပဲမနာမတက်ဘူးဆိုတဲ့စိတ်ဓာတ်မျိုးမွေးထားရမှာ။ဦးဇင်းတို့ဘောရမမြတ်စွာဘုရားလောင်းလောက်ဒါနကုသိုလ်များတဲ့ပုဂ္ဂိုလ်ရှိအောင်မလား။တချို့ဘဝတွေမှာဒုစန္ဒာမျိုးမှဖြစ်ရတယ်။စန္ဒာလမျိုးမှဖြစ်ရတယ်။ပြောရမယ်ဆိုတော့တရောင်းစားမျိုးမှဖြစ်ရတယ်။ဒါမတင်ကားတွေဘာလို့ဆိုတာထင်ရှားနေတာပဲနော်အဲ့ဒါတရောင်းသားမတင်ကားသွားကြည့်ပြီးတော့ဟာဒီကောင်ကတော့ဘာဒါနမှမရှိဘူးဒါနနဲ့လို့မွဲတယ်လို့ပြောလို့ဖြစ်ပါမလားလောလောဆယ်ဒါတရောင်းသားဖြစ်နေပြီပဲမတင်ကားရဲ့နှလုံးသားထဲမှာတတ္တဝါတွေအားလုံးပြုထားတဲ့ဒါနကုသိုလ်တွေထက်တောင်မှများပါတယ်စัจ java လာအနန္တမှာရှိတဲ့တတ္တဝါအနန္တပြုထားတဲ့ဒါနကုသိုလ်တွေကိုချင်းခွင်တစ်ဖက်မှာထည့်
ဖရာလောင်တစ်ပါးတွေကပြုထားတဲ့ဒါနကုသိုလ်ကိုချင်းခွင်တစ်ဖက်မှာထည့်ဖရာလောင်တစ်ပါးတွေကပြုခဲ့တဲ့ဒါနကုသိုလ်ဘက်ကချင်းခွင်စောက်ထိုးကြည့်ပါဒါနကုသိုလ်တွေအများကြီးကိုပြုခဲ့တာပါဒါပေမဲ့တရားစားဖြစ်ရရှာတယ်သူစင်းရဖြစ်ရရှာတယ်ဖရာလိုပါရမီတွေအများကြီးပြည့်နေတဲ့ပုဂ္ဂိုလ်တောင်မှဒီလိုနှိမ့်ကြတဲ့ပုံမျိုးဖြစ်ရသေးတယ်ဆိုရင်တာမန်လူကတော့တွေးမစရာရှိပါမလားမရှိဘူးဒါပေမဲ့ဦးဇင်းတို့ဖရာလောင်တရားစားဖြစ်လို့ဆိုပြီးတော့စိတ်ထိုက်ကြရတာမကြဘူးဒိဋ္ဌမင်္ဂလိကာကိုရအောင်ကိုယူသေးတာတထေသမီးကိုတောင်ရအောင်ယူတာနော်ဦးဇင်းတို့ဖရာအဲ့ဒါဦးဇင်းတို့ကတော့ဘာလဲပြောဂုံယူတယ်အကိုဖရာကိုဆိုတော့ဂုံယူတာပေါ့နော်ဘုရားအမတန်မာနကြီးတဲ့ဒိဋ္ဌမင်္ဂလိကာအဲ့မတန်မာနကြီးတဲ့တထေသမီးကိုတောင်မှဦးဇင်းတို့ဖရာလောင်မာတင်ကတောင်းစားတယ်မာတင်ကလူစင်းရဲကရအောင်ကိုယူသေးတာကာမရာဂအာကြီးလို့ယူတာမဟုတ်နောက်ပိုင်းမှာသူကမိဘအမေလိုပြုစုလုပ်ကြည့်သူကလည်းတရားတွေအားထုတ်ဇန်နေနဲ့နောက်ဆုံးတော့ဗြဟ္မပြည်တောင်ရောက်တာပါပဲပြောချင်တာကတော့ဘဝအခြေအနေတွေဆိုတာမျိုးမျိုးကျင်လျာမှာရောက်တဲ့ဘဝမှာတခွန်းနဲ့ပြောမယ်ဆိုတော့ပါရမီဖြည့်နိုင်မှုပဲရည်ကြည်ပါတယ်။ဘာပဲရည်ကြည်လဲပါရမီဖြည့်နိုင်မှုပဲမြင့်မြတ်တဲ့ပါရမီဖြည့်တယ်ဆိုတာဖြောင်းပြောရင်တော့မြင့်မြတ်တဲ့အလုပ်တွေလုပ်ဖြစ်ဖို့ပဲရည်ကြည်ပါတယ်။အခုဒီကင်္စနဒေဝီလောင်းရဆိုတာလေဥပ္ပလဝံထီရီမအလောင်းပါပဲ။တကူရာမှာခုနရှင်မမောက္ကလန်လိုပဲပေါ့လက်ဝဲရန်ဤတတက်မှာပါပဲ။သူကလည်းဘဝတစ်ခုမှတော့ကောက်ဆက်သမားဖြစ်ခဲ့ပြီးပါတယ်ကောက်ဆက်သမားဖြစ်တော့လေထဲမှာကောက်ဆက်ရင်စားမယ်ဆိုပြီးတော့ပေါက်ပေါက်ကလေးတွေကြီးလာတယ်ညမှုပေါက်ပေါက်ကလေးတွေဖောက်လာတယ်အဲ့ဒါလမ်းရောက်တော့ပစ္စကဗုဒ္ဓဓမ္မနဲ့တွေ့မစားတော့ဘူးငါဒီနေ့တနေ့တာငါခံမယ်ဆိုပြီးတော့ပေါက်ပေါက်900တူကုသိုလ်ကောင်းမှုပြုပါရမီဖြစ်အဲ့ဒါနောက်ဆုံးတော့နိဗ္ဗာန်တောင်ရောက်သွားတာပါပဲဒီတော့ကောက်ဆက်သမားတို့မိဖုရားကောင်းတို့စတဲ့ယာရုတွေတတ်မှတ်ချက်တွေဟာအရေးမကြီးပါဘူးဖြစ်ချင်တာဖြစ်ပါစေပေါ့နော်ကုသိုလ်ကောင်းမှုတို့ကဘာဖြစ်ပြစီညာဖြစ်ပြစီလူစည်းစိမ်ရဲ့တတ်မှတ်ချက်တွေကိုဘာမှဆုမတောင်းပါနဲ့မသေးကြပါဘူးမသေးကြပါဘူးနိဗ္ဗာန်ကိုလည်းအထက်ကဆုတောင်းတန်မြာကုဏတကယ်လို့တောင်းကြသေးတဲ့ပါဆိုရင်စိတ်ဓာတ်ခိုင်မာတဲ့သူတယောက်သာဖြစ်ပြစီပါရမီဖြည့်စွမ်းနိုင်တဲ့သူတယောက်အကုသိုလ်ကိုရဲရဲရှောင်နိုင်တဲ့သူကုသိုလ်ကိုရဲရဲလုံရဲတဲ့သူဖြစ်ပြစီလို့သာဆုတောင်းမကတော့နိဗ္ဗာန်ကိုသာဥတည်ဆိုင်ခုနပြောတဲ့သူတော်ကောင်းစွမ်းရည်တွေကအလိုလျောက်ပြည့်စုံသွားမှာပါပဲမိဖုရားကောင်းကြီးပြီးတော့ဘုသူကြံသေးတော့ကြိမ်ဖို့တောထွက်သွားတဲ့7ယောက်တည်းကဘုသူကြံသေးတော့ကျော်မလေးတယောက်ကြံသေးတယ်ကျော်မလေးကတော့ခုတ်စုတ်တရာအလောင်းပါပဲခုတ်စုတ်တရာဆိုတာဦးဇင်းတို့ရဲ့လင်းစိတ်တမန်တရားတွေမှာပါတယ်ဒီပိဋကတရာပိဋကသုံးပုံအာကုံဆောင်နိုင်တဲ့နေရာဒီနည်းပြောတော့ဘဟုတုတပရိယတိဘဟုတုတများတဲ့နေရာမှာအသာဆုံးအမြတ်ဆုံးအေးတက်ရတဲ့အမျိုးသမီးလေးပါပဲသူဒီဘဝမှာလည်းပဲကျော်မဘဝဖြစ်ရရှာတာပေါ့ဒါအတိတ်ဘောတော့ကပိစိကဗုဒ္ဓတစ်ပါးကပိစိကဗုဒ္ဓမဟုတ်ဘူးခါကုန်းတာကတော့ပိစိကဗုဒ္ဓကိုပိစိကဗုဒ္ဓခါကုန်းတာကိုပုံစံယူပြီးတော့တငယ်ချင်းတွေဝိုင်းဖွဲ့ပြီးတော့ငါတို့နန်းတော်ကိုဆွမ်းခံကြွားတယ်ဟိုပိစိကဗုဒ္ဓကဒီလိုသွားတယ်ဆိုပြီးတော့သူကပြောင်းပြတဲ့အတွက်ကြောင့်ဒါပိစိကဗုဒ္ဓသွားပြန်တော့လည်းမဟုတ်ဘူးကိုရမချင်းချင်းနမူနာလုပ်ပြီးတော့ပျော်ပြက်လုပ်ခဲ့တဲ့အကုသိုလ်ကြောင့်သူကခါကုန်းရတာကျော်မဖြစ်ရတာကတော့ဘဝတစ်ခုမှာတာမဏိမတစ်ပါးသို့မဟုတ်ဘိက္ခုနီမတစ်ပါးကိုသူကလှကျင်နေတော့မိတ်ကပ်ဘူးလေးကသူနဲ့နည်းနည်းအလှမ်းဝေးနေလို့ဘိက္ခုနီမနဲ့ကနီးနေလို့ရှင်မအဲ့ဒီမိတ်ကပ်ဘူးလေးခဏလှမ်းလိုက်ပါဆိုပြီးတော့ဘိက္ခုနီမကိုခိုင်းခဲ့လို့ဘုန်းကြီးတွေဒီလိုက်ရှင်တွေကိုခိုင်းမှတော့စိတ်မကူးနဲ့နော်အဲ့ဒီလိုတခဏလေးခိုင်းခဲ့တဲ့ပြန်အဲ့ဒီအကုသိုလ်ကကျူးပြီးတဲ့ဘဝတနည်းပြောတော့ဘဝ900ပတ်လုံးကျွန်ဖြစ်ရတယ်တဲ့ကိုယ့်တဲ့အသက်သိက္ခာဂုံဝါကြီးတဲ့ပုဂ္ဂိုလ်သွားခိုင်းရင်တော့ကျွန်ဖြစ်ရမှာပဲနော်အမေရေးသမီးမရှိတော့ကလေးပကလေးလွှဲပြလိုက်ပါအောင်ကလေးပြီးကုန်းလိုက်ပါအောင်လည်းမခိုင်းကြဘူးလားခိုင်းရင်လည်းခိုင်းကြပါတော့အဲ့ဒါနဲ့ခိုးစုတ်တာထီရီမလောင်ကျွမ်းမလေးကလည်းကြည်မယ်နဲ့ကျွန်ုပ်ဒီကြားဆရာရုပ်တွေကိုလုံးဝမခိုးရရအမှန်မှတကယ်လို့များခိုးခဲ့ပြီးရှိတော့ယသိများစွာစုဝေးနေတဲ့ပရိသတ်ရဲ့အလယ်မှာယသိတွေစားတော့သုံးဆောင်နေတဲ့အာဟာရတွေကိုမရှက်မကြောက်ရဲရဲတင်းတင်းဝင်နှိုက်ပြီးတော့စားနိုင်တဲ့ယသိမှဖြစ်ပါရစေတဲ့ဘုံကံကြီးမားတဲ့ယသိမှဖြစ်ပါရစေတဲ့တကုရှိတဲ့ယသိတွေအများကြီးစုဝေးပြီးတော့စားတော့နေတဲ့နေရာမှာသူကလည်းတကုရှိလို့ဆိုပြီးတော့ဒိုးတူပေါင်းပဲရှင်ပြီးတော့စားနိုင်တဲ့ယသိမှဖြစ်ပါရစေတဲ့ဒါကသူကကြုံမှဖြစ်ခဲ့တာဆိုတော့အိမ်ဒီအလုသမားကြုံလေးရဲ့သဘောတရားကအရှင်သခင်တွေနဲ့တခြားလူတွေနဲ့တစုတဝေးတွေထိုင်ပြီးတော့စားတာကိုသဘောမကျဘူးမကြိုက်ဘူးမစားရဘူးမစားချင်ဘူးပေါ့အဲ့တော့သူမဖြစ်ချင်တဲ့ဟာကိုပဲကျင့်လိုက်တာပါပဲပြီးတော့သူကယသိမဘွားတကိုးကြီးတဲ့ယသိမဘွားဖြစ်ပြစေလတ်လာပါကြီးသူတော်အကြောင်းကြောင့်အံ့ဩဖွယ်အမှုကိုပြုတဲ့သူလည်းဖြစ်ပြစေတနည်းအံ့ဩဖွယ်အမှုကုဟနာအလုဆိုတာကတော့ပါဠိနဲ့နိစ္စတဲ့ပုဂ္ဂိုလ်တော်သဘောပေါက်တာပေါ့ခုခေတ်
အများနာလည်းအောင်မြန်မာလိုပြောရမယ်ဆိုရင်တော့အကြံအဖန်ပေါ့လလဘာတီးတော့အကြောင်းကြောင့်အကြံအဖန်ဟောစရာတွေဖန်တီးတဲ့ယသိမှဖြစ်ပြစေတယ်။ပဲစွမ်းစားတာတို့ရေစွမ်းစားတာတို့ဘာလို့ဆိုတော့ကအကြံဖန်နေမဟုတ်ဘူးလား။အကြံအဖန်နေလလဘာတီးတော့အကြောင်းကြောင့်လုပ်တဲ့အလုပ်တွေပဲ။လောကမှာပရိဒါစားတဲ့လူတွေဘာလို့မရှိဘူးလား။ထူဆန်းအံ့ပေါ်ဒီမှာအဲ့ဒီကောင်လေးပရိဒါစားတဲ့ကောင်လေးကဘုန်းကြီးဝလို့ရှိရင်တော့ပရိဒါဆောင်ကိုတော့ဆိုပြီးနာမည်ကြီးအောင်ပါဘာမှမဆန်ဘူးတဲစားတာတဲကြိုက်လို့တဲစားတာဘာဆန်းလို့သူတဲကြိုက်လို့သူတဲစားတာသူရေပဲကြိုက်လို့ရေဆွမ်းစားတယ်ရေစားဆွမ်းကိုမဟုတ်ဘူးတဲစားလည်းဆွမ်းမဟုတ်ပါအဲ့ဒါတွေကအကြံဖန်နေပါပဲလာလာပါပေါ်များခြင်းလို့ထင်ရှားကြော်ကြခြင်းလို့ဆိုပြီးတော့တတ်လို့စားရင်လည်းအကြံဖန်ပဲကိုယ့်ဘာသာကိုကုသိုလ်ရခြင်းလို့စားတာမျိုးကိုယ့်ဘာသာကိုမေတ္တာပွားခြင်းလို့စားတာမျိုးကိုယ့်အကိုရည်ရွယ်ချက်ကောင်းကောင်းနဲ့စားတာလို့တော့ရည်ရွယ်ချက်ကောင်းကောင်းနဲ့တတ်လို့စားတာကတော့အပြစ်မရှိပါတချို့ကြတော့ရှိတယ်တတ်လို့စားတဲ့ဘုန်းကြီးတွေနာမည်ကြီးတဲ့ဟင်ငါလည်းပဲတတ်လို့စားမယ်ဆိုပြီးတော့စားတာတွေမရှိဘူးလားရှိတယ်ဦးဇင်းတို့သာသနာ့ဘာတော်ကဘုန်းကြီးတစ်ပါးတွေ့ဘူးတယ်ဒါဘုန်းကြီးပြမှားတာမဟုတ်ပါဘူးရှိတတ်တဲ့လောကရဲ့သဘာဝပြောတာဆရာတော်တစ်ပါးကတတ်လို့စားတယ်ပရိကြီးတွေဆူတယ်နာမည်ကြီးတော့သူလည်းပဲပရိကြီးဆူတဲ့ဆရာတော်ဖြစ်နေနာမည်ကြီးကျင်တော့သူရွတ်တဲ့ပရိဆူအောင်ဆိုပြီးတော့တတ်လို့စားတယ်အဲ့ဒါစားတာပရိကဂရတိမဆူလို့ဆိုပြီးတော့စိတ်ညစ်ပြီးတတ်လို့ဖြတ်လိုက်တယ်ဘယ်လောက်များစိတ်ဓာတ်ခိုင်နေတယ်လဲဆိုတာနော်အဲ့ဒါရည်ရည်ချက်ကမှန်မှန်မှန်နဲ့ကိုယ့်အကိုသဘောယူနဲ့တရားဝရရဲ့အတန်းကမစားခြင်းလို့ကိုယ့်ကြောင့်တရားဝရရဲ့အတက်မသိစေခြင်းလို့ကိုယ့်ဘာသာကိုရိုးရိုးသားသားစားတာကတော့စိတ်ထားကောင်းတယ်နှလုံးသွင်းကောင်းတယ်ဆိုရင်စားနေတဲ့ခိတ်တမှာလည်းပဲစိတ်ကောင်းနှလုံးကောင်းလေးနဲ့ဘာဝနာလေးပွားပြီးတော့စားမယ်ဆိုရင်တော့ကုသိုလ်ရတာပါပဲအဲ့ဒီလိုလလဘာတီတော့အကြောင်းကြောင့်အထူးဆန်းနေလို့နောက်ဆုံးတော့ဘုရားဟောတဲ့ကျင့်စဉ်တွေကိုတောင်မှလလဘာကြောင့်ကျင့်နေဆိုရင်ဒါမှားတာပဲတောရဆောက်ပြီးတယ်တောကြောင့်နေတဲ့ပုဂ္ဂိုလ်သူများကအချင်းကြီးတွေကြီးရွယ်တယ်ဆိုပြီးတော့တောကြောင့်သွားနေတယ်ဆိုရင်လေဒါအကုသိုလ်ပဲပါပိဿအလိုဆိုးလို့ကိုလက်ဆောင်ချက်ကဟောထားတာကြွက်ကိုညံနေပဲချဲ့တော့ပေါ့နော်လလဘာကြီးယူတော့အကြောင်းကြောင့်သာသနာနဲ့မလျော်တဲ့အလုပ်တွေလုပ်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေတဲ့ယဟန်ဒါကမျိုးသမီးတွေနဲ့ပြောတာပေါ့မျိုးသားဆိုလို့ရှိရင်လည်းပရိယတိလုပ်လည်းမလုပ်ပฏิပတ်တိလည်းမလုပ်ဘဲနဲ့လောကီကန္တာရီဝိဇ္ဇာလုပ်တွေပဲလုပ်တဲ့ဘုန်းကြီးဖြစ်ပါစေလို့ကျင့်တာပါပဲကန္နာရီဝိဇ္ဇာလုပ်တွေမလုပ်ပါဘူးလို့မဆိုလိုဘူးလှုပ်ချင်ရင်လူဝိကြံပေါ်နဲ့လှုပ်လူထွက်ပြီးတော့ဘုသူတော်ဝဲပိတ်ဖြူဝနဲ့လှုပ်ဖျားပြတဲ့သင်္ကန်းဝတ်ထပ်ပြီးဆိုတော့ဖျားလုတ်ခိုင်းတဲ့ပရိယတိစစ်စစ်ကိုလှုပ်ပါပฏิပတ်တိစစ်စစ်ကိုလှုပ်ပါကိုယ်နဲ့ယဉ်ကျေးတဲ့ဥစဉ်လေးတွေကိုယ်လေးတွေဆိုတော့အများအားပြောပါတယ်လောကီကန္နာရီဝိဇ္ဇာလုပ်ပြီးတော့နာမည်မကြီးခြင်းနဲ့ဘုံမကြီးခြင်းနဲ့အဲ့လိုကြည့်ရမယ်ဒီလိုတော့လူဝိကြံပေါ်နဲ့ကုလီထန်းစားရတာစိုက်ကနေစားရတာကပူပြီးကောင်းသေးတယ်ဒါကြောင့်ကျွန်မလေးကလည်းတော်တော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နော်အဲ့တော့သူတို့တောထက်တဲ့7ယောက်တော့ကုန်မသွားဘူးလားအဲ့ဒီအစည်းအဝေးလုပ်နေတဲ့နေရာနားမှာရုပ်ကစိုးနဲ့ကြီးကလည်းရောက်လာတယ်ရသေးတွေအကြောင်းတန်ခါနားမှာတစ်ပင်အကြီးကြီးရှိတယ်အဲ့ဒီတစ်ပင်အကြီးကြီးမှာစောင့်ရှောက်နေတဲ့ရုပ်ကစိုးကလည်းသူတို့နားမှာဝင်ထိုင်တောထွက်လာတဲ့ဆင်ကြီးကလည်းဝင်ထိုင်ဆင်အုပ်ကြီးနဲ့နေရတာစိတ်ဆင်းရဲလို့ဆင်ပြိုလေးတွေဆင်မောက်ကလေးတွေပြောင်းမြတ်ဆုံမြတ်နဲ့ဆင်မတွေကလည်းခက်ခဲခဲမို့လို့စိတ်ဆင်းရဲလို့ဆိုပြီးတော့ဆင်ကြီးတာလိလေးကဆင်မင်းအလောင်းမှာပဲအဲ့ဒီဆင်ကလည်းတောထွက်လာသူကလည်းပဲဒီပြေးတဲ့ဆင်ဝေးမှာဝင်ထိုင်မြတ်စွာဘုရားကိုပြားရည်လှူတဲ့မြောက်အလောင်းဖြစ်တဲ့မြောက်ကလည်းပဲမွေးအလမဲဆဲရဲ့လက်ထက်မှာဆင်းရဲဒုက္ခကြုံရလို့ဆိုပြီးတော့မွေးအလမဲဆဲအလက်မှာတန်ကျိုးဖြတ်ပြီးတော့သူကလည်းတောထွက်လာသူကလည်းဝင်ထိုင်အဲ့တော့ဟိုယတိ7ပါးကဘုရားလောင်းကလွှဲရင်တော့10ပါးပေါ့သူတို့ကမခိုးကြဘူးဆိုတော့တို့ခိုးတယ်များထင်နေမလားဆိုပြီးတော့တခါရုပ်ကစိုးနဲ့ကြီးကလည်းဝင်ကြည့်ပြန်တယ်ကျွန်ုပ်ဒီကြာဆရာကြီးတွေကိုလုံးဝမခိုးရရုံအမှန်မှာတကယ်လို့များခိုးခဲ့ပြီးရှိတော့တယူဇနာဝင်းဝိုင်းရှိတဲ့တယူဇနာကျဲတဲ့ကျောင်းတိုက်ကြီးတိုက်မှာကျောင်းဟောင်းတွေကိုပြုပြင်ရတဲ့ကျောင်းတိုင်းဘုံကြီးဖြစ်ပါစေတဲ့အာလောကတန်တိဒီဝတံကရောတုပရမောက်တစ်ပါးကိုတရထဲနဲ့အပြီးလုပ်တဲ့ကျောင်းဘုံကြီးဖြစ်ပါစေတဲ့ပရမောက်တစ်ပါးကိုပြီးအောင်တနည်းနဲ့လုပ်ရတယ်ဆိုတော့ပင်မနာပေါ့အခုမှဖြတ်မယ်အခုမှကြီးဝေးခွေမယ်အခုမှတကားပေါင်းခွေမယ်အခုပဲမှန်တက်မယ်ပေါ့အဲ့လိုကျောင်းဟောင်းနေပြင်တဲ့ကျောင်းဘုံကြီးဖြစ်ပါစေတဲ့သူကကတ္တဗဖျက်ရှင်လက်ထက်တုန်းကလည်းအဲ့ဒီလိုကျောင်းဟောင်းနေပြင်ခဲ့ရတဲ့ကျောင်းတိုက်ကြီးတိုက်ကကစင်ကလလို့မျိုးမှာကျောင်းတိုက်ကြီးတိုက်ကိုအုပ်ချုပ်ရတဲ့ကျောင်းနိုင်ဘုံကြီးဖြစ်ခဲ့တာကျောင်းနိုင်ဘုံကြီးကျောင်းနိုင်ဘုံကြီးကျောင်းနိုင်ဆရာတော်ကျောင်းနိုင်ဆရာတော်ဆိုရင်လူတွေကဘုံကြီးပြီးတော့တော်တော်ချမ်းသာမှာပဲလို့ထင်နေကြတာနော်ကျောင်းနိုင်ဘုံကြီးဘွားဆိုတာလည်းတကယ်တော့မချမ်းသာပါဘူးကျောင်းနိုင်ဘုံကြီးလောက်ရတယ်ဆိုတာလူနေနဲ့ပြောမယ်ဆိုရင်အိမ်အောင်ကြတာနဲ့အတူတူပဲကျောင်းထောင်ကြတယ်လို့ပြောရမှာပေါ့လေဦးဇင်းတော်ဟိုတုန်းကနာမည်ကြီးတဲ့ရှင်ဦးဓမ္မတော်ကသူတရားတော်မှာပြောဘူးတဲ့ကျောင်းဘုံကြီးကျောင်းနိုင်ဘုံကြီးလောက်ရတာမိမ4ယောက်ယူပါတယ်လို့ပဲတဲ့
အခုယောဂီတို့ကမှအိမ်အောင်ရှိတဲ့ပုဂ္ဂိုလ်စဉ်တယောက်ပဲယူထားကလေး3-4ယောက်ပဲပြုစုရတာဆောင်းရှောက်ရတာမွေးမိရတာကျောင်းတဲ့ဘုန်းကြီးဖြစ်တယ်ဆိုတော့ယဟန်ဒီကိုရင်ဒီတချို့ကျောင်းတဲ့ပိဆို3-500 1000ဒုမနာသားတွေအများကြီးထိန်းကျောင်းရတာမလွယ်ဘူးအဲ့ဒီဒုက္ခတွေကလည်းအများကြီးရှိတယ်ပြီးတော့တရားဓမ္မတွေလည်းဟိုတရားဓမ္မကတစ်မျိုးဒီတရားဓမ္မကတစ်မျိုးဟိုလူကပွားစီဒီလူကရွာစီနဲ့အဲ့ဒီပွားစီတွေရွာစီတွေလိုက်ပြီးတော့ဖြည့်ရှင်းရတဲ့ဒုက္ခကလည်းမသေးလားအမြဲတမ်းရိတ်တာတို့အမြဲတမ်းအထူးသဖြင့်စာသင်တိုက်တွေကတော့ဖြစ်ခဲပါတယ်တန်ဃာတွေပဲအများဆုံးအုပ်ချုပ်တာဆိုတော့ရိတ်တာတော်တော်များများကြည့်လိုက်တဲ့ဆိုရင်တော့လူဝဲကြောင်တွေတယောက်နဲ့တယောက်အမှုဆောင်တွေကောဘကတွေအဆက်မပြေတာများတယ်နော်မိဘကြောင်ကတစ်မျိုးအမှုဆောင်ကတစ်မျိုးဆိုတာလို့ပေါ့လေအဲ့ဒါကြောင့်ကျောင်းနိုင်ဘုန်းကြီးလုပ်တယ်ဆိုတာအိမ်တော်ကြတာနဲ့တူတယ်ကျောင်းနိုင်ဘုန်းကြီးမလုပ်ဘူးဆိုရင်တော့လူပြိုကြီးလုပ်တာနဲ့တူတာပေါ့ဦးဇင်းတို့ကအိမ်တော်မကြချင်ပါဘူးလူပြိုကြီးပဲလုပ်ချင်ပါတယ်ဒါကြောင့်တခါကြီးရှင်ဝင်လို့ဒီအောက်ကျောင်းတွေဘာတွေလက်ခံမှုပြောတော့ဦးဇင်းတို့လက်မခံမရစေနဲ့တခါကြီးလို့ဦးဇင်းအိမ်တော်မကြပြစေနဲ့လူပြိုကြီးပဲလုပ်ပြစေလို့ကျောင်းနိုင်ဘုန်းကြီးလုပ်တယ်ဆိုတော့ဒုက္ခတွေကအများကြီးလာမှာကိုတို့လည်းပဲတရားကြီးရဲ့စေတနာတရားဒီကြောင့်လည်းရဲ့ဆရာတော်ဥပညာလောကတို့ရဲ့ဆန္ဒကိုငြင်းညှပ်ပြီးတော့ခိုက်တန်အဖြစ်တော့လက်ခံထားတာတစ်ချိန်ကျရင်တော့ပရိယတ်တိစာသင်တိုင်းလုပ်ဖို့စွမ်းဆောင်နိုင်တဲ့တဘာဝကိုဦးဇင်းတို့ကအပြီးအပြတ်ရေစက်ချပြီးတော့ဆွန့်လွတ်လိုက်မှာပါပဲဘာလို့လဲဆိုတော့အိမ်တော်မကြချင်လို့လူပြိုကြီးလုပ်ချင်လို့အားကြမခံလူပြိုကြီးပဲလုပ်တော့မယ်ပေါ့နော်အဲ့တော့ကြာစကြာရုပ်မခိုးရရုပ်အမှန်မှာခိုးခဲ့ရင်ကျောင်းနိုင်ဘုန်းကြီးဖြစ်ပြစီတဲ့ဦးဇင်းတို့ကကိုယ်ကိုယ်တိုင်လည်းဘုန်းကြီးဆိုတော့ရေကစိုးကြီးကျိန်တာအသဘောအကျဆုံးပဲအဲ့ဒီကျိန်စာကိုလည်းအများအားမမေ့တဲ့တရားခုချင်းဒီကျောင်းနိုင်ဘုန်းကြီးမလုပ်သေးပဲနဲ့ကိုယ့်ဘာသာကိုအေးအေးဆေးဆေးပဲနေပါတယ်ဒါပေမဲ့ကျောင်းနိုင်ဘုန်းကြီးလုပ်တဲ့ပုဂ္ဂိုလ်တွေပြောတာမဟုတ်ဘူးသိကြည်ညိုတယ်ဒီဒုမနာသာသမီတွေရဲ့ဒုက္ခကိုပြီးခံနိုင်တာကဘယ်လောက်ကြည်ညိုစရာကောင်းတာတရားဓမ္မတွေရဲ့ဒုက္ခဧည့်သည်တဲ့ဒုက္ခယဟန္တာမတွေရဲ့ဒုက္ခဒီဒုက္ခတွေကိုအပြုံးမှုတဲ့ပြီးခံနိုင်တဲ့ဆရာတော်ကြီးတွေဥစဉ်တို့သိကြည်ညိုပါတယ်ကိုသီးမခံနိုင်လို့ကိုကျောင်းနိုင်မှုကြီးမဖြစ်တာနော်ဒီကစိုးကြီးပြီးတော့ဆင်ကြီးကလည်းကျိန်တယ်ကျွန်တော်ဒီကြာကြာရေးလို့ကိုမခိုးရရုံမှမှာတကယ်လို့ခိုးခဲ့လို့ရှိရင်ခြေလေးချောင်းရဲ့ခါရဲ့လယ်ပင်ရဲ့ဒီ6ဌာနကိုအမတန်ကြီးမားတဲ့တန်ကြိုးကြီးတွေနဲ့တုံ့နှောင်ခံရတဲ့ဆင်ဖြစ်ပါစေအမတန်မွေးလျော်စရာကောင်းတဲ့တောထဲမှာမနေရဘဲနဲ့တောထဲကနေမြို့ကိုအသက်ခံရတဲ့ဆင်ပြူတော်ဖြစ်ပါစေတဲ့မြို့အသက်ခံရတဲ့ဆိုတော့လွတ်လွတ်လပ်လပ်မနေရတော့ပြိဿံရောက်တယ်ဆိုလည်းပဲတန်ကြိုးနဲ့ဒုက္ခရမှာပဲပေါ့ဟုတ်လားမြို့မှာဆင်းရဲဒုက္ခဒီစီဝါရေးဓမ္မလက်ထက်ရောက်တယ်ဆိုရင်သူခိုင်းသမျှလောက်ပါမှာပေါ့တောထဲမှာလွတ်လပ်ပါအောင်မလားမလွတ်လပ်ဘူးဆင်ကြီးကလည်းတော်ဉာဏ်ရှိတယ်နော်အဲ့ဒါတုံနှောင်လဲခံရစီမြို့လဲပုတ်ခံရစီချွန်းနေစူးတွေနဲ့တစ်ဖက်စူးတွေနဲ့လည်းအရိုက်နဲ့ခံရစီတဲ့ဒါကမြောက်ကလည်းတင်မနေကျွန်တော်ဒီကြာစကြာရွတွေမခိုးရရွအမှန်ပါတကယ်လို့များခိုးခဲ့ပြီးရှိတော့မွေးရလည်းမဆရာရဲ့လက်ထဲရောက်ပြီးတော့မွေးရဲ့ပါဇက်ထဲခံဝင်မြစီကျွန်တော်ရဲ့ပါဇက်ထဲကိုမွေးကိုသွင်းနိုင်မြစီဒီကုလုံးမှာမွေးကိုပတ်ပြီးတော့ကပြအသုံးတော်ခံရတဲ့မွေအကကျွမ်းကျင်တဲ့မြောက်ဖြစ်ပါစေတဲ့မွေလည်းမဆရာရဲ့လက်ထဲမှာခံရတဲ့ဒုက္ခတွေကိုသူကသိတော့အဲ့ဒီလိုဒုက္ခတွေခံရစေဆိုပြီးတော့ကျင်လိုက်တာပါပဲတရိစ္ဆာန်ဆိုပေမဲ့ဘာပဲပြောကြည်ညိုစရာကောင်းပါတယ်အဲ့လိုအပြင်ကျင်လိုက်ကြတာဟိုက17ယောက်တည်း10ယောက်ရဲ့ဒီကယောဂစိုးရဲ့ဆင်ရဲ့မြောက်ရဲ့ဆိုတော့73ယောက်ဖြစ်သွားတယ်အကုန်လုံးကမခိုးပါဘူးနဲ့ကျင်နေကြတော့ဘုရားလောင်းကလည်းတယောက်မှတော့မခိုးကျင်နေတယ်တော့ကြာသူတို့မခိုးပဲနဲ့ငါကညာပြောတယ်လို့ချင်းနေဦးမယ်ဒီတော့ငါလည်းပဲဝင်ကျင်ဦးမှာလို့ဆိုပြီးသူကလည်းကျင်ညာတယ်ကျွန်ုပ်ဒီကြာဆွဲကြာရွေးကိုမပြောက်ပါပဲနဲ့ပျောက်တယ်လို့ညာပြောခဲ့ပြီးရှိတော့လောကီအာယုံကာမဂုဏ်ချမ်းသာတွေကိုရလဲရပါရစေခံလဲခံစားပါရစေတဲ့နှစ်ချုပ်ပြီးကျင်လိုက်တာပါပဲရတဲ့ဒုက္ခရဲ့ခံစားရတဲ့ဒုက္ခရဲ့ဒုက္ခနှစ်မျိုးပေါ့ရလို့ရှိရင်လေရတဲ့ဟာလေးဘယ်လိုယူသွားမလဲဘယ်လိုခိုးသွားမလဲဘယ်တော့ပျက်စီးမလဲနဲ့ဒုက္ခဖြစ်တာရအောင်ရှားတဲ့ဒုက္ခလည်းရှိခံစားရတော့လေဘယ်ကာမဂုဏ်အာယုံဘယ်ခံစားမှုမျိုးမဆိုနောက်ဆက်တွဲဒုက္ခဆိုတာရှိပါတယ်ကိုကမမြင်လို့တာပါတွင်နေစားတယ်ပဲဆိုကြပါစို့တွင်နေစားတယ်ဆိုလည်းဒါကာမဂုဏ်ခံစားတာပဲတာရတဲ့စိတ်နဲ့စားရင်ကဲတွင်နေစားတော့လေခြင်းတွေဘာတွေတက်တော့မနှံဘူးလားနန်းနေဘယ်ချမ်းသာမဆိုနောက်ဆက်တွဲဒုက္ခရှိကိုရှိပါတယ်တယောက်ကကြည့်တယ်ကိုရီးယားကကြည့်တယ်ကြည့်တော့ရတာရှိတယ်ထင်တယ်ပြီးတော့မျက်စိတွေကအေးကြီးတွေပြည့်ဒုက္ခတွေမရှိဘူးလားညလုံးမောက်ပွဲကြည့်တဲ့ပုဂ္ဂိုလ်ဆိုတော့ပြောမနေနဲ့မျက်လုံးကြီးတွေဖူးကြောင်ပြီးတော့ဒါကြောင့်ဘယ်ကာမဂုဏ်ချမ်းသာမဆိုနောက်ဆက်တွဲဆင်းရဲဒုက္ခအနည်းနဲ့အများသာကောင်းမှရှိနေတယ်ဒါကြောင့်အဲ့ဒီဒုက္ခတွေခံစားဖို့တဲ့ရည်စူးပြီးတော့ကာမဂုဏ်ချမ်းသာတွေရလဲရပါရစေခံလဲခံစားပါရစေတဲ့အဲ့တော့မှတရားမင်းကြီးက
ထိတ်လန့်တုန်လှုပ်သွားတာပေါ့သူတို့ကျင့်ရတဲ့အထက်မှာကာမဂုဏ်ချမ်းသာခံစားဖို့ဆိုတာဒီပါတဲ့အပြင်ပြီးကြနေတဲ့ဘာပါသေးလဲဆိုတော့အရှင်မောက္ကလန်လောင်းယသိကျင့်တဲ့အထက်မှာကာမိတုတိဗ္ဗံကုရုတံအပက္ခံကာမဂုဏ်ဒီပေါ်မှာငြိုက်ွက်မှုအားကြီးတဲ့သူဖြစ်ပြစေတနည်းအားဖြင့်တန်ရောစဉ်ကြီးတဲ့သူဖြစ်ပြစေတာမန်တန်ရောစဉ်ရှိတဲ့သူနဲ့တန်ရောစဉ်ကြီးတဲ့သူတန်ရောစဉ်ကြီးတဲ့လူကပို့ပြီးတော့ဒုက္ခများတာပေါ့ဒါကြောင့်ဒုက္ခတွေပိုများပြစေလို့ကျင့်တာအရှင်မဟာကတ္တဗလောင်းကျင့်တဲ့အထက်မှာလည်းဘာပါတယ်လဲဆိုတော့ဝယံအပတ္တံဂရမာဝတတုတဲ့အရွယ်ကိုမကြည့်ပဲနဲ့အိမ်မှာနေတဲ့သူဖြစ်ပါရစေတဲ့လူဝိကြောင့်ဘဝကကိုယ်အရွယ်ကိုကြည့်ပြီးတော့မှအိမ်မှာနေရတာပါအသက်ရွယ်ကကြီးနေပြီအိမ်ရဒီနာလူပံကိုဆွန့်ပြီးတော့ယဟန်ပြုရမယ်အရွယ်ရောက်နေပြီဒါပေမဲ့ယဟန်မပြုနိုင်သေးဘူးဘုန်းကြီးမဝက်နိုင်သေးဘူးဆိုရင်အရွယ်ကိုမကြည့်ပဲနဲ့အိမ်မှာနေတာပဲအဲ့တော့အရွယ်ကိုမကြည့်ပဲနဲ့အိမ်မှာနေတဲ့သူဖြစ်ပါစေဆိုတာကယဟန်ဘဝကိုယဟန်ဘဝပြုရမယ်အရွယ်ရောက်ရတဲ့ယဟန်မပြုပဲအိမ်မှာနေတဲ့သူဖြစ်ပါစေလို့ကျင့်တာဘယ်လောက်ကြည်နေကြကောင်းတာအများစုသူတော်ကောင်းအများစုအလောင်းလျာတွေပါမီဖြည့်ကြတဲ့အခါမှာဘဝရဲ့နောက်ပိုင်းချိန်တွေကိုယဟန်ဘဝနဲ့ကုံဆုံးကြတာများပါတယ်အဲ့တော့ဒီနေရာမှာတက္ကဘုန်းကြီးဝတ်တာမျိုးမတတ်နိုင်တဲ့တောင်မှအရွယ်ကိုကြည့်ပြီးတော့အိမ်မှာနေတယ်ဆိုတာအိမ်ဆိုတာကာမဂုဏ်အိမ်မှာပဲအရွယ်ကိုမကြည့်ဘဲနဲ့ကာမဂုဏ်ချမ်းသာခံစားတဲ့သူဖြစ်ပြစေလို့ဆိုလိုတာတချို့ကကိုယ့်အရွယ်နဲ့မတန်တဲ့ကာမဂုဏ်ခံစားနေတဲ့သူတွေလည်းရှိတယ်အသက်က60ကျော်နေပြီမိကအဖွေသားနှခမ်းကြီးအရဲသားမရှိဘူးလားရှိတယ်ပြောတော့တခါကြီးတယောက်သောတတိယတဲ့ဥစဉ်ကိုသိက္ခာထားတဲ့ယဟန်မကြီးတယောက်ရဲ့အဖေအသက်85 86လောက်မှဆုံးသွားတာပါပဲအဲ့ဒါအဲ့ဒီကမကြီးကရှက်လို့သိရတာပါရှင်များတဲ့တပည့်တော်အဖေတရားနာခိုင်းလို့လည်းမရဘူးတရားအထုတ်ခိုင်းလို့လည်းမရဘူးတဲ့မဟာကဏ္ဍအောင်ရှေရတကြီးရဲ့ပဋ္ဌာန်း18ခွေနာဖို့ဆိုပြီးတော့အဖေပေးထားတယ်အခါမှမဖွင့်ရသေးဘူးတဲ့အဖေကဘာပြောတယ်လဲဆိုတော့နင့်ပဋ္ဌာန်းခွေကအချိန်မရွေးနာလို့ရပါတယ်တဲ့ဒီရဲကုကိုခွေကခွေတက်ထတုံကြည့်ရတာတဲ့အဲ့ဒီတော့ကတော့ရဲကုကိုနဲ့လင်းစားနေတော့ခက်စားတဲ့အချိန်ကိုအဲ့ဒါတနေ့လုံးတညတညဆိုရင်အဲ့ဒီအဖေရဲ့အသက်86အတွက်ကိုဗီဒီယိုခွေ3ခွေလောက်မှားပြရအဲ့ဒါ3ခွေစက်တိုက်ကြည့်မနေ့ကမှတနေ့လုံးအိတ်ပေါ့အဲ့ဒီလိုနဲ့ပဲပြေဆုံးသွားရတာပါအဲ့ဒီလိုပုဂ္ဂိုလ်တွေလောကမှာအများကြီးမရှိဘူးလားရှိတယ်ဒါကြောင့်ကိုယ်အရွယ်ကိုညာလူပေါင်းမှာနေရမယ်ဒါချက်ပြောမယ်ဆိုတော့အများကြီးပါပဲအချိန်သိမ့်မြတ်လို့မချက်တော့ဘူးနောက်တစ်ခါအရှင်အာနန္ဒာအလောင်းဟိုဘာလဲလို့မဟုတ်ဘူးတငယ်ချင်းအလောင်းကျိန်တဲ့တငယ်ချင်းယသိကျိန်တဲ့ထဲမှာလဲအဝိဒရာကိုမရဏံဥပိတုတဲ့ကိလေသာတန်းလန်းနဲ့ပတ်သားစရာကောင်းတယ်ဝတ္တိဟာအိမ်မှာပဲအမြဲတမ်းနစ်မြုပ်နေတယ်လို့လူနေတယ်လို့ကာမဂုဏ်တိတော့ရှင်းညွန့်နေမှာပဲလူပြီးတော့တည်ပြရစီတဲ့တနည်းပြောတော့ဝတ်တည်ပြရစီလို့ဆိုလိုတယ်လောကမှာဝတ်တည်ရဲ့လူတည်လို့တည်တာခံလို့ရှိတယ်ယောဂီတို့ကဘာတည်နဲ့တည်ချင်တော့ကာမဂုဏ်အာယုံကိုခံစားရင်းနဲ့ကာမဂုဏ်အာယုံကိုတန်းတရင်းနဲ့သေသွားရင်တော့သာတန္တသမီးတန္တဟိုအာယုံတန္တဒီယုံတန္တဟိုပြောတန္တဒီအပါတန္တပြီးတော့သေသွားရင်တော့ဝတ်တည်သေးတာပဲလူဆိုတာကုသိုလ်ကြောင့်လူဖြစ်လာတာမလို့ကုသိုလ်အာယုံလေးတစ်ခုခုနဲ့သေသွားရင်တော့လူသေးသေးတယ်လို့ခေါ်တယ်။ဒါကြောင့်ဝတ်သေးမသေးပါစေနဲ့လူသေးသေးအောင်ကြိုးစားကြပါ။နောက်တစ်ခါဘုရားလောင်းကျင့်တဲ့ထဲမှာလည်းအဂါရမစ္စေဝမရဏံဥပိတုတဲ့အိမ်ရဒီတောင်လူပေါင်းမှာပဲသိရပါစေတဲ့။ရမဏိယမေဝပပ္ပဇံအလဘိတောမွေးလျော်စရာကောင်းတဲ့ယဟန်ဘဝကိုမရဘဲနဲ့လူဘဝမှာပဲသိပြစေ။ဘဝနောက်ပိုင်းချိန်မှာယဟန်ဘဝနဲ့ရွတ်ထုတ်ပြစီလို့ဆိုလိုတာပါ။ဒါပေမဲ့လို့တခုတော့တောင်းပါပြစီ။တရင်စာကြော်ညာတဲ့ပါသူတော့မဖြစ်စေနဲ့အရှင်ဘသူတဲ့တက်တော်80ဝါတော်1တဲ့ကဲတက်တော်80ဝါတော်1ဆိုမှတော့89နှစ်ကမှဝတ်တာပေါ့ဟုတ်လားတက်တော်80ဆိုအနည်းဆုံးဝါတော်20လောက်တော့ဖြစ်ဖို့ကောင်းတာပေါ့အဲ့ဒါနာရေးကြော်ညာမှာတက်တော်80ဝါတော်1တဲ့ယောဂီတို့အဲ့ဒီလိုတော့လည်းမဖြစ်စေနဲ့ဩနာကျုကံပရိယပရိပါဘာမှလုံးမရတဲ့အချိန်ကျမှအိမ်ကသာသမီတွေကနှင်ချလို့ဝတ်တာမျိုးပဲဖြစ်မှာပေါ့အဲ့ဒီလိုမျိုးကြမှာတော့လည်းမဝတ်ပါနဲ့တောင်းမှမှာတယ်နော်အဲ့ဒီလိုမျိုးကျိန်ကြတော့မှတရားမင်းကြီးကနာလာရရပြီးတော့သူဖွက်ထားတဲ့ကြာစော်လေးထုတ်လာပြီးတော့ကျွန်တော်ကိုခွင့်လွှတ်ပါအတင်တို့အကျင့်နေပြင်းထန်တာကာမဂုဏ်စိတ်ဝင်စားသလားမဝင်စားဘူးလားသိကြလို့စမ်းသပ်မိပါတယ်ဒီတော့မှဘုရားလောင်းကငါအသင်ဟာငါတို့ရဲ့ငါအသင်တို့ရဲ့ကာကြည်တယ်မဟုတ်ဘူးကစားစရာအယုတ်ကြီးလည်းမဟုတ်ဘူးဆွေမျိုးလည်းမဟုတ်ဘူးမိတ်ဆွေလည်းမဟုတ်ဘူးဘာလို့စရတာလဲနောက်ကိုဒီလိုမစပါနဲ့ဒီတော့မှတရားမင်းကြီးကလည်းတောင်းပန်နဲ့ခွင့်လွှတ်ပါတချိန်တခါမှားမိတာကိုခွင့်လွှတ်ပါတောင်းပန်ပြီးတော့သူကလည်းပြန်သွားတာပေါ့ဘုရားလောင်းယတိကလည်းကျန်တဲ့ယတိတွေကိုတရားမင်းနဲ့တွေ့ခွင့်ရတဲ့ရှင်ကိုပဲတန်နေပါပြီသူ့ရဲ့မှားယွင်းမှုကိုခွင့်လွှတ်လိုက်ကြပါဆိုတော့သူတော်ကောင်းနေဆိုတော့လေခွင့်လွှတ်လိုက်ကြတာပါပဲတရားမင်းကလည်းသူများတွေကာမဂုဏ်အတွက်ပဲတနေ့လုံးရုန်းကန်လှူရှားနေရတာအရှင်မြတ်တို့ကဘာလို့ကာမဂုဏ်ကို
အပြစ်ပြောနေကြတာလဲဆိုတော့ဘုရားလောင်းကဒီကာမဂုဏ်ကြောင့်ပဲလူတွေအသက်ခံရတယ်ဒီကာမဂုဏ်ကြောင့်ပဲလူတွေအချုပ်နှောင်ခံရတယ်ဒီကာမဂုဏ်ကြောင့်ပဲကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းဆိုတာတွေဖြစ်ရတယ်ဒီကာမဂုဏ်ကြောင့်ပဲကိုဆွဆွဲခြင်းစတဲ့ဘေးရန်တွေဖြစ်ရတယ်ဒီကာမဂုဏ်ကြောင့်ပဲမကောင်းမှုအကုသိုလ်တွေလုပ်မိပြီးတော့အပယ်လေးပါးရောက်ရပါတယ်ဒါကြောင့်ကာမဂုဏ်ကိုအပြစ်ပြောတာပါဒါကာမဂုဏ်ရဲ့အပြစ်တွေချက်ပြောမယ်ဆိုရင်အများကြီးပဲဟောပြောခြင်းလေပြည့်ပြီဆိုတော့ရမှဖြစ်မှာဒီတော့ကောင်းစဉ်တရားကောင်းစဉ်ကဝေးလီကောင်းလီဟိုင်ဝေးလမ်းကြီးတွေသွားလိုက်လို့ရှိရင်ကြောက်တင်တဲ့ကားကြီးတွေတို့တစ်တင်တဲ့ကားကြီးတွေနောက်မှာဝေးလီကောင်းလီဆိုပြီးတော့ရေးထားတာအဲ့ဒီနောက်ကကတ်လိုက်မယ်ဆိုရင်တစ်တုံကြီးပြည့်တယ်ဆိုရင်လည်းကားပိန်သွားမယ်ကြောက်တုံကြီးပြုတ်ကြတယ်ဆိုရင်လည်းကားပျက်စီးသွားမယ်ကာမဂုဏ်အာယုန်ကြီးတော့ကုန်တင်ကားကြီးတွေနောက်ကကိုယ်ကကတ်လိုက်မယ်ဆိုရင်တော့ဟိုကကာမဂုဏ်ချမ်းသာတိုင်းမှာဒုက္ခဆိုတဲ့တစ်တုံကြီးတွေဒုက္ခဆိုတဲ့ကြောက်တုံကြီးတွေဝန်တုပ်ဝန်ပိုးတွေကအမြဲတမ်းရှိပါတယ်အဲ့ဒီဝန်တုပ်ဝန်ပိုးတွေပြီးပြီးတော့ဒုက္ခရောက်နေတယ်ဒါကြောင့်ဝေးလေကောင်းလေဆိုတဲ့စကားလုံးနဲ့ပြီးရေးထားတာကကတ်မလိုက်နဲ့တဲ့ကြောက်ကြတော့ကာမဂုဏ်ချမ်းသာရဲ့နောက်ကခွာလိုက်ရမှလားကတ်လိုက်ရမှလားကာမဂုဏ်ရဲ့ပြစ်ကိုဆင်ရင်မယ်သွားရနေစဉ်ရနေစဉ်ထိုင်နေစဉ်လျောင်းနေစဉ်တတိပဌာန်မှတ်လေးနဲ့နေမယ်မလွဲတာလို့ခံစားတော့မှတရားလေးကြားညပြီးခံစားမယ်ဆိုရင်တော့ခွာလိုက်တာပေါ့ဒါကြောင့်ကတ်မလိုက်ပဲနဲ့ခွာလိုက်ပါကာမဂုဏ်ချမ်းသာမှန်သမျှကတော့ဝေးလီကောင်းလီပါပဲဝေးလီကောင်းလီတရားကိုနာကြားကြရတဲ့တရားနာပိဋကများကာမဂုဏ်ချမ်းသာကိုမိမိတို့ရဲ့အတိုင်းတာအားလျော်စွာဆွန့်လွတ်နိုင်ကြပါစေလုံးဝမဆွန့်လွတ်နိုင်တော့မှဒီကာမဂုဏ်ချမ်းသာကြောင့်ကိလေသာတရားတွေအကုသိုလ်တရားတွေမတူပါစေဘဲနဲ့ကုသိုလ်တရားတွေတူပါအောင်ပါရမီတရားတွေတူပါအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကြိုးစားအားထုတ်နိုင်ကြတဲ့အတိုင်းလည်းပဲဝိပဿနာဉာဏ်နဲ့ဆင့်ဆင့်တက်ဉာဏ်ဘုံဉာဏ်တွေဆင့်ဆင့်တက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုဒီဘဝဒီခန္ဓာနောက်ဆုံးဖြစ်နေမျက်မှောက်ပြုနိုင်ကြပါစေလို့ဆုမကောင်းတောင်းရတဲ့ဥစ္စရိရဲ့တရားကိုဒီနေရာမှာပဲညီကုံချုပ်ပါတော့မယ်တရားနာပိဋကများအားလုံးလက်ဥချီထားကြပါအရေးအကြီးဆုံးစကားတစ်ခွန်းနဲ့ညီကုံချုပ်ပါမယ်အပမဒေနတံပါတိထာအပမဒေနမမိမလဲရောမပေါ့မဆပြင်းပြထက်သန်မှန်ကန်သောတတိတရားဖြင့်တံပါတိထသီလသမာဓိပညာဥသောသောသိက္ခာသုံးပါးတို့ကိုစီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း